ကမ္မထာအာယုံကိုရှေရှေဝေးဝေးလိုက်လံရှာဖွေเสียမလိုပဲနဲ့ထွက်လေဝင်လေကိုအခြေပြုတဲ့တတိတွေတမာတိတွေကောင်းလာတဲ့အခါမှာအစစ်စစ်ဝိပဿနာပညာရက်တွေတိုးတက်ပွားများလာပြီးတော့နောက်ဆုံးမှာမဲ့ဖို့နိဗ္ဗာန်ဆိုတာကိုတွေ့ရှိသွားနိုင်တဲ့ဒီကမ္မထာနိစ္စနစ်တစ်ခုပဲဒီကနေ့ခေတ်မှာအာနာပါနကိုလူချိုက်များနေတာဘာဖြစ်လို့လို့ဆိုလူချိုက်များနေခြင်းရဲ့အကြောင်းကိုတခြားအကြောင်းတွေလည်းရှိကောင်းရှိမှာပေါ့လူချိုက်များခြင်းအကြောင်းကတော့အာနာပါနကျမ်းမာရေးအတွက်လည်းအကျိုးပြုတယ်အသက်ကိုမှန်မှန်ရှုသွင်းရှုထုတ်လုပ်ခြင်းဖြင့်လည်းကျမ်းမာရေးအတွက်အထောက်အကူပြုတယ်နောက်တစ်ဖက်ကလည်းပဲမြတ်စွာဘုရားဟောကြားထားတဲ့ကျင့်စဉ်တွေကိုလည်းပဲဒီအာနာပါနသတိကနေခြုံမိငုံမိသွားအာနာပါနသတိဘာဝနာကိုပွားများအထောက်ခြင်းဖြင့်တတိပဋ္ဌာန်၄ပါးကိုလည်းပွားများအထောက်ပြီးသားဖြစ်တယ်။သမ္မပဋ္ဌာန်တရား၄ပါးအဋ္ဌိပတ်၄ပါးအိန္ဒြေဘိုးစဉ်မက်ခင်ဆိုတာတွေလည်းပွားများအထောက်ပြီးသားဖြစ်သွားတယ်။တတိပဋ္ဌာန်ပွားလိုက်တာနဲ့ဘုဇင်9ပါးနဲ့ပွားပြီးသားဖြစ်သွားတယ်။ဘုဇင်9ပါးပွားလိုက်တာနဲ့မက်ဖို့နိဗ္ဗာန်လို့ဆိုတဲ့ဝိဇ္ဇာနဲ့ဝိမု ക്തി မက်နဲ့ဖို့လို့ဆိုတဲ့ဝိဇ္ဇာနဲ့ဝိမု ക്തി ဒီတရားထုတရားမြတ်နှစ်ခုကိုလည်းဆက်ရောက်ပြီးတော့မျက်မှောက်ပြုနိုင်တယ်လို့ဆိုတာအာနာပါနသတိကမ္မထာရဲ့အကျိုးကျေးဇူးတွေကိုတော့မြတ်စွာဘုရားဟောထားတာရှိတယ်တခြားကမ္မထာတွေမှာလည်းဆိုင်ရာအကျိုးကျေးဇူးတွေမရှိဘူးမဟုတ်ရှိတယ်အလုံးမှာလည်းအကျိုးကျေးဇူးတွေရှိကြတာကြသို့တော့ဒီကမ္မထာဟာလူခန္ဓာကိုယ်မှာလူတွေမှာ24နာရီအသက်ရှူသွင်းရှူထုတ်လုံးနေကြတာဖြစ်နေတော့ကိုယ်နဲ့နီးလျက်တန်းနဲ့တတိမထားမိတဲ့အာယုံလည်းဖြစ်တယ်ပေါ့နော်လူတိုင်းဟာ24နာရီအသက်ရှူရပ်သွားတယ်လို့မရှိဘူးရပ်သွားရင်လည်းသိမှာပဲပေါ့ရပ်သွားတာမရှိပဲနဲ့24နာရီအသက်ရှူသွင်းနေတယ်ရှိုက်ထုတ်နေတယ်ဆိုတာကိုတတိထားမိတာအမှန်မှန်နေပါကာယနဲ့ဆက်ဆက်ပြီးတော့သက်ရှူခြင်းရှိုက်ထုတ်ခြင်းလို့ဆိုတဲ့ဒီထွက်လေဝင်လေမိမိတို့ရဲ့နာသီးပြားအသက်ရှင်မှုအတွက်လေအပြောင်းလဲလုပ်ပေးနေတဲ့အပေါ်မှာအကျိုးမြတ်တစ်ခုကျိုးမြတ်ဆိုတာတတိတွေတမာတိတွေဝိရိယတွေပညာတွေတိုးတက်လာအောင်ဆိုတဲ့ကျင့်ဆောင်တဲ့ကျင့်ဆောင်ရမယ့်ဤစနစ်တွေဒီကမ္မထာမှာရှင်းရှင်းလင်းလင်းဟောကြားထားတာဆိုတော့အလွန်လဲစိတ်ဝင်စားစရာကောင်းတယ်အလွန်လဲထင်ရှားတယ်လို့ပြောသို့တော့အာနာပါနသတိဆိုတာအမှန်တမ်းတတိကောင်းဖို့တော့လိုအပ်တယ်ဒီကမ္မထာမှာအာနာပါနကမ္မထာလို့တွေမပြောဘဲနဲ့ပြောဘုရားနုဒ္ဓတိဓမ္မနုဒ္ဓတိသံဃာနုဒ္ဓတိတို့လို့တကယ့်ကိုလေးနဲ့တဲ့ပရမတ္ထတရားတွေဖြစ်လို့အဲ့ဒီမှာတတိထည့်ထားတယ်ဒီအာနာပါနကြတော့ပရမတ်တရားမဟုတ်ဘူးပညာဖြစ်ပေမဲ့လို့သမထကျင့်စဉ်ကျင့်မယ်ဆိုရင်အာနာပါနကိုပညာလို့လည်းခေါ်တယ်ဝိပဿနာကျင့်စဉ်နဲ့သွားမယ်ဆိုရင်ဝါယောဓာတ်ကိုအာယုပြည့်တော့ပရမတ်ဖြစ်နိုင်တယ်ပေါ့သို့တော့အာနာပါနဆိုတဲ့ပညာပေါ်မှာဒီတတိလေးဟာအခြေစိုက်ဖို့အဲ့လိုအခြေစိုက်ပြီးတော့အားထုတ်တဲ့နေရာမှာဒီထွက်လေဝင်လေလေးဟာတမာတိကောင်းလာလေလေညင်သာသွားလေလေတမာတိကောင်းလာလေလေညင်သာသွားလေတခြားကမ္မထာတွေနဲ့မတူတာကအဲ့ဒီအချက်တခြားကမ္မထာတွေကကြာရှုလေလေပို့ပြီးတော့ထင်မြင်လာလေလေထင်သာလာလေလေကြာရှုလေလေထင်သာလာလေဒီကမ္မထာကအဲ့လိုမဟုတ်ဘူးတမာတိရလာလေလေကြာရှုလေလေညင်သာသွားလေလေညင်သာသွားတယ်ဒီလိုဖြစ်တာအဲ့လိုဖြစ်တဲ့အခါကျတော့အင်တန်မှကြီးမားတဲ့တတိရှိဖို့လိုတယ်အနုဘဆိုလို့ရှိရင်အာယုံဟာပျောက်ထွက်သွားနိုင်တယ်ကိုယ့်ကိုအသက်ရှူနေမှမသိလောက်အောင်ဒီကမ္မထာအာယုံတစ်ခုဟာ
ကိုယ့်ရဲ့အတိညာစိတ်ရဲ့အာယုံမြင်ကွင်းကနေပြီးတော့ပျောက်သွားလူပျောက်သွားတာတွေလည်းအများကြီးရှိတယ်ဒါကြောင့်မလို့အာနာပါနသတိကမ္မဋ္ဌာန်းကတခြားကမ္မဋ္ဌာန်းနဲ့မတူဘူးပို့ထင်ရှားလာတာမဟုတ်ဘဲနဲ့ပို့ပြီးတော့တိမ်မွေ့သွားတယ်အဲ့ဒီတိမ်မွေ့သွားသလိုတတိတွေတမာတိတွေပညာတွေကလည်းပဲအာယုံကတိမ်မွေ့သွားတဲ့နောက်မှာလိုက်ပြီးတော့နော်စုံမိကင်မိရှိနေဘူးလို့အပ်တယ်ဒါကြောင့်မို့လို့တာမန်တတိနဲ့ဒီအာနာပါနကိုအထောက်လို့မရဘူးပြောတယ်တာမန်ကြိုးစားအထောက်မှုဝိရိယနဲ့လည်းဒီကမ္မဋ္ဌာန်းကိုအထောက်လို့မရဘူးတာမန်တမာတိနဲ့လည်းဖြစ်နိုင်ဘူးဒါကြောင့်မို့ထူးခြားတဲ့တတိထူးခြားတဲ့လုံလဝိရိယထူးခြားတဲ့တမာတိစွမ်းအားတွေနဲ့သာလဲဟောဒီအာနာပါနသတိကမ္မဋ္ဌာန်းရဲ့အာယုံကိုပိုင်နိုင်သိနိုင်တယ်လို့ဒီလိုဆိုတာနော်ဒါကြောင့်မို့လို့ဒီကနေ့ပထမပိုင်းအနေနဲ့ဒီအာနာပါနသတိတုတ်ဖွဲ့စည်းထားပုံအခြေခံလေးတစ်ခုပြောပြမယ်ဆိုရင်ရှေ့ပိုင်းမှာမြတ်စွာဘုရားကဒီအာနာပါနသတိဘာဝနာကမ္မဋ္ဌာန်းကိုဒီတုတ်တန်ကိုမဟောခင်တပိပရိသတ်တွေကိုကြည့်ပြီးတော့မြတ်စွာဘုရားအာရမတ္တမချီနူးတဲ့စကားတွေကိုပြောတယ်ယဟန်နေဟာမြတ်စွာဘုရားရှေ့မှာတရားဓုတရားမြတ်တွေရပြီးတော့အလွန်ကိုငြိမ်သက်သိမ်မွေ့ပြီးတော့အလွန်ကိုငြိမ်သက်တဲ့အိန္ဒိယရှင်တွေဖြစ်ပြီးတော့တကယ့်ကိုကြီးညိုစရာအသွင်သဏ္ဍာန်မျိုးရှိနေတဲ့အခါမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကကြီးညိုစိတ်ပေါက်လာတဲ့သဘောအဲ့ဒါလို့အာရမှုဖြစ်လာတဲ့အခါမှာဒီပိဋကတ်ထဲမှာပါဝင်တဲ့ပုဂ္ဂိုလ်တွေရဲ့အည်အသွေးတွေကိုမြတ်စွာဘုရားကိုယ်တိုင်ယဟန်တွေကိုထုတ်ဖို့ပြောတယ်ရှေ့ပိုင်းမှာအဲ့လိုထုတ်ဖို့ပြောပြီးတော့ဒီပုဂ္ဂိုလ်တွေကျင့်နေတဲ့ကမ္မဋ္ဌာန်းဟာအာနာပါနကမ္မဋ္ဌာန်းတစ်ခုတည်းမဟုတ်ဘူးတခြားကမ္မဋ္ဌာန်း12မျိုးလေဒီပုဂ္ဂိုလ်တွေကျင့်ပြီးတော့အခုလိုအခြေအနေကောင်းတွေကိုရရှိနေတယ်ဆိုတာကိုထုတ်ဖို့ပြပြီးတဲ့နောက်မှာဒီအာနာပါနသတိကမ္မဋ္ဌာန်းကိုသောလတ္တစတုကသောလတ္တခတ္တုကလို့ဆိုတယ်၄ခုစီ16ခု point 16ခုနဲ့မြတ်စွာဘုရားဒီအာနာပါနသတိအာထုတ်ပုံအာထုတ်နေကိုပြည့်စုံဒီသုတ္တမှာဟောတာမဟာသတိပဋ္ဌာန်သုတ်မှာတောင်မှပဲဒီလိုပြည့်စုံမဟုတ်ဘူးအဲ့တော့မဟာသတိပဋ္ဌာန်သုတ်မှာဒီပထမစတုကလောက်ပဲမြတ်စွာဘုရားဟောတာပထမ၄ခုပဲအဓိက၄ခုပဲဟောတယ်သူက၄ခုတစ်စုံ၄ခုတစ်စုံ၄မျိုးရှိတယ်စတုက၄မျိုးနော်စတုက၄မျိုးဆိုတော့အာနာပါနနဲ့ပတ်သက်တဲ့ကျင့်စဉ်16ခုရှိတယ်လို့ဒီလိုဆိုလိုတာပေါ့အဲ့ဒီမှာပထမစတုကကျင့်ပုံကျင့်နည်းဒုတိယ၄ခုစတုကကျင့်ပုံကျင့်နည်းတတိယစတုက၄မျိုးကျင့်ပုံကျင့်နည်းနဲ့ပင်စမစတုကစတုထစတုက၄မျိုးကျင့်ပုံကျင့်နည်းဆိုပြီးတော့16မျိုးထိအောင်မြတ်စွာဘုရားခွဲခြားပြီးတော့အာနာပါနနဲ့ပတ်သက်တာပြည့်စုံဒီသုတ္တမှာဟောပြောထားတာရှိဘာနဲ့ဆက်ဆက်ပြီးဟောတော့ဆိုလို့ရှိရင်အာနာပါနသတိဘာဝနာကိုပွားလို့ရှိရင်ဘယ်လိုအကျိုးကျေးဇူးတွေရတယ်ဆိုတာဟောပြီးတော့အာနာပါနသတိဘာဝနာပွားခြင်းဖြင့်တတိပဋ္ဌာန်၄ပါးလည်းပွားပြီးဖြစ်တယ်ဆိုတဲ့ရှုတာတတိပဋ္ဌာန်တရား၄ပါးပွားလို့ရှိရင်ဘုဇင်9ပါးလည်းပွားပြီးဖြစ်တယ်ဆိုတဲ့သဘောဘုဇင်9ပါးပွားလို့ရှိရင်ဝိဇ္ဇာဝိမု ക്തി ဆိုတဲ့မဲ့နဲ့ဖို့ဟာလည်းပဲအောင်မြင်ပေါက်ရောက်ပြီးဖြစ်တယ်ဆိုတဲ့ဒီအချက်တွေကိုဒီသုတ္တမှာဟောပြောထားတာဖြစ်တယ်ပေါ့အဲ့တော့ရှေ့ပိုင်းမှာအမှန်တမ်းဘုရားကိုယ်တော်တိုင်ရဟန်းတော်တွေအပေါ်မှာအလွန်ကြီးညိုစိတ်ကြီးနူးစိတ်တွေနဲ့မြတ်စွာဘုရားဟောကြားထားတာဖြစ်တယ်ပေါ့အဲ့တော့ဒီကနေ့ရှေ့ပိုင်းမှာအာနာပါနအကြောင်းကိုမဟောသေးပဲနဲ့ဒီသုတ္တန်ရဲ့ရှေ့ပိုင်းအနေထားတစ်ခုကိုဖော်ပြနောက်ရက်တွေကြတော့အာနာပါနကျင့်စဉ်မြတ်စွာဘုရားဟောကြားထားတဲ့ဒီသုတ်ကိုခြေခံပြီးတော့အခြားမှတ်သင်မှတ်ထိုက်တာလေးတွေဝိသုဒ္ဓိမဲ့ဖွင့်ဆိုတို့ဝိသုဒ္ဓိမဲ့မှာလာတဲ့ဖွင့်ဆိုချက်တွေတို့
အာနာပါနသတိတန်ရုံမှာလာတဲ့ဒီထဲမှာမပါတဲ့အချက်တွေတို့အနည်းငယ်ဖြစ်ဆွဲပြီးတော့ဒီအာနာပါနသတိတုတ်တံကိုအနှစ်ချုပ်အနေနဲ့ဟောမှာဖြစ်ပါအနှစ်ချုပ်လို့ဆိုလိုက်တဲ့ဖြင့်ဒီ accent ထုတ်ပြီးတော့ဟောတာဆို accent of အာနာပါနသတိတုတ်တံဆိုအနှစ်ချုပ်တယ်လို့ဆိုတော့စကားလုံးတွေအကုန်ပြည့်ပြည့်စုံစုံတော့ဒီထဲမှာပါချင်မှပါမယ်ပေါ့သို့တော့လူရင်းအဓိကချက်ကလေးတွေပါတော့အောင်တော့ကြိုးစားပြီးတော့ဟောမှာဖြစ်ပါတယ်အဲ့တော့အာနာပါနသတိအနှစ်ချုပ်ဆိုတဲ့နေရာမှာအနှစ်ချုပ်လို့ဟောလို့ရှိရင်အာနာပါနသတိတုတ်ကိုသိသိသိလိုက်တဲ့အနှစ်သာရဘိုင်းဆိုင်ရာတွေကိုချုပ်ပြီးတော့ဟောတာနောက်တစ်မျိုးအနေနဲ့ပြောမယ်ဆိုရင်ဒီတုတ်တန်ကိုလေ့လာသုံးသပ်တဲ့အခါမှာကြတော့အာနာပါနသတိတုတ်ကိုလေ့လာသုံးသပ်ခြင်းဆိုတဲ့ခေါင်းစည်းနဲ့ဟောတာအဲ့ဒါကြတော့အာနာပါနသတိတုတ်ကိုကိုယ့်ရဲ့ရှုထောင့်အမြင်နဲ့လေ့လာတာသုံးသပ်ပြတာဒီနေ့ဒီမှာဟောမဲ့အာနာပါနသတိအနှစ်ချုပ်ဆိုတာလေ့လာသုံးသပ်ပြတာမျိုးအဓိကမထားပဲနဲ့အနှစ်သာရပိုင်းကိုအဓိကထားပြီးတော့ဟောမှာလို့ဒီလိုဆိုလိုတယ်ပေါ့နော်အဲ့တော့သုတ္တန်တစ်ခုမှာဖြစ်ပေါ်လာပုံဏိဒန်းဆိုတာရှိရတယ်ဘယ်သုတ္တန်ပဲဖြစ်ဖြစ်ဒီသုတ္တန်ကဘာကြောင့်ဖြစ်ပေါ်လာသလဲဆိုတဲ့အခြေခံဏိဒန်းလေးတွေဏိဒန်းဆိုတာ introduction လို့လည်းပြောလို့ရတယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်ဘာကြောင့်ဖြစ်ပေါ်လာတယ်ဘယ်လိုဖြစ်လာတယ်ဆိုတဲ့ဒီသုတ္တန်နဲ့တရားနာပရိသတ်ကိုမိတ်ဆက်ပေးတာမျိုးကိုဒါ introduction လို့ခေါ်တာပေါ့နော်အဲ့တော့ဒီသုတ္တန်ကိုပထမအရှင်အာနန္ဒာကနေပြီးတော့မိတ်ဆက်ပေးထားတဲ့အတိုင်းဘုန်းကြီးတို့ရှေ့ပိုင်းမှာဒီသုတ္တန်ဘလို့ပေါ်လာတာတော့ဘယ်နေ့ဘယ်ရက်မှာပေါ်လာတာတော့အမှန်တမ်းထူးခြားတာတော့ဒီသုတ္တန်ဟောတဲ့နေ့ဟာရက်တာလကိုကောင်းကောင်းသိရတယ်လနဲ့ရက်ကိုကောင်းကောင်းသိရတယ်ခုနှစ်တာမသိတာနော်ဘယ်ခုနှစ်မှာဟောတယ်ဆိုတာတော့ဘယ်နှစ်ခုနှစ်မှာဟောတယ်ဆိုတာတော့အတိအကျမှတ်သားထားတာမရှိဘူးသို့တော့ဘယ်လဘယ်ရက်မှာဟောတယ်ဆိုတာဒီသုတ္တန်မှာအတိအကျပြောလို့ရတယ်တခါတရံကျတော့ပိဋကတ်သုံးပုံမှာဒိဋ္ဌတို့ဘာလို့ဆိုတာအရေးမပါဘူးတမိုင်းလေးလာတဲ့ပုဂ္ဂိုလ်တွေအတွက်တော့ဒိဋ္ဌကအရေးပါတယ်ပေါ့တရားကိုလေ့လာတဲ့ပုဂ္ဂိုလ်တွေအတွက်ကြတော့ဒါတွေမှတ်နေလို့ရှိရင်မဆုံးနိုင်ဘူးဒါတွေမှတ်ခြင်းကြောင့်လဲလောဘဒေါသမောဟကင်းမှာမဟုတ်ဘူးမဟုတ်သည့်အတွက်ကြောင့်အဲ့ဒါလို့ story တို့ဒိတ်တို့နောက်ခံ background တို့ဆိုတာတွေကိုသိများများဆဆအချိန်ကုန်ခံပြီးတော့မပြောသုတ်တန်တိုင်းမှာเนาะအဲ့တော့သိချင်လို့ရှိရင်တော့တခါတရံကျတော့ပြည့်ပြည့်ဝဝမသိရတာအားမလို့အားမရတော့ဖြစ်တယ်အဲ့ဒါမသိရတာလဲအထုပ်ပတ္တိနဲ့သမိုင်းကြောင်းမသိရတာပဲရှိတယ်တရားအနှစ်သာရပိုင်းကတော့မလွတ်တော့အကယ်၍သာအဲ့ဒီဘက်ကိုဦးစားပေးပြီးတော့မှတ်တမ်းတင်မယ်ဆိုလို့ရှိရင်အနှစ်သာရပိုင်းတွေရော့သွားနိုင်တယ်ပေါ့ကြည့်မယ်ဆိုရင်အနှစ်သာရပို့ပြီးတော့တန်ဖိုးရှိတယ်ဒါကြောင့်မို့ရှေ့ပိုင်းမှာဒီ introduce လုပ်တယ်ဆိုတာလေတမန်လောက်ပဲလုပ်ထားတာဆိုပါစို့သုတ္တန်တစ်ခုနဲ့တစ်ခုဆက်ပြီးတော့ဘုန်းကြီးတို့တွေတွေးပြီးတော့ယူရတာတွေအများကြီးရှိတယ်သစ္စကပြပိုက်ကြီးနဲ့မြတ်စွာဘုရားဟာဘယ်အခါတွေ့တယ်လဲလို့ဆိုရင်ဗုဒ္ဓဝင်ဖတ်ကြည့်အောင်လည်းမသိဘူးနော်စိနထပကသနီတို့လည်းပါမှာပဲဗုဒ္ဓဝင်နေတဲ့လည်းပါတာပဲမြတ်စွာဘုရားရဲ့တက်တော်ဟာနော်35နှစ်မှာဘုရားဖြစ်ပြီးတော့တက်တော်80မှာပြိဋိဘံစံတယ်45နှစ်ဘုရားဘုံကနဲ့တရားဓမ္မဟောပြောတာအဲ့တော့ဘုရားနဲ့သစ္စကပြပိုက်ဟာဘယ်အရွယ်မှာတွေ့တာတုံးလို့သိချင်လို့ရှိရင်အမတ်တမဲ့သုတ်တန်တွေကိုလေ့လာရင်းနဲ့ဒီဟာကိုတွေ့လို့ရတာရှိတယ်ပေါ့နော်တွေ့လို့ရတယ်ကြည့်လို့ရတာလေးတွေရှိတယ်တချို့ခံမှန်းလို့ရတာလေးတစ်ခုရှိတယ်ဆိုပါစို့မြတ်စွာဘုရားသခင်ကိုရမြတ်ဒီသစ္စကပြပိုက်ကြီးနဲ့တွေ့ပြီသစ္စကမြတ်စွာဘုရားကိုလာပြီးဝါဒပြိုင်တာမြတ်စွာဘုရားတက်တော်ဘယ်လောက်ရှိပြီလဲနောက်ဒေဝရကမြတ်စွာဘုရားကိုဆန့်ကျင်ပြီးတော့နော်ဆန့်ကျင်ပြီးတော့ဘုရားလှုပ်ဖို့ကြိုးစားတာတန်ခါကိုသင်ခွဲတာမြတ်စွာဘုရားတက်တော်ဘယ်အရွယ်မှာလဲရှင်အာနန္ဒာကမြတ်စွာဘုရားရဲ့အလုပ်အကျွေးဖြစ်တာဝန်ယူတာဘယ်အရွယ်ကတာဝန်ယူတာလဲဒါမျိုးတွေကြတော့စာပေထဲမှာပြည့်ပြည့်စုံစုံလေ့လာကြည့်လိုက်လို့ရှင်တွေ့နိုင်တည်တည်ချာချာတွေ့လို့ရတယ်ဆိုပါစို့သစ္စကပြပိုက်ကြီးနဲ့မြတ်စွာဘုရားဘယ်ချိန်တွေ့တယ်ဆိုတာ
တာမန်ဖတ်ကြည့်လို့ကတော့မသိနိုင်ဘူးဟောသုလသစ္စကသုတ်တံကြည့်လိုက်ပြီဆိုတဲ့အခါကျတော့တဲလွန်စဖြစ်เสียလေးဘာတွေ့တော့ဆိုမြတ်စွာဘုရားကသစ္စကပြပိုက်ကြီးကိုပြန်ပြီးတော့မေးခွန်းထုတ်တဲ့ထင်မယ်သစ္စကပြပိုက်ကပြောတယ်ရူပံအတ္တဝေဒနာအတ္တရုပ်ဟာအတ္တလို့ဆိုတော့မြတ်စွာဘုရားကသူ့ပြန်မေးတဲ့မေးခွန်းထဲမှာဘာပါလာတော့ဆိုမင်းရုပ်ဝေဒနာတင်ညာသင်္ခါရအတ္တလို့ပြောချင်တာလားလို့ဆိုတော့ဟုတ်ပါတယ်သူလည်းပြောတယ်ဒီပိဋကကြီးလည်းပြောတယ်ပေါ့အဲ့ဒီအချိန်မှာမြတ်စွာဘုရားဘာပြန်မေးတယ်ဆိုလို့ရှိရင်အေးကောသလတိုင်းကိုအစိုးရတဲ့ကောသလမင်းကြီးသူ့နိုင်ငံမှာသူနော်သူ့နိုင်ငံမှာသူရာဇဝမှုကျွလွန်တဲ့ပုဂ္ဂိုလ်တွေကိုအပြစ်ပေးနိုင်ခွင့်ရှိတယ်လို့မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာမင်းအဲ့လိုအုပ်ချုပ်နိုင်ရလားလို့မေးတဲ့မေးခွန်းလေးမှာဘာမေးလိုက်တုံးဆိုမြတ်စွာဘုရားမကရာတိုင်းကိုအုပ်ချုပ်နေတဲ့အဇာတတမင်းလို့ပြောတာဗေမိတာရလို့မပြောအဲ့ဒီဥပမာပေးတယ်အဲ့ဒီသဲလွန်စာလေးကိုကြည့်လိုက်လို့ရှိရင်အဇာတတမင်းလက်ထက်မှာမြတ်စွာဘုရားနဲ့သစ္စကတွေ့တယ်လို့ဆိုအဲ့တော့အဇာတတမင်းနန်းတက်တာတခါပြန်ရှာကြည့်လိုက်တဲ့အခါကျလို့ရှိရင်မြတ်စွာဘုရားတက်တော်82နှစ်ကြာမှအဇာတတကနန်းတက်တာဗေမိတာရနန်းကျသွားတာမြတ်စွာဘုရားအသက်82နှစ်ရှိသွားပြီတော့တက်တော်အရွယ်တော်ချီးသွားပြီပေါ့နော်အဲ့ဒီအချိန်မှာအဇာတတနန်းတက်တာဖြစ်တော့ဗေမိတာရနာမည်နဲ့မသုံးဘဲနဲ့ဇာတတနာမည်ပြောတော့တက်တော်82နှစ်နောက်ပိုင်းမှာသစ္စကနဲ့တွေ့တယ်လို့ဘုန်းကြီးတို့တွေအစဉ်အတိုင်းမှတ်မယ်ဆိုရင်မှတ်လို့ရတယ်ပေါ့အဲ့ဒီစကားနဲ့ဒါဖျားနဲ့သစ္စကတွေ့တဲ့အချိန်ဆိုတာမှတ်သားလို့ရတယ်ပေါ့ဒီလိုဆိုလိုတာနော်တခါရှင်အနန္ဒမထေရမြတ်ကမြတ်စွာဘုရားရဲ့အလုတ်ကျွေးယာရုရတယ်ဆိုတာ तू ကမြတ်စွာဘုရားကို तू လှုပ်ကျွေးပြုစုခဲ့တာ25နှစ်ပါ25နှစ်ရှေ့ပိုင်းမှာ तू မပြုစုခဲ့ဘူးအဲ့တော့မြတ်စွာဘုရားတက်တော်80ဆိုတော့တွက်ကြည့်လိုက်ပေါ့တက်တော်80ထဲမှာဆိုရင်နောက်က25နှစ်နှုတ်ကြည့်လိုက်လို့ရှိရင်မြတ်စွာဘုရားအသက်ဘယ်အရွယ်မှာရှင်အနန္ဒာပြုစုတာလဲဆိုတာဒါပေါ်လာတယ်ဒီလိုဆိုလိုတယ်ပေါ့နော်အဲ့ဒါလို့ဘုရားရဲ့အကြောင်းကိုတက္ကရာအစဉ်နဲ့လေးလာကြည့်ခြင်းပဲဆိုရင်တချို့ကိစ္စလေးတွေကပေါ်လို့ရသေးတယ်လို့ဒီလိုပြောအခုဒီသုတ်တံမှာကြတော့ဘယ်နှခုနှစ်ရဲ့လို့တော့မပါဘူးသို့တော့ဒီသုတ်တံထဲမှာမြတ်စွာဘုရားရဲ့တကယ်ထင်ပေါ်ကျော်ကြားတဲ့ဒီတာဝကကြီးတွေဟာပြည့်ပြည့်စုံစုံရှိနေသေးတယ်အချိန်အမှန်တမ်းပြည့်ပြည့်စုံစုံရှိနေသေးတဲ့အချိန်ဆိုမြတ်စွာဘုရားတက်တော်ဟာအဲ့ဒီအချိန်မှာတက်တော်50ပတ်ဝန်းကျင်လောက်ပဲဖြစ်လာသေးတဲ့အနေအထားတစ်ခုဆိုပါစို့မြတ်စွာဘုရားက35နှစ်35နှစ်ထဲကိုအနှစ်20ထည့်လိုက်တဲ့အခါဘယ်လောက်ဖြစ်သွား55အဲ့ဒီအချိန်ပိုင်းမှာဖြစ်တယ်လို့ဒီလိုပြောလို့ရတယ်မြတ်စွာဘုရားတက်တော်55နှစ်ကိုပထမ body လို့ဒီလိုခေါ်တာကိုပထမအနှစ်20အဲ့ဒီအနှစ်20အတွင်းမှာသာသနာတော်ဟာတကယ့်ကိုသာသနာနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ခုခေတ်စကားနဲ့ပြောရင်ရွှေခေတ်လို့ပြောမှာနော်သာသနာဟာဖိတ်ဖိတ်တောက်ပြီးတော့တကယ့်ကိုမြတ်စွာဘုရားရဲ့တပည့်သားတာဝကတွေဟာစိတ်တိုင်းကျမြတ်စွာဘုရားဆုံးမဩဝါဒပေးတဲ့အတိုင်းလိုက်နာကြတဲ့အချိန်ပိုင်းလို့ဒီလိုပြောလို့ရတယ်အနှစ်20နောက်ပိုင်းဘုရားတက်တော်55နှစ်ရဲ့နောက်ပိုင်းရောက်တဲ့အခါကျတစယိုယွင်းလာတဲ့သဘောတွေပေါ်လာတယ်ကိုတော်တွေထဲမှာလည်းပဲတန်ဃာတွေထဲမှာလည်းပဲဘုရားစကားနားမထောင်တာတွေတို့ဥပဒေဖောက်ဖျက်တာတွေတို့နည်းနည်းတောင်းညမ်းတာတွေဆိုးဝါးတာတွေပေါ်လာတယ်မပေါ်ဘူးမဟုတ်ပေါ်နေတာဝိနည်းသိက္ခာပုဒ်တွေပြည့်ညတ်လာတဲ့နောက်ပိုင်းမှာအကြီးကျယ်သာသနာတော်မှာဒီအဘုဒ္ဓလို့ခေါ်တဲ့ဒီကိုချစ်ပြတ်တဲ့ပုဂ္ဂိုလ်တွေဟာရှုပေါ်လာတာဟိုနားပေါ်လာလိုက်တစ်ပါးပေါ်လိုက်နှစ်ပါးပေါ်လိုက်ပေါ့အင်းအားတော့မကောင်းသေးဘူးပေါ်လာတော့ပေါ်နေတယ်အဲ့လိုပေါ်လာလို့ဝိနည်းစိကံချက်တွေပြညတ်ပြီးတော့ထိမ့်သိမ့်ခဲ့ရတဲ့ဟာဒီနောက်ပိုင်းမှာအဲ့ဒါလိုဖြစ်တယ်ရှေ့ပိုင်းမှာကအဲ့ဒါလိုမဟုတ်ဘူးမြတ်စွာဘုရားသာသနာဝင်လာတကယ်တရားတွေနဲ့ဝင်လာပြီးဘုရားတရားဟောတဲ့အခါမှာပုရုဇဉ်ဘဝကလွန်မြောက်ပြီးတော့တကယ်အရိယသူတော်စင်တွေဖြစ်ကိုရောက်သွားတယ်ဆိုတော့အင်တန်မှကြီးညိုစရာကောင်းတဲ့အနေအထားတစ်ခုရဟန်းတန်ဃာတွေကရောက်ရှိပြီးတော့သွားတယ်ဒီလိုဆိုလိုတာနော်အဲ့ဒါလိုအနေအထားမျိုးရှိတယ်ပေါ့အဲ့တော့အခုဒီအာနာပါနသတိသုတ်တံမှာမြတ်စွာဘုရားဟာအဲ့ဒီချိန်ဆိုပါစို့
တက်တော်90ပါဝန်းကျင်မှာလို့ဒီလိုပြောလို့ရတာဝတိမြို့အဲ့တော့တာဝတိကိုမြတ်စွာဘုရားကြွတဲ့အချိန်တုန်းကငယ်သေးတယ်လို့ပြောအခုသတင်းသုံးတာပုဗ္ဗာယုံကျောင်းဆိုပုဗ္ဗာယုံကျောင်းကနောက်ပိုင်းမှာဆောက်တာစေတဝန်ကျောင်းကအရင်ဆောက်တာနော်အဲ့တော့ပုဗ္ဗာယုံကျောင်းပေါ်လာတဲ့တမိုင်းကျောင်းကတော်တော်လေးနောက်ကျတယ်လို့ပြောရမှာစေတဝန်ကျောင်းပေါ်ပြီးတော်တော်လေးနောက်ကျမှပုဗ္ဗာယုံကျောင်းပေါ်ဒီပုဗ္ဗာယုံကျောင်းဖြစ်တာကဒီပြဿနာတစ်ခုကစတယ်လို့ပြောရမှာပြဿနာကတော့ဟိုလိုပြဿနာကြီးတော့မဟုတ်ဘာဖြစ်တာတော့ဆိုဝိတာခာရဲ့ကျွန်မကဝိတာခာရဲ့မဟာလတ္တတန်းစာကြီးမေ့ချံရဲ့ပြဿနာပေါ့အဲ့ဒီကနေပုဗ္ဗာယုံကျောင်းဖြစ်သွားတာအမှန်ကဝိတာခာကအခမ်းအနားတစ်ခုသွားတက်တာကျောင်းလာတာမဟုတ်ဘူးသို့တော့သောတပန်ပုဂ္ဂိုလ်ရဲ့စိတ်ထက်လူဘဝမှာအခမ်းအနားတွေသွားတက်ရတော့လဲသူစိတ်မှာဖရာတရားတန်ခါဘက်ကိုစိတ်ကညွတ်တယ်အမြဲတမ်းအဲ့ဒါလို့တက်ရင်ကနေပြီးတော့အချိန်ရတာနဲ့တပြိုင်နက်ဖရာကြောင့်သွားမယ်ဖရာစီသွားမယ်ဆိုတဲ့စိတ်ဟာတခါတည်းဖြစ်တယ်ဖြစ်လာတဲ့အခါကျတော့ तू ကအခမ်းအနားတွေပွဲနေပွဲထိုင်တက်တယ်ဆိုတော့ तू ဝတ်လာတဲ့အဝတ်ကြီးကစိန်နေရွှေတွေဗရမ ्या တွေနဲ့တကယ်ကိုကြောက်တံဗရမ ्या တွေနဲ့အလွန်လေးတဲ့နော်ယရနာတွေစီချယ်ထားတဲ့မဟာလတ္တဆိုတဲ့တစားကြီးအစင်တန်းစာကြီးကိုဝတ်ပြီးတော့စွတ်ချုံထားတာကြီးအဲ့နံပါတ်4မှာနော်ခုခေတ်မျိုးသမီးတွေဘယ်မှဝတ်နိုင်မှာမဟုတ်အဲ့ဒါမျိုးနဲ့ဆိုရင်ပုတ်သွားမှာတခါလေဝိသခါဘာလို့ဝတ်ထားတယ်လို့ဆိုသူကဆင်မြောင်၅စီးအားဆောင်နိုင်တယ်ဆင်မြောင်၅စီးအားထီအောင်သူအင်အားအမှန်တမ်းကောင်းတယ်ကျန်တဲ့ပုံကိုယ်တွေဆိုရင်အခုလို့စိန်နေယရနာတွေစီချယ်ပြီးတော့အဝတ်ကြီးတစ်ခုလုံးခေါင်းပေါ်ကနေဆွတ်ချလိုက်ရင်ပုတ်ဝင်သွားမှာပဲသိကြတယ်အဲ့တော့အဲ့ဒါလို့လေးလံနဲ့ကြောက်တံပရမ ्या တွေနဲ့တစားဆင်ထားတဲ့ဝတ်ယုံဆိုတာကြံတမန်ပုဂ္ဂိုလ်တွေမဟုတ်နိုင်ဘူးအမျိုးသမီးတွေထဲမှာဖះလက်ထက်ကတော့3ယောက်ပဲဝတ်နိုင်တယ်ဒီဝတ်ကနော်ပတ်စံရှိလို့ဝတ်ချင်အောင်ဝတ်လို့မရဘူးလေးလို့ဒီလိုဆိုလို့ရမထမ်းနိုင်ဘူးနော်မထမ်းနိုင်အဲ့ဒီဝတ်ယုံကြီးဝတ်ပြီးတော့သူကပွဲနေပွဲတိုင်းသွားပြီးဖះကြောင်းသွားမယ်ဆိုတဲ့အခါဒီအဝတ်ကြီးနဲ့ကြောင်းသွားလို့မတော်ဘူးကြောင်းသွားလို့မတော်ဘူးဆိုပြီးတော့အဲ့ဒီအဝတ်ကြီးကိုထုတ်ပြီးတဲ့အခါကျတော့ဒီအဝတ်ကိုမယူနိုင်တဲ့တည်နိုင်တာလည်းပဲဝိသခာနဲ့အနိကနေတဲ့သူ့ရဲ့ရှေးတုန်းကအခေါ်တော့ကျွန်မပေါ့နော်သူ့ရဲ့အနိကပြုစုတဲ့အမျိုးသမီးတယောက်ပဲကိုင်နိုင်တယ်ကြံတဲ့လူတွေမကိုင်နိုင်ဘူးမထမ်းနိုင်ဘူးဒီအထုပ်ကြီးကိုအဲ့လောက်ထိအောင်လေးလံနေပေါ့ကဲဖះကြောင့်သွားပြီဆိုတဲ့အခါဒါကြီးကိုချွတ်ပြီးထုတ်တဲ့ထက်ပြီးတော့ရိုးရိုးအဝတ်စားနဲ့ဘုရားကြောင်းသွားဘုရားစီရောက်ပြီးတဲ့အခါဘုရားတရားဟောတာတွေနာပြီးကျောင်းထဲမှာရှိတဲ့တန်ဃာတွေလှက်ပတ်ကြည့်ဘာလို့တော့နေမကောင်းတဲ့ကိုယ်တော်တွေတွေ့မေးလူဓာတွေကိုသူကဖြည့်ဆွဲလှူဒန်းဖို့လိုက်ကြည့်ပြီးတော့ပြန်လာတဲ့အခါကျတော့အဲ့ဒါကျောင်းဥမှာထားရင်ကနေပြန်ယူခဲ့ရမှမေ့သွားဒီအထုပ်ယူတဲ့အမျိုးသမီးကမေ့ချင်ရတယ်မေ့ကြရင်တော့အပြင်ရောက်တဲ့အခါမှာဘယ်မလဲဆိုတော့အဲ့ကြတော့မေ့တဲ့အခါကျတော့ဒီလိုပဲတရားနာလာတဲ့ပုဂ္ဂိုလ်တွေမေ့တဲ့ပစ္စည်းတွေဆိုလို့ရှိရင်ရှင်အနန္ဒာကသိမ့်ထားရတယ်မပြောက်အောင်လို့ဘုန်းကြီးတွေကဒီယရနာတွေစိန်နေရွှေတွေယရနာတွေဟာကျောင်းထဲမှာအခုလိုတရားနာပိဋကတ်တွေလာလို့မေ့ကြရတာဆိုကင်ကောင်းတယ်အဲ့ဒီဝိနည်းစည်းကမ်းမှာပါတယ်ဒီပြင်အချိန်မှာမကောင်းရဘူးကျောင်းထဲမှာတရားဓမ္မတွေမေ့ကြရတဲ့ပဿန္တုတ်ပဲဖြစ်စေယရနာတုတ်ပဲဖြစ်စေနော်စိန်လက်ကောက်စိန်ဘာညာစသည်ဖြင့်အကုန်လုံးအဲ့ဒါတွေကိုဘုန်းကြီးတွေကကောက်ပြီးတော့သိမ့်ပေးထားတယ်။ဘာလို့ဆိုပျောက်သွားမှာဆိုလို့အဲ့တော့ရှင်အနန္ဒာလည်းဒီမာလတ္တအထုပ်ကြီးကိုသူကရှင်အနန္ဒာလည်းအမတမအားကောင်းလို့မနိုင်တာ။ဟာဒါကြီးတော့ဝိသခာကျောင်းမှာကြီးမေ့သွားပြီဆိုပြီးတော့ကောက်ပြီးတနေရာမှာသိမ့်ပေးထားတယ်။အဲ့တော့မေ့တာသိတော့ပြန်ယူတဲ့အခါမှာဝိသခာကခေါင်းထဲမှာဘာပေါ်လာတော့ဆိုရင်ရှင်အနန္ဒာကပစ္စည်းပြောက်တာတွေအမြဲတမ်းသိမ့်ထားလိမ့်ရှိတယ်ပေါ့ငါရဲ့မဟာလတ္တတန်းစာဒီအထုပ်လေရှင်အနန္ဒာကသူကိုယ်တိုင်ကင်ပြီးတော့သိမ့်ထားပြီဆိုလို့ရှိရင်ဒါကြီးငါပြန်မိုးတော့ဘာဖြစ်လို့တော့ရှင်အနန္ဒာကိုသိလေးစားတယ်သူကကြီးညိုတယ်လေးစားတဲ့အနေနဲ့နော်ငါလေးစားတဲ့ပုဂ္ဂိုလ်အရှင်မြတ်ကင်ထားတဲ့ဒီတန်းစာကြီးကိုငါပြန်မိုးတော့ပြန်မယူတော့ဘူးဆိုတဲ့စိတ်ဆုံးဖြတ်ချက်ချပြီးတော့မှားလိုက်တယ်
အဲ့ဒီအထုပ်ဟာသူထားတဲ့နေရာမှာထားရင်ပြန်ယူခဲ့မဟုတ်ဘဲနဲ့ရှင်အနန္ဒာသိမ့်ပြီးမှဆိုရင်တော့မယူခဲ့နဲ့တော့လို့ဒီလိုပြောတယ်ဒီလိုဆိုလိုက်တဲ့အခါရှင်အနန္ဒာသိမ့်ထားပြီဆိုတဲ့အခါကျတခါပြန်စဉ်းစားတယ်ဒီအထုပ်ကြီးတကားကားနဲ့ရှင်အနန္ဒာဘယ်လိုလုပ်သိမ့်ဘာအသုံးဝင်မှာတော့အကြောင်းပါနော်ဘာမှအသုံးဝင်အဲ့တော့အသုံးဝင်တာငါလုပ်ပေးမယ်ဆိုရင်ဒီအထုပ်ကြီးကိုလိုက်ရောင်းတော့လေဘယ်သူမှမဝယ်နိုင်ဘူးပတ်စံချမ်းသာတဲ့လူကလည်းဘယ်သူမှသူ့အထုပ်ကြီးဝယ်နိုင်တာမဟုတ်ဘူးလေယရနာတွေနဲ့အဲ့တော့မဝယ်နိုင်တော့ဘာလို့တော့ဆိုသူကသူပြန်ဝယ်ရတယ်အဲ့ဒါပြန်ဝယ်ပြီးတော့ရောင်းလို့ရတဲ့ပတ်စံနဲ့ခုနကပုပ္ပယုံကြောင်းဆောက်တာဒါဝိသခပုပ္ပယုံကြောင်းဖြစ်ပေါ်လာအခုမြတ်စွာဘုရားသခင်ကိုရောမြတ်ကအဲ့ဒီပုပ္ပယုံကြောင်းမိခါရမာတုပါတာဒလို့ခေါ်တယ်မိခါရမာတာပြတ်တတ်ဆိုဝိသခကိုမိခါရမာတာလို့ခေါ်တယ်ဘာဖြစ်လို့မိခါရမာတာလို့ခေါ်တာတော့ဆိုဓမ္မပဒမှာပြောထားတာအဓိပ္ပာယ်2မျိုးပေါ့သူရဲ့ယောက္ခမဖြစ်တဲ့မိခါရတထေကြီးကမိခင်အရာမှာထားလို့မိခါရမာတာလို့ဒီလိုပြောတယ်တကယ်ကတော့မိခင်အရာထားပြီမဲ့လို့ဟိုကအသက်ကြီးတယ်လေခုကတော့အသက်ကြီးလေမမတို့ဘာဘတို့ခေါ်တာရှိတာပေါ့အဲ့တော့ဝိသခာကသူ့ရဲ့ယောက္ခမသူ့တဲ့အသက်ကြီးတာကိုအသက်ကြီးတော့ဒီသမီးချွေးမကိုအမေအရာထားတယ်ဆိုတာဟာတကယ်ကတော့ဖြစ်နိုင်တဲ့ကိစ္စမှမဟုတ်တာဖြစ်နိုင်တဲ့ကိစ္စမဟုတ်ဘူးအမေအရာဘယ်လောက်တင်းတင်းဖြစ်ပါမလားဒါစဉ်းစားကြည့်တာလေအမေအရာလို့ပြောပြီးမဲ့လို့အသက်ကြီးတဲ့လူကဒီဟာကိုဒီချွေးမလေးကိုအမေလို့ခေါ်ပြီးမဲ့လို့အမေလို့ခေါ်ရင်တင့်တယ်ပါမလားဖြစ်လဲဖြစ်နိုင်တော့ဘူးเนาะတကယ်မိဂရမတာလို့နာမည်တွင်သွားတာဖြစ်နိုင်တာကတော့ဒီမိဂရတထေးကြီးကသူတို့ကအမျိုးရိုးလိုက်တယ်ရှေ့ကအိန္ဒိယနိုင်ငံတွေမှာသူကအမျိုးလိုက်ပြီးတော့အနွယ်နာမည်တွေပေးလို့ရှိတယ်ဝိသခာရဲ့ပထမဆုံးသားကလေးကိုမိဂရလို့နာမည်ပေးထားတာအဲ့ဒီသားကလေးရဲ့မိခင်ဖြစ်လို့သူ့ကိုမိဂရမာတာလို့ဒီလိုခေါ်တာလို့တခုကဆိုတယ်အဲ့ဒါကပို့ပြီးတော့တဘာဝနဲ့သက်ဆိုင်မှုရှိတယ်တဘာဝနဲ့ပို့ကြနောက်ဝိသခာရဲ့သားဥပဇင်တစ်ပါးရှိသေးတယ်သူ့ကိုမိခဇာလလို့ခေါ်တယ်ကြည့်မိခအမျိုးတွေသူတို့ကမိခဆိုတာနဲ့ပဲနာမည်ပေးတယ်သူမိခဇာလဆိုတဲ့တုတ်တန်တစ်ခုရှိတယ်အဲ့ဒီမိခဇာလတုတ်မှာမိခဇာလဆိုတာဘယ်သူတုံးဆိုဝိသခာရဲ့သားတဲ့ဒါမှတ်တမ်းအရာသိရတာနော်အဲ့တော့မိခဆိုတာတွေနဲ့တော်တော်များတယ်မိခသာလာဥပတိကမလို့ဆိုတဲ့တုတ်တန်တစ်ခုလည်းရှိတယ်ဒါလည်းဝိသခာရဲ့သမီးဖြစ်ကောင်းဖြစ်နေမှာမသိဘူးသူတို့အုပ်စုတွေကဖြစ်လောက်တယ်ပေါ့ဘာလို့လဲဆိုဒီအုပ်စုကြီးတစ်ခုလုံးမိခနဲ့ခေါ်သွားတာဟုတ်သူကမိခရတထေးကြီးရဲ့အမျိုးအုပ်စုတွေအကုန်လုံးကိုဒီမိခဆိုတဲ့နာမည်နဲ့ပေးသွားတာဒီလိုဆိုလိုတာပေါ့နော်အေးကောင်းပြီဒီဝိသခာဆောက်ထားတဲ့အကြောင်းကိုမိခရမာတုပါတာဒပါတာဒဆိုတဲ့အခါမှာဘုန်းကြီးတို့မြန်မာလူမျိုးတွေကပါတာဒကိုပြတ်တတ်လို့ပြန်လိုက်တဲ့အခါကျတော့ရွှေတကုံဘုရားပေါ်မှာရှိတဲ့အချွန်တက်တွေနဲ့ပြတ်တတ်တွေကိုအဲ့ဒါကိုသွားမြင်တယ်တကယ်တော့ပါတာဒဆိုတဲ့ပြတ်တတ်တိုက်အိမ်ကြီးတွေကိုပြောတာအိန္ဒိယနိုင်ငံမှာဆောက်တဲ့တိုက်ကြီးတွေကိုပြောတာအဲ့ဒါကိုဆိုလို့တယ်နော်အိန္ဒိယမှာဆောက်တဲ့တိုက်ကရုံးကြီးတွေကိုပြောတာခုခေတ်ဆောက်တဲ့ပုံစံမျိုးတွေအိန္ဒိယမှာရှိတယ်သို့တော်လည်းဗမာလူမျိုးတွေရဲ့မျက်စိထဲမှာပြတ်တက်လို့ပြောလိုက်ရင်အချွန်တက်နဲ့အပေါ်မှာနော်ဘုံအစင်းစင်းနဲ့သွားတာဟုတ်ပဲဒီလိုပဲမျက်စိကမြင်နေတော့တကယ်မိဂရမာတာရဲ့ပြတ်တက်ကအဲ့ဒါမျိုးကြီးဟုတ်ချင်မှာဟုတ်ပါလေအဲ့တော့တိုက်အိမ်ပဲဖြစ်လိမ့်တိုက်တန်းရားကြီးလို့အကြီးကြီးဆောက်ထားတယ်ဟုတ်မိဂရမာတာရဲ့ဒီပါတာရဆိုတဲ့ဒီပြတ်တက်မှာမြတ်စွာဘုရားတန်ဃာတွေနဲ့သတင်းသုံးနေတယ်အဲ့ဒီသတင်းသုံးနေတဲ့အခါမှာသတင်းညွတ်လာပြီးနေညပဝရဏပြုတဲ့ညပဝရဏပြုမဲ့ညမြတ်စွာဘုရားပြတ်တက်ပေါ်ကဆင်းပြီးတော့မိဂရမတုပြတ်တက်ကနေဆင်းပြီးတော့လွင်ပြင်တစ်ခုမှာထိုင်တယ်တန်ဃာတွေအားလုံးကလည်းအဲ့ဒီလွင်ပြင်မှာလာပြီးတော့မြတ်စွာဘုရားကိုရံပတ်ပြီးတော့ထိုင်ကြတယ်တဲ့အဲ့ဒီမှာမြတ်စွာဘုရားသတင်းသုံးနေတဲ့အချိန်မှာတကယ်နာမည်ကြီးတဲ့မထေရကြီးတွေ10ပါးစင်းရဲထဲမှာပြထားတာရှိတယ်ပေါ့အဲ့ဒီ10ပါးကဘယ်သူတွေတုံးဆို
ရှင်သာရိပုတ္တရာတဲ့ရှင်မမောဂလန်တဲ့ရှင်မကတ္တဗာတဲ့ဟောတကယ်နာမည်ကြီးတွေနော်ဒီနာမည်တွေကိုစင်ထားတာကြည့်လို့ရှိရင်အဲ့ဒီခေတ်ကအမြဲတမ်းအဘိညာတာထေတာလို့ဆိုတကယ်ကိုအလွန်ထင်ရှားကြော်ကြားတဲ့မထေရမြတ်ကြီးတွေရှင်သာရိပုတ္တရာတဲ့ရှင်မမောဂလန်တဲ့ရှင်မဟာကတ္တဗာရှင်မဟာကိစ္ဆာနာအလုံးသိတဲ့အတိုင်းရှင်သာရိပုတ္တရာတို့ဆိုတာလက်ရယံတကယ်ဒိဋ္ဌိကျယ်ပညာထက်မြက်တဲ့ပုဂ္ဂိုလ်ရှင်မောဂလန်ဆိုတာလည်းဒီတမာရီကျင့်စဉ်ဘက်မှာတကောအရာမှာဒိဋ္ဌိကျယ်ပြိုင်ပဲ့ရှားတဲ့ပုဂ္ဂိုလ်တခါတတိယရှင်မကတ္တဗာဆိုတာဒုတင်နဲ့ပတ်သက်လာလို့ရှင်သူမတူအောင်သူ့မိအောင်သူကမကျင့်နိုင်ရှင်သာရိပုတ္တရာတို့ရှင်မောဂလန်တို့လည်းသူ့အဆက်မိတာမဟုတ်ဘူးဒုတင်ကျင့်တဲ့နေရာမှာသူကတောအကြောင်းမှာတစ်သလုံးနေပြီးတော့ဒုတင်ဆောက်တည်သွားတဲ့ပုဂ္ဂိုလ်ကြီးနော်အဲ့ဒါကြောင့်မို့ရှင်မကတ္တဗာကလည်းဒိဋ္ဌိကျဲပဲနောက်တစ်ခါရှင်မကိစ္ဆာနာဆိုတာမျိုးရိုးကလည်းအမတမမြင့်တယ်ပညာကလည်းအမတမထက်မြက်တယ်သူထက်မြက်တာဘယ်လိုဟာတော့ဆိုရင်ဒီမရှင်းလင်းတာကိုထပ်ပြီးတော့အကျယ်တဝင့်ရှင်းလင်းပြတဲ့နေရာမှာအမတမထူးချွန်တယ်သူကရှင်မကတ္တဗာရှင်မကိစ္ဆာနာထူးချွန်ထက်မြက်တယ်ရုပ်အစင်းကလည်းအမတမတပ်ပယ်တဲ့အဲ့ဒီရှင်မကိစ္ဆာနာဆိုတာရုပ်ကလည်းအမတမချောတယ်ဒီရသော်ဗျာအကျဉ်းဟောထားလို့ရှိရင်အကျယ်တဝင့်နားလည်ခြင်းရှင်မကိစ္ဆာနာကိုမေးကြတယ်သူရှင်းပြတဲ့အခါမှာပို့ပြီးတော့ပြည့်ပြည့်စုံစုံနားလည်ကြတယ်တဲ့နောက်တစ်ခါရှင်မကုဋ္ဌိကသူလည်းပဲဇတ်မြင့်တွေကပဲအမတမပညာတော်တယ်သူကစိတ်ကူးအမတမကောင်းတဲ့ပုဂ္ဂိုလ်တူမေခွန်းတွေကိုရှင်သာရိပုတ္တရာကိုအမြဲတမ်းမေခွန်းမေးတဲ့ကိုတော်ပဲဒီကိုတော်ရှင်မကုဋ္ဌိကမေးတဲ့မေခွန်းတွေအများကြီးရှိတယ်နော်ရှင်မကုဋ္ဌိကတို့ဒီရှင်သာရိပုတ္တရာတို့တွေ့ဆုံဆွေးနွေးမေးခွန်းတွေဟာဒီမဟာဝေရဏသုတ်တို့လို့တခြားသုတ်တွေမေးလိုက်ဖြေလိုက်မေးလိုက်ဖြေလိုက်သုတ်တွေမှာဒီရှင်မကုဋ္ဌိကမေးခွန်းအထူးဆုံးပဲသူကဒါမေးခွန်းမေးတတ်တဲ့ဆိုတာတာမန်မေးတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးသူရဲ့စိတ်ကူးကောင်းလို့မေးခွန်းတွေသူမေးနိုင်တာအဲ့ဒါကြောင့်မို့လို့သူကလည်းပဲစိတ်ကူးစိတ်တန်ကောင်းတဲ့နေရာမှာအထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်တူပဲနောက်တစ်ခါကျတော့ရှင်မဟာကပ္ပိနဆိုဒါကပ္ပိနဘုရင်ကြီးနဲ့အနောဇာတို့အနောဇာဒေဝီတို့ဆိုတာဒီဇလန်းတွေကတော့နာဘူးကြပါလိမ့်မယ်အင်မတန်မှသူကလည်းဘုံတကိုကြီးတဲ့ဘုရင်ကြီးကနေပြီးတော့သာသနာ့ဘောင်ဝင်လာတာအင်မတန်မှအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နေတတ်တဲ့ပုဂ္ဂိုလ်ကြီးသူကနော်အလွန်ပဲတည်တည်ငြိမ်ငြိမ်အေးချမ်းချမ်းနေတဲ့တကယ်ယဟန္တာကြီးကြီးညိုစရာကောင်းတဲ့ပုဂ္ဂိုလ်ကြီးတူဖြစ်တယ်ပေါ့ဟောနောက်ပြီးတော့ဘယ်သူတုံးဆိုရင်ရှင်မဟာစုံဒရှင်သာရိပုတ္တရာရဲ့ညီတော်ရှင်မဟာစုံဒဟောနောက်တစ်ခါကျတော့ဘယ်သူတုံးဆိုရင်ရှင်အနုရုဒ္ဓရသော်ဗျာနဲ့ညီကိုဝမ်းခဲ့တော်တယ်ဒိဗ္ဗစက္ခုအရာမှာထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်အားရှိရင်တမာတိဝင်စားပြီးတော့စัจ java လာဂရေ1000မှာစัจ java လာ1000မှာရှိတဲ့စัจ java လာ1000မှာရှိတဲ့တရားဝါတွေကိုကြည့်နေတဲ့ပုဂ္ဂိုလ်အလုံးကြည့်ပြီးပြောနိုင်တဲ့ပုဂ္ဂိုလ်ဒိဗ္ဗစက္ခုမှာထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်ရှင်နုရုဒ္ဓနောက်တစ်ခါရှင်ယေဝရဒါရှင်သာရိပုတ္တရာရဲ့ညီတော်အငယ်ဆုံးရှားတော်ထဲမှာပဲအမြဲတမ်းသတင်းသုံးလို့သူ့ကိုခတိရဝဏိယရှားတော်မှာနေတဲ့ရှင်ယေဝရလို့ဆို9နှစ်အရွယ်လေးမှာအိမ်အောင်ချခံရတယ်9နှစ်အရွယ်မှာနော်အိမ်အောင်ချခံတဲ့အခါမှာဒီမင်္ဂလာပွဲပြန်လာတဲ့အချိန်မှာထွက်ပြေးလာပြီးတော့သင်္ကန်းဝတ်တာသူကနော်မင်္ဂလာပွဲကနေထွက်ပြေးလမ်းမှာထွက်ပြေးပြီးတော့သင်္ကန်းဝတ်တာဘာဖြစ်လို့တုံးဆိုတော့မိဘတွေကရှင်သာရိပုတ္တရာကစပြီးတော့သူတို့ညီကိုတွေဟာသင်္ကန်းဝတ်သွားတော့မောနိုင်အောင်လို့ဆိုပြီးတော့ငယ်ငယ်လေးတဲ့အိမ်အောင်ချတာသူအဲ့တော့အိမ်အောင်ချတော့သူလဲလမ်းလေရောက်ရောအဲ့မှာထွက်ပြေးသွားပြီးတော့တောအကြောင်းမှာရှိတဲ့ယဟန်နေစီခိုလုံပြီးတော့သင်္ကန်းဝတ်သွားတာငယ်ငယ်လေး9နှစ်အရွယ်ပဲရှိသေးတယ်သူကအဲ့ဒါကရှင်ယေဝရတဲ့ဟောနောက်တစ်ခါကျတော့ဘယ်သူတော့ဆိုတော့နောက်ဆုံး10ပါးမြောက်ကရှင်အာနန္ဒာဒါတော့ရှင်အာနန္ဒာတော့မသိတဲ့ပုဂ္ဂိုလ်မရှိဘူးเนาะဣတရက်9ဌာန်ရပြီးတော့မြတ်စွာဘုရားကိုလှုပ်ကြွေးပြုစုတဲ့နေရာမှာတော့ထူးချွန်တဲ့ပုဂ္ဂိုလ်တို့ဒီကနေ့ပိဋကတ်တော်တွေကိုဘုန်းကြီးတို့တွေသင်ခွင့်ကြားနာခွင့်ရတာရှင်အာနန္ဒာရဲ့အကျိုးကျေးဇူးတွေပေါ့ရှင်အာနန္ဒာရဲ့ကျေးဇူးတရားတွေလို့ဒီလိုပြောအောင်သူအများကြီးမှတ်သားပြီးတော့
ဖရာရဲ့တရားတော်တွေမပြောက်ပြက်အောင်ထိမ့်သိမ့်လာခဲ့တာတဲ့ဒါကြောင့်မို့ပြီးတော့အထူးအားဖြင့်ရှင်အာနန္ဒာကိုဘယ်သူတွေကပို့ကြည်ညိုတော့ဆိုဘိက္ခုနီတွေကပို့ကြည်ညိုသာသနာပေါင်းမှာဘိက္ခုနီတွေဝင်ခွင့်ရအောင်ဘိက္ခုနီသာသနာပေါ်လာအောင်ရှင်အာနန္ဒာကလျှောက်ပေးတာမြတ်စွာဘုရားက3ကြိမ်တိုင်းညင်းပြီးသား3ကြိမ်တောင်တစ်ခါမဟုတ်ဘူး2ခါညင်းထားတာเนาะ6ကြိမ်ညင်းထားတယ်လို့ပြောအောင်အဲ့ဒါကို तू မရရအောင်လျှောက်ပေးတာနောက်ဆုံးမှာဘုရားတိမ့်လို့မရအောင်လျှောက်တဲ့နည်းနဲ့လျှောက်တာ तू ဟာသူ့ရဲ့လျှောက်ပုံလျှောက်နည်းကအမတန်မှလိမ္မာပန်းတတ်တော့မြတ်စွာဘုရားတိမ့်မရအောင်လျှောက်တာ तू ဟာစကားပြောကျွမ်းကျင်တယ်လို့ဒီလိုပြောခြင်းပြောရမှာပေါ့เนาะအဲ့ဒါလို့လျှောက်လို့ဘိက္ခုနီသာသနာပေါ်လာလို့နောက်ပိုင်းမှာဘိက္ခုနီကျောင်းတွေကရှင်အာနန္ဒာရဲ့ရုပ်တုကိုကိုးကွယ်တယ်ဆိုတဲ့မှတ်သားလေးတွေတောင်ရှိတယ်ပေါ့နောက်ပိုင်းမှာဘိက္ခုနီတွေကကိုးကွယ်ကြရှင်အာနန္ဒာကိုတကယ်ကျေးဇူးရှင်တစ်ပါးအနေနဲ့ကိုးကွယ်အားထားကြတယ်တဲ့ကောင်းပေါင်းလိုက်တဲ့အခါကျတော့တကယ်ဒိဋ္ဌိကျေထင်ရှားတဲ့ပုဂ္ဂိုလ်ကြီးတွေအဲ့ဒါလိုပုဂ္ဂိုလ်ကြီးတွေနဲ့မြတ်စွာဘုရားဟာသတင်းသုံးနေတော့အဲ့ဒီခေါင်းဆောင်မထေရကြီးတွေဟာတန်ခါငယ်လေးတွေကိုသူတို့က10ပါးတစုအပါး20တစုအပါး30တစုအပါး40တစုတရားတွေကိုရှင်းလင်းပြီးတော့ဟောပြောကြတယ်ဟောပြောလိုက်တဲ့အခါကျတော့သာသနာပေါင်းဝင်းလာကစရဟန်းငယ်လေးတွေဟာသူတို့ဟောပြောတဲ့တရားပေါ်မှာအာယုံရပြီးတော့ကမ္မထဘာဝနာကျင့်ကြံကြုတ်ကိုအားထုတ်ရင်တော့မဟုတ်တရားနာရင်သူတို့မှာသီလမရှိသေးတဲ့ပုဂ္ဂိုလ်ကသီလရှိလာတယ်သီလရှိပြီးသားပုဂ္ဂိုလ်တွေကသမထကျင့်စဉ်တွေအောင်မြင်ကျင့်နိုင်လာတယ်သမထကျင့်စဉ်အောင်မြင်ကျင့်ရာနေပြီးတော့ဝိပဿနာကျင့်စဉ်ကိုအောင်မြင်ကျင့်နိုင်တယ်နောက်ဆုံးမှာဝိပဿနာကျင့်ရင်ကနေသောတာပန်ဖြစ်ကြတယ်သဂရဂံဖြစ်ကြတယ်အနာဂံဖြစ်ကြတယ်ဒါကိုစာကပါပြောတော့ဆိုပုဗ္ဗပရဝိသေတံဇာနန္တိဥလာရံပုဗ္ဗပရဝိသေတံတစ်ဆင့်နဲ့တစ်ဆင့်ရှေးကနဲ့မတူထူးခြားတဲ့အနေအထားမျိုးတွေကိုရောက်ရှိသွားကြတယ်လို့ပြောတယ်တခါကျတော့မထူးခြားတာရှိသေးတယ်နော်ရှိတ်သာပထမတစ်ခါဝင်လဲဘာမှမထူးပထမတစ်ချိန်ဝင်လဲမထူးဒုတိယ10ရက်စခန်းဝင်လိုက်လဲဘာမှမထူးမလားဘူးတတိယ10ရက်စခန်းဝင်လဲဘာမှမထူးဘူးဆိုရင်အဲ့ဒါထူးတာမခေါ်ဘူးနော်ထူးတယ်ဆိုတာပုဗ္ဗပရဝိသေတဆိုပထမဝင်တော့ကဒီအဆင့်ဒုတိယကျရင်ဒီအဆင့်နဲ့မြင့်သွားပြီတတိယဝင်တဲ့အခါဒီအဆင့်နဲ့မြင့်သွားပြီဆိုရင်ကိုယ့်ကိုအရင်ချင်းမြင့်လာမှထူးတယ်လို့ပြောတာနော်အခုစာပေကပြောတယ်ဥလာရံပုဗ္ဗေနာပရဝိသေတံလို့ဆိုပုဗ္ဗေနာပရရှေးခါနဲ့မတူရှေးခါတဲ့ထူးချွန်လာတဲ့နောက်ထူးခြားချက်တွေပေါ်လာတယ်လို့ဒီလိုပြောတာတစ်ဆင့်ပြီးတစ်ဆင့်ဥပမာမဲ့သောတာပန်အနေသဂရဂံဖြစ်ရင်ဒါအရင်ကသောတာပန်အခုသောတာသဂရဂံဖြစ်သွားတယ်ဆိုထူးမသွားဘူးလားဒီလိုဆိုတာသဂရဂံကနေအနာဂံဖြစ်သွားတယ်အနာဂံကနေယန္တာဖြစ်သွားတယ်ဆိုဒါမူလကတည်းထူးသွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြောတယ်အဲ့ဒါလို့ယဟန်တွေကိုဆုံးမသွန်သင်လိုက်တဲ့အခါကျတော့ထူးခြားချက်တွေအများကြီးပေါ်လာတယ်တန်ခါပိဋကထဲမှာထူးခြားချက်တွေပေါ်လာတဲ့အခါကျတော့မြတ်စွာဘုရားကအဲ့ဒီလိုထူးခြားတဲ့ပုဂ္ဂိုလ်တွေဘုရားရှိခိုးထိုင်နေတော့အလုံးဟာတိတ်ဆိတ်ငြိမ်သက်နေတုတ်တုတ်မှမလှုပ်ဘူးအလုံးငြိမ်သက်နေတကယ်ကိုကြောက်စင်းမှုတွေလိုငြိမ်နေတဲ့အချိန်မှာမြတ်စွာဘုရားကကြည့်ပြီးတော့ဘာပြောတော့ဆိုနော်မြတ်စွာဘုရားအမိတ်ရှိတဲ့စကားလေးဒီတန်ဃာတွေကိုကြည့်ပြီးတော့ဒီသတင်းညွှန်လာပြည့်နေပါသူဘာပြောတော့ဒီယဟန်ရဲ့အကျင့်အလွန်ကိုကျင့်တတ်စရာကောင်းတယ်ငါကြည်နူးလိုက်တာသူတို့ရဲ့အကျင့်တရားတွေဟာအမှန်တမ်းကောင်းတယ်ပြည့်ပြည့်စုံတဲ့အကျင့်တရားတွေဖြစ်လို့ငါအားရနှစ်သိမ့်မိတယ်လို့တန်ဃာတွေကိုထုတ်ဖော်ပြောတာထုတ်ဖော်ပြောပြီးတော့မြတ်စွာဘုရားကတိုက်တွန်းတယ်ဘာတိုက်တွန်းတော့ဆိုအခုချိန်ကစပြီးတော့တဲ့အားလုံးယဟန်နေจิตตယဟန်တို့မရသေးတဲ့မဲ့ဖို့နိဗ္ဗာန်မရသေးတဲ့အဆင့်ရဖို့မသိသေးတဲ့တရားတွေကိုသိဖို့နော်မျက်မှောက်မပြုတ်ရသေးတဲ့တရားတို့တရားမြတ်တွေကိုသိဖို့နော်ဆက်ပြီးတော့ကြိုးစားကြအားထုတ်ကြတရားမဟောဘူးမြတ်စွာဘုရားအဲ့ဒီလိုခေါ်တာအဲ့ဒီကိုယ်တော်ကြီးငြိမ်နေတဲ့အချိန်လေးပါနော်ငါကျေနပ်လိုက်တာတဲ့အခုလိုငြိမ်သက်နေတဲ့ပုဂ္ဂိုလ်တွေသူတို့နေပုံနေနည်းကျင့်ပုံကျင့်နည်းကိုကြည့်လိုက်ရင်အားရစရာကောင်းလိုက်တာဒါကြောင့်မို့လို့တဲ့မရသေးတဲ့တရားတို့တရားမြတ်တွေရအောင်နော်
မျက်မှောက်မပြုရသေးတဲ့တရားထုတရားမြတ်တွေမျက်မှောက်ပြုနိုင်အောင်ဆက်ပြီးတော့ကြိုးစားအထောက်ချပါလို့မြတ်စွာဘုရားတိုက်တွန်းလိုက်တိုက်တွန်းပြီးတော့မြတ်စွာဘုရားဗာပြောတော့ဆိုငါတာဝဋ္ဌိပြည်ကိုမှာဒီနေရာမှာပဲဆက်ပြီးတော့တစောင်းမုံလာပြီနေထိအောင်ဆက်ပြီးဒီမှာနေမယ်ခီးမထွက်သေးဘူးဘုရားရဲ့ထုံးစံကပဝရဏပြုတ်ပြီးလို့ရှိရင်ခီးထွက်တာခါတိုင်းဆိုရင်တရင်ကျွလာပြီနေပဝရဏပြုတ်ပြီးရင်မြတ်စွာဘုရားခီးထွက်တယ်ခီးထွက်ပြီးဆိုတဲ့အချိန်မှာဘုရားလည်းခီးထွက်ပြီးဆိုတော့ဟိုဟိုနေနေဒီကနေတန်ဃာတော်တွေအကုန်လုံးကလည်းအရှိုးအရှိုးရောက်လာကြတယ်ခီးသွားတာအမတန်မှများတယ်တန်ဃာဘာလို့လဲဆိုဘုရားရှိတဲ့စီကိုလာပြီးတော့ဖူးကြရောက်ကြတာဘုရားတရင်နားထောင်နေကြတာမြတ်စွာဘုရားပဝရဏပြုတ်ပြီးပြီလို့ကြားလိုက်တာနဲ့တပြိုင်နက်နေတန်ဃာတွေကစုရောက်လာကြတာတာဝတိစုရောက်လာတဲ့အခါကျတော့တန်ဃာရဲ့ထုံးစံဘာလို့ဆိုကိုတော်ငယ်တွေကအကြီးတွေလာရင်နေရာဖယ်ပေးရပဝရဏပြုတ်ပြီးရင်အကြီးလာလို့ရှိရင်ဝါရင်းသာနေခွင့်ရှိတာဝါကျွတ်လို့ပဝရဏပြုတ်ပြီးတာနဲ့ကိုယ့်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်တွေလာရင်အကုန်နေရာပေးရအဲ့တော့နေရာပေးရပြီဆိုတဲ့ကသူတို့အနေထိုင်နေရပြက်လာတာပေါ့တရားသားတွေတက်ဖို့ရအတွက်ဝေယဝိဆတွေများလာတယ်နေရာတွေရွှေ့ရတယ်ပြောင်းရတယ်ဆိုတဲ့အခါတမာရီတွေပြက်တယ်ဒါကြောင့်မို့လို့အဲ့ဒါမပြက်ဖို့အတွက်မြတ်စွာဘုရားနောက်တစ်လငါထပ်နေအောင်မယ်ပဝရဏကိုဆိုင်းငံ့ထားလိုက်အောင်မယ်ဆိုပြီးတော့ပဝရဏမပြုတ်သေးပဲနဲ့ပဝရဏသင်္ဃဟလို့ခေါ်တယ်ပဝရဏကိုပြန်ပြီးတော့ဆိုင်းငံ့ထားတဲ့သဘောဝိနည်းမှာရှိတယ်ပဝရဏတရင်ညွတ်လာပြီနေပဝရဏပြုတ်ရမယ်အစားမပြုတ်သေးပဲနဲ့တစောင်းမုံလာပြီထီအောင်ဘုရားခရီးမထွက်ပဲနဲ့ဆိုင်းတာအဲ့ဒီလိုပဝရဏဆိုင်းငံ့ထားတာဘယ်လိုပုဂ္ဂိုလ်တွေအတွက်ဆိုင်းငံ့တာတော့ဆိုတရားအားမထုတ်တဲ့ပုဂ္ဂိုလ်တွေအတွက်ဒီအခွင့်အရေးမပေးဘူးတရားအားထုတ်ပြီးတော့တရားသားတွေတက်ပြီးဖြစ်နေတဲ့ပုဂ္ဂိုလ်တွေအတွက်လည်းဒီအခွင့်အရေးမပေးဘူးဘယ်လိုပုဂ္ဂိုလ်တွေအတွက်ပေးတာတော့ဆိုတရားအားထုတ်လက်စဝိပဿနာဉာဏ်လေးတွေကနှုသေးတယ်တမာရီလေးကနှုသေးတယ်ရှေ့ကိုဆက်လုံးမှအကျိုးရှိမယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေအတွက်အချိန်ပေးတဲ့သဘောတဲ့ဒါကဓမ္မသဘာဝကြတာပဲเนาะခုချိန်ခီးထွက်လိုက်လို့ရှိရင်သူတို့ရဲ့အနေအထားတွေကအကုန်ပြတ်သွားလိမ့်မယ်ဒါမို့မပြတ်ဖို့အတွက်မြတ်စွာဘုရားဆက်ပြီးနေပေးတာတလားအဲ့ဒါကိုပဝရဏသင်္ဃဟလို့ခေါ်တယ်ဆက်ပြီးတော့နေပေးလိုက်တာအဲ့တော့တစောင်းမုံလာပြီနေကိုရှေးတုန်းကဘယ်လိုခေါ်တော့ဆိုကောမုဒ္ဓီတဲ့ကောမုဒ္ဓီဆိုတာကုမုဒ္ဒရာကြံနေပွင့်ပြီးတော့ဂျာပန်နေပွင့်နေရသည်လို့ဒီလိုဆိုလို့စာတုမာတိနီတဲ့မိုးလေးလတစောင်းမုံလာမိုးလေးလနောက်ဆုံးနေ့ဖြစ်တယ်ပေါ့ဗမာနဲ့အိန္ဒိယနဲ့လထားဖို့ညမတူမြန်မာပြည်ကလဆိုတာကနှစ်ခုရှိတယ်လို့မှတ်ထားကောင်းကင်ဘောကလရဲ့ရက်30လရဲ့နှစ်ခုရှိတယ်နော်ကောင်းကင်ဘောကလကစန္ဒရက်30လကမာသလို့ခေါ်တယ်လမာသနဲ့ month နဲ့တော့ခတ်ဆင်ပဲနော်အဲ့တော့ရက်30ကလကောင်းကင်ဘုံကစန္ဒလဗမာစကားမှာနှစ်ခုစလုံးကိုလလို့ပဲခေါ်တယ်အဲ့တော့လလို့ခေါ်တဲ့အခါကျတော့လပြည့်လို့ပြောတဲ့အခါကျတော့စဉ်းစားကြည့်ရက်30လကမပြည့်သေးဘူး15ရက်ပဲရှိသေးတယ်ပြည့်တာဘယ်သူပြည့်သွားတော့ဆိုကောင်းကင်ကလကြီးပြည့်သွားတာဟုတ်ကဲ့ဒါကြောင့်မို့လို့ lunar system လို့ခေါ်တယ်ကောင်းကင်ဘုံကလကိုကြည့်ပြီးတော့ပြက်ကလေးလှုပ်ထားတာဗမာပြည်ကကောင်းကင်ကလကိုကြည့်ပြီးတော့လှုပ်ထားတာမို့လပြည့်နေဆိုလို့ရှိရင်ကောင်းကင်ကလပဲပြည့်သေးတယ်ရက်30လကမပြည့်သေးဘူးတဲ့15ရက်ပဲရှိသေးတယ်ဒါကဗမာပြည်ကနေစနစ်ဟိုအိန္ဒိယနိုင်ငံဖျားလက်ထက်ကြတော့အဲ့လိုမဟုတ်ဘူးကောင်းကင်ကလည်းပဲလပြည့်တယ်ရက်30ကလည်းပြည့်တယ်ဒီလိုဆိုလို့လားနော်ရက်30လည်းပြည့်သွားတယ်ကောင်းကင်ကလည်းလပြည့်တယ်သူတို့လပြည့်ခေါ်တာဟာအခုဗမာပြည်ကလခွဲခေါ်တာနဲ့တွတ်တူတယ်ပေါ့လဆန်း15ရက်ကလခွဲသူတို့ချတာအဲ့ဒီပုံစံဖြစ်တယ်အဲ့တော့အတိအကျဖြစ်တာပေါ့ဗမာပြည်ကတော့အတိအကျမဖြစ်ဘူးလေဆောင်းရာသီတွက်မဲ့ဆိုရင်ဘယ်အစတွက်တုံးဆိုတစောင်းမုံလာပြီကျော်တရက်နေကနေပြီးတော့တပေါင်းလာပြီအထိလာပြီကျော်တရက်ကစတွက်ရຫນွေဥရာသီတွက်ချင်ပြီဆိုရင်တပေါင်းလာပြီကျော်တရက်ကနေပြီးတော့ဝါဆိုလာပြီနေအထိမိုးရာသီကိုတွက်ချင်တဲ့အခါကျတော့ဝါဆိုလာပြီကျော်တရက်နေကနေစပြီးတော့တစောင်းမုံလာပြီအထိလို့ဒီလိုတွက်နေရတယ်လာတဝက်စီပါနေတယ်ပေါ့နော်အိန္ဒိယထုံးစံဆိုလို့ရှိရင်အဲ့လိုမပါဒါကြောင့်မို့လို့
တစောင်းမုံလာပြီနေ့ဒီမိုးလေးလာရဲ့အဆုံးလို့ဒီလိုဆိုတာစောင်းမုံလာပြီကမိုးလေးလာရဲ့အဆုံးဟုတ်တယ်လေမိုးလေးလာဆုံးတာဟာတစောင်းမုံလာပြီနေ့စောင်းမုံလာပြီနေ့မှာဆုံးတာပဲအဲ့တော့ဗမာပြည်မှာကြတော့စောင်းမုံလာဆန်း15ရက်ကိုတပေါင်းလုံးစောင်းမုံလာပြီနေ့ခေါ်တာကိုအဲ့ဒီအချိန်ထိအောင်တဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကငါဆိုင်အောင်မယ်ခရီးမထွက်သေးဘူးလို့ဆိုမြတ်စွာဘုရားကပဝါရဏမပြုတ်သေးဘူးခရီးမထွက်သေးဘူးလို့လည်းသတင်းကြားရောဘယ်ကိုရောမှတာဝတိပြေကိုမလာဘူးဘာဖြစ်လို့လဲဆိုပဝါရဏမပြုတ်သေးရင်လာလို့မရဘူးသူတို့နော်ဘုရားရှိနေသေးတယ်ဆိုဒီကိုရောတွေမှာလည်းပဲအခွင့်အရေးရှိနေတယ်အဲ့ဒီအတွင်းဒီပြင်ကိုရောတွေဝင်လာရင်နေရာပေးချင်မှပေးမပေးချင်နေလို့ရတယ်သူတို့ကဝါဆိုဥကတဲ့နေလာတာဝါကျွတ်ရင်တော့သူတို့ပိုင်ဆိုင်ခွင့်ကဆုံးသွားပြီမရတော့ရက်စိသွားပြီလို့ပြောတာဒါဝိနည်းစိကံနော်ပဝါရဏမပြုတ်မချင်းသူတို့ကဒီကျောင်းကိုနေရာယူထားတာသေနာတနဲ့ခါဟလို့ခေါ်တယ်ကျောင်းကိုသူတို့နေထိုင်ခွင့်ရထားတာမဆုံးသေးဘူးမဆုံးရှုံးသေးဘူးပဝါရဏပြုတ်လိုက်တာနဲ့တပြိုင်နက်ကိုယ်တကြည့်တာလိုက်ဖယ်ပေးရမှာသူမပိုင်တော့ဘူးအဲ့ကြတော့အဲ့ဒါလို့စိကံရှိတယ်ဘာလို့လဲဆိုတန်ခိကကျောင်းတွေပဲရှိတာအဲ့ဒီခေတ်ကအေးကောင်းပြီမြတ်စွာဘုရားကအဲ့ဒါလို့စောင့်ဆိုင်မယ်ဆိုပြီးတော့စောင့်ဆိုင်နေလိုက်တဲ့အခါကျတော့ခုနကမထေရကြီးတွေကယဟန်တွေကိုတရားဟောကြတယ်တရားဟောကြတာ10ပါးတစုပါ20တစု30တစု40တစုဆုံးမဩဝါဒတင်းတင်းကြပ်ကြပ်ပေးပြီးတော့ကမ္မထာအထုတ်တာကိုကြီးကြပ်လိုက်တဲ့အခါကျတော့ဒီကိုယ်တော်တွေဟာတရားထုတရားမြတ်ခုနကရှေးရနဲ့မတူဘဲနဲ့ထူးချွန်ပြီးတော့ရလာကြပြန်တရားသားတွေတက်ပြီးတော့နောက်ဆုံးမှာယန္တာဖြစ်တဲ့ပုဂ္ဂိုလ်ကဖြစ်ယန္တာမဖြစ်ရင်အနာဂံဖြစ်တယ်အနာဂံမဖြစ်ရင်သဂရဂံဖြစ်တယ်သဂရဂံမဖြစ်ရင်အ ਨੇ ဆုံးသောတပန်ဖြစ်ကြတယ်အဲ့ဒါလို့တစောင်းဘုံလာပြီနေ့ရောက်တဲ့အခါကျတော့လာပြီနေ့ညကြီးမှာလာတာတဲ့ထွက်ပြီးတော့မြတ်စွာဘုရားသခင်ကိုရမြတ်ကလွင်မြင်မှထိုင်တယ်ဖះထိုင်တာနဲ့တပြိုင်နက်တန်ခါပရိသတ်ကလည်းဖះကိုရံပတ်ပြီးတော့လာထိုင်တယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကတန်ခါတွေကိုကြည့်လိုက်တယ်တန်ခါတွေဟာအမတန်မှငြိမ်သက်စိတ်ကလေးဘယ်သူမှစကားမပြောဘဲနဲ့ငြိမ်တာဖះရဲ့တပည့်သားတွေရဲ့ငြိမ်သက်မှုကအလွန်အံ့ဩစရာကောင်းတယ်ဒါကိုတတိထားမိတဲ့ပုဂ္ဂိုလ်ကဘယ်သူလုံးဆိုရင်ကောသလမင်းကြီးကတတိထားမိတယ်မြတ်စွာဘုရားကိုတစ်ခါလျှောက်ဖူးတယ်မင်းဆိုရသာပရိသတ်ထဲမှာတဲ့တပည့်တော်ပရိသတ်တွေတပည့်တော်ကစကားပြောလို့ရှိရင်ဝင်ပြီးတော့ပြောကြတယ်တဲ့နော်ဘယင်မိမဲ့လို့ပြောရင်အမတ်တွေကဝင်ပြောတယ်နဲ့ဘယင်ကိုပြောတာအဲ့တော့ဘယင်ကြီးကပြောတာငါပြောတာဆုံးအောင်နားထောင်ကြအောင်မင်းတို့ငါစကားနဲ့ဝင်မပြောနဲ့ဆိုတာမရဘူးတဲ့ဝင်ပြောလို့ရှိကြတယ်တဲ့မြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူးတဲ့ဘုရားတရားဟောနေတဲ့အချိန်မှာဘယ်သူမှဝင်ပြီးတော့မပြောဘူးတဲ့မပြောရုံနဲ့မကဘူးတဲ့မတော်တဆချောင်းဟန်းလိုက်ရင်တောင်အနန္တကိုတော်ကတရောင်လေးနဲ့တွက်ပြီးတတိပေးတယ်ဘုရားတရားဟောတာတိတ်တိတ်နေလို့သူကိုယ်တိုင်မြင်ခဲ့တယ်ပေါ့လေသူဟာအာနာပိုင်မင်းဖြစ်ပေမဲ့လို့ငြိမ်အောင်မလုပ်နိုင်ဘူးလို့ပြောတယ်ဟုတ်တယ်ဘယင်ပေမဲ့လို့ငြိမ်အောင်မလုပ်နိုင်တာရှိမြန်မာဘယင်နေတဲ့ကလည်းမင်းတို့မင်းကြီးအကြောင်းကြားဘူးကြလိုက်ပဲမင်းတို့မင်းကြီးကနေလက်ညှိုးထိုးပြီးတော့ဒီနေရာကောင်းတယ်လို့ပြောတဲ့အခါကျတော့ရောမင်းကြီးဥဖိုးလိုင်ကဟိုနေရာပို့ကောင်းတယ်ဆိုဘယင်လက်ပေါ်ကကြော်ပြီးလက်ညှိုးထိုးပြောတဲ့အဲ့ဒီကျတော့မင်းတို့မင်းကြီးကဘာပြောတော့ဆိုမင်းတို့မင်းကြီးကငါဖိုးလိုက်ဒီလှန်ကဘသူ့ကိုထိုးခဲ့တာတော့မင်းသိရလားဆိုမင်းတို့မင်းကြီးကသူ့ကင်တဲ့လှန်နဲ့သူ့ကိုပြောတာနော်အဲ့တော့အဲ့ဒီလှန်ကမင်းတို့မင်းကြီးရဲ့အဖေကတာယာဝတီရွှေဘုံမင်းရင်တော်မင်းကြီးဆိုတာကဒီဥဖိုးလိုင်ရဲ့အဖေအဲ့ဒီရင်တော်အမတ်ကြီးကိုဘယင်ကစိတ်ဆိုးပြီးတော့နန်းရင်ပြင်ပေါ်မှာခါစားနေတော့မှရင်ဘတ်ကိုလှမ်းနဲ့ထိုးပြီးတော့ကြမ်းကိုကလော်ဖွင့်ပြီးတဲ့အခါသူ့အလောင်းကိုအောက်ပစ်ချရဲရဲဆက်ဆက်လောက်ခဲ့အဲ့ဒီလိုဒီလှန်ကြီးကငါဖိုးလိုက်ဘသူထိုးတဲ့လှန်တော့မင်းသိလားသူ့အဖေထိုးတဲ့လှန်ကြီးပေါ့အဲ့ဒီလှန်ကြီးနဲ့ထိုးခံရမယ်ပဲငါပြောတာလိုက်ပြီးတော့မပြောနဲ့ဆိုပြီးတော့ကျိန်းခံရသေးတယ်တဲ့နော်အဲ့ဒါလို့မြတ်စွာဘုရားပရိသတ်ကြတော့အဲ့ဒါလို့မဟုတ်ဘူးတဲ့အမတန်မှယူသေးတယ်လေးစားတယ်မြတ်စွာဘုရားရှေ့မှာလုံးဝစကားမပြောဘဲနဲ့ငြိမ်သက်တာအဲ့ဒါတန်အံတော်ဖြစ်ကြတယ်ပေါ့အဲ့ဒီမှာတန်ဃာတော်တွေဟာအလွန်ငြိမ်သက်ပြီးတော့နေတဲ့အချိန်လေးမှာမြတ်စွာဘုရားကတန်ဃာတော်တွေကိုကြည့်ပြီးတော့ဘ
ဘာပြောတော့ဆိုจิตญาณတို့တဲ့ဒီပရိသတ်ထဲဟာအမတန်မှဒီအဖွဲတွေအဖြင်းတွေအမတန်မှခင်းနေတကယ်ကိုအနှစ်သာရပြည့်တဲ့ပရိသတ်ပဲအကာတွေမပါဘူးပေါ့လေဒီပရိသတ်ဟာအကာခင်းတဲ့ပရိသတ်စဘာဆိုလို့ရှိရင်အခွန်မပါဘူးပေါ့အနှစ်ကြီးပဲအဆံပြည့်တဲ့စဘာထဲမှာအဆံပြည့်တဲ့စဘာတွေကြီးပဲအဆံမပြည့်တဲ့အခွန်ကြီးစဘာမျိုးမပါဘူးပေါ့ဒီပရိသတ်တကယ်ကိုအနှစ်သာရရှိတဲ့ပရိသတ်ပါပဲလို့မြတ်စွာဘုရားကဝမ်းမြောက်ဝမ်းသာပြောပြီးတော့ဒီပရိသတ်မျိုးပေါ့တဲ့နော်အာဟုနေယပါဟုနေယဒက္ခိနေယအင်ဇနိကရဏိယအနုတ္တရံပုညခိတံလောကတအဝေးကယူလာတဲ့နိုင်ငံခြားကယူလာတဲ့ပစ္စည်းတွေနဲ့ပူဇော်တိုက်တယ်အိမ်မှာဧည့်သည်တွေလာရင်ကျွေးဖို့ထားတဲ့တကယ်အမော်မြတ်ထားတဲ့ပစ္စည်းတွေနဲ့ကျွေးမွေးတိုက်တယ်လှူဒန်းတိုက်တယ်တစုံတစ်ခုရည်ညွှန်းပြီးတော့လှူတဲ့အလှူမျိုးကိုလည်းလှူတိုက်တယ်ကုသိုလ်ကောင်းမှုပြုဖို့ရအတွက်အကောင်းဆုံးသောလယ်မြေလည်းဖြစ်တယ်ဆိုတာဒီလိုတန်ခါမျိုးမှာလို့ဆိုပြီးတော့မြတ်စွာဘုရားချီးမွမ်းတယ်ဟောနောက်တစ်ခုပြောတယ်ဘာလို့ဆိုလို့ရှိရင်ဒီလိုပရိသတ်မျိုးပေါ့တဲ့ဒီလိုတန်ခါမျိုးပေါ့တဲ့နည်းနည်းလှူရင်များများရတယ်များများလှူရင်ပို့ပြီးတော့များများကြီးရတယ်ဆိုတာဒီပရိသတ်မျိုးပဲဗမာတွေကပြောလို့ရှိတယ်မဟုတ်လားညောင်စေလေးလောက်လှူရင်ညောင်မင်းကြီးလောက်ရတယ်ဆိုတာနည်းနည်းလှူရင်အများကြီးရတယ်အများကြီးလှူရင်အများကြီးပို့ရတယ်အကျိုးကြီးတဲ့အကြောင်းကိုမြတ်စွာဘုရားတို့ချီးမွမ်းတယ်ဟောနောက်တစ်ခုကဒီလိုပရိသတ်မျိုးပေါ်တဲ့လောကမှာတွေ့ဖို့ရအမှန်တန်ခက်တယ်ဟုတ်တယ်အဲ့ဒါလောက်ငြိမ်သက်ပြီးတော့တည်ငြိမ်အေးချမ်းတဲ့ပရိသတ်မျိုးတွေ့ဖို့ဆိုတာအမှန်တန်မှခက်တယ်ဒါလွယ်တဲ့ကိစ္စမဟုတ်ဘူးတခြားဘာသာတွေမှာဘုရားလက်ထက်ကပရဘိုက်တို့အစိလကတို့ဆိုတာစူးညံနေတဲ့လူတွေကြီးပဲအကုန်လုံးနော်တိတ်တိတ်ဆိတ်ဆိတ်မနေတတ်ဘူးတယောက်တယောက်ရံဖြစ်အဲ့ဒါလို့တယောက်တယောက်စပြောင်းလိုက်နောက်လိုက်ခောက်လိုက်နဲ့အဲ့ဒါလို့လုံနေတဲ့လူတွေကြီးပဲတဲ့တော့အိန္ဒိယရနေတဲ့ပုဂ္ဂိုလ်မရှိဘူးတဲ့ဒီလိုဟောတာမြတ်စွာနော်အဲ့ဘုရားလက်ထက်ကမြတ်စွာဘုရားရဲ့တပည့်ပရိသတ်တွေကြတော့အဲ့ဒါလို့မဟုတ်ဘူးတဲ့အလုံးကိုဒီဟထကုတ်ကုဆလက်လှုပ်လှုပ်ဆော့ဆော့မရှိဘူးပါရကုတ်ကုဆခြေလှုပ်လှုပ်ခြေဆော့ဆော့မရှိဘူးအမှန်တမ်းတည်ငြိမ်ပြီးတော့နေတာကိုကြည့်ပြီးမြတ်စွာဘုရားဒီပရိသတ်မျိုးဟာတွေ့ရဖို့အမှန်တမ်းခဲရင်တဲ့တွေ့ရဖို့ခဲရင်သည့်အတွက်ကြောင့်ယူဇနာဘလောက်ပဲဝေမိုင်ပေါင်းဘလောက်ပဲကွာထမင်းတုပ်ကလေးထမ်းပြီးတော့သွားပြီးတော့ကြည်တဲ့ပရိသတ်မျိုးလို့ဒီလိုမြတ်စွာဘုရားချီးမွမ်းတာနော်ရဟန်းတန်ဃာတွေကိုချီးမွမ်းပြီးတော့ဘယ်လိုမင်းရှိတုံးဆိုဒီပရိသတ်ထဲမှာတဲ့တာမန်မဟုတ်ဘူးတဲ့ဒီပရိသတ်ထဲမှာယဟန္တာပုဂ္ဂိုလ်တွေရှိတယ်နော်ယဟန္တာပုဂ္ဂိုလ်တွေရှိတယ်ဒီပရိသတ်ထဲမှာသဂရကံပုဂ္ဂိုလ်တွေအနာကံပုဂ္ဂိုလ်တွေရှိတယ်တဲ့ဒီပရိသတ်ထဲမှာသောတပန်သဂရကံပုဂ္ဂိုလ်တွေရှိတယ်ဒီပရိသတ်ထဲမှာသောတပန်ပုဂ္ဂိုလ်တွေရှိတယ်အမှန်တမ်းထူးချွန်တဲ့အရိယာသူတော်စင်တွေပါဝင်နေတဲ့ပရိသတ်ဖြစ်တယ်ဒါကြောင့်မို့လို့ဒီလောက်ချီးမွမ်းအံ့ဩဖွယ်ကောင်းတယ်လို့မြတ်စွာဘုရားရှေ့ပိုင်းမှာဒီလိုဟောတာနော်ဒီမှာအာနာပါနသတိကမ္မထံကိုမဟောခင်တန်ခါပရိသတ်မှာအခုလို့သရင်ကျော်လာပြီးနေ့ကတခါတစောင်းမုံလာပြီးနေ့ကတခါတန်ခါပရိသတ်ရဲ့ဒီတပိတာဝကတွေရဲ့ကျင့်ကြံကြိုးကုပ်အထုတ်မှုနဲ့ပတ်သက်ပြီးတော့စိတ်တိုင်းကြလို့မြတ်စွာဘုရားအာရပါရချီးမွမ်းစကားတွေပြောနေတဲ့အပိုင်းမှာဒါနော်နောက်ရကြလို့ရှိရင်ဒီပရိသတ်ထဲမှာပါတဲ့ယန္တာပုဂ္ဂိုလ်တွေဆိုတာဘယ်လိုပုဂ္ဂိုလ်တွေလဲသူတို့ကျင့်တဲ့ကမ္မထမ်းတွေကဘာကမ္မထမ်းတွေလဲဆိုတာကိုအနည်းငယ်ပြောကြပြီးတော့အာနာပါနသတိကျင့်စဉ်ကိုမြတ်စွာဘုရားဒီသုတ္တံမှာအကျယ်တဝင့်ချက်ပြီးတော့ဟောကြားတော်မူတာဖြစ်ပါတယ်။ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿတ်တို့အာနာပါနသတိသုတ္တံရဲ့အနှစ်ချုပ်ဆိုတဲ့ဒီရှေ့ပိုင်းမှာအမတန်မှဒီတရားအတိုင်ကျင့်ကြံကြုတ်ကုတ်အားထုတ်ထားတဲ့ပုဂ္ဂိုလ်တွေရဲ့အနေအထိုင်ဟာအမတန်မှကျင့်လက်သိမ်မွေ့ပြီးတော့အမတန်မှထူးခြားတဲ့အနေအထားရှိတယ်။ဒါတွေကိုဘုန်းကြီးတို့တွေတွေးပြီးတဲ့အခါကျတော့အမတန်မှစိတ်ထဲကကြည်နူးပြီးတော့ဝမ်းမြောက်ကြည်နူးစွာထိုပုဂ္ဂိုလ်မျိုးတွေကိုအာယုံပြုယုံနဲ့ပဲစိတ်ထဲမှာအလွန်ကြည်နူးရပါတယ်ဆိုတဲ့အကြောင်းဘုရားမြတ်စွာကဝိသခာဆောက်လုပ်လှူဒန်းထားတဲ့သာဝတိမြို့ပုဗ္ဗယုံမိဂရမတုပါတာဒလို့ဆိုတဲ့ကျောင်းဆောင်ကြီးရဲ့အပြင်မှာ
ညာဥယံလာပြီနေ့အခါသမယလတ်တာတဲ့လွင်ပြင်အောက်မှာထိုင်ရင်းနဲ့ယဟန်တန်ခါများခြံရံပြီးတော့ထိုယဟန်တန်ခါများရဲ့တိတ်ဆိတ်ငြိမ်သက်မှုအိန္ဒြေရှိမှုတွေကိုကြည့်ပြီးတော့တရင်ကျော်လာပြီနေ့ညကတစ်ချိန်တဇောင်းဝုန်းလာပြီနေ့ညကတစ်ချိန်နှစ်ချိန်တိုင်းတိုင်းတပိသားတွေပေါ်မှာအားရတဲ့စိတ်နဲ့ချီးမွမ်းထောမနာမှုပြုခဲ့တယ်အဲ့ဒါလို့အားရတာဘာဖြစ်လို့အားရတော့ဆိုတော့အဲ့ဒီပရိသတ်ထဲမှာပါဝင်တဲ့ပုဂ္ဂိုလ်ရဲ့အရည်ချင်းကိုမြတ်စွာဘုရားကဖော်ထုတ်ပြီးတော့ဟောကြားထားတာရှိတယ်။ဘာဖြစ်လို့အားရစရာကောင်းနေတယ်လဲလို့ဆိုတော့မြတ်စွာဘုရားဟောတယ်ယဟန်တွေကိုထုတ်ဖို့ပြောတာပါပဲ။จิตသားယဟန်တို့ဟောဒီယဟန်တန်ဃာတွေအတွင်းမှာတဲ့အာသောကင်းกว่าယဟန္တာပုဂ္ဂိုလ်တွေပါရှိတယ်။ဒါအကုန်လုံးယဟန္တာတွေတော့မဟုတ်ဘူး။အာသောကင်းกว่าယဟန္တာတွေပါရှိတယ်လို့ဆိုတဲ့နေရာမှာမြတ်စွာဘုရားကယဟန္တာပုဂ္ဂိုလ်ရဲ့ဂုဏ်ကြီးဂုဏ်သွေးတွေကိုဖော်ပြတဲ့စကားလုံးကိုရှစ်လုံးထိအောင်အသုံးပြုပြီးတော့ပြတာ။ယဟန္တာပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်တွေလဲလို့ဆိုတာကိုဒီသုတ်တန်အရာလည်းပဲသိရှိကြည်ညိုလို့ရတာပေါ့နော်အဲအားလုံးကတော့ယဟန္တာနဲ့ပဲသိကြတယ်အဲ့ဒီယဟန္တာပုဂ္ဂိုလ်ဆိုတာဘယ်လိုအရေးချင်းတွေရှိတာလဲလို့ဆိုတာမြတ်စွာဘုရားတန္တိဘိက္ခုဘိက္ခုဣမတ္တမိဘိက္ခုတံခေရဟန္တောတဲ့ဒီယဟန္တာငါတွေထဲမှာတဲ့ယဟန္တာဖြစ်နေတဲ့ယဟန်တော်တွေပါရှိနေတယ်ပေါ့ရဟန္တကိလေသာတွေဝင်ကွာနေတဲ့ပုဂ္ဂိုလ်တွေဒီစကားလုံးကိုအသုံးပြုတယ်နောက်တစ်ခုအသုံးပြုတဲ့စကားလုံးကဘာလို့ဆိုခိနာတဝအဲ့ဆိုယန္တာပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်တော့ဆိုတာဒါသိဖို့လိုတယ်ပေါ့နော်ခုခေတ်ကယဟန္တာနဲ့ပြောနေတာဘယ်လိုအရေးချင်းတွေနဲ့ပြောတာတော့မြတ်စွာဘုရားကယဟန္တာလို့ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးပြောတာလဲဆိုတိုက်ဆိုင်ပြီးတော့ကြည့်လို့ရအောင်ခိနာတဝအာတောကုန်ပြေးကြပြီတဲ့အာတဝဆိုတဲ့စကားလုံးကဘာကိုပြောတာလဲဆိုလူတွေရဲ့စိတ်အစဉ်မှာမပြတ်စည်းဝင်နေတဲ့အကုသိုလ်တွေကဒလဆက်စည်းဝင်သူတို့ရဲ့နေကလည်းအမတမကျဲတယ်ဘုံအားဖြင့်ဘဝက်အထိဓမ္မအားဖြင့်ဂုတ္တရုအထိသူ့ရဲ့အာယုပြုတဲ့နေကြီးကအမတမကျဲဂုတ္တရုဆိုတာတခြားဟာပြောတာမဟုတ်ဘူးမက်စိတ်တွေရဲ့ရှေ့မှာဖြစ်တဲ့အဝိဇ္ဇံအရာမှာရှိတဲ့ဇောစိတ်ကလေးကိုပြောတာအဲ့ဒီထိအောင်သူကလိုက်တယ်လို့ပြောတာမက်ချမှသူရရစ်တယ်သူ့နဲ့ဘောက်ကျဲတယ်ဆိုတာစဉ်းစားကြည့်အဲ့ဒီဂုတ္တရုနာထိအောင်သူကတ်လာတယ်လို့ပြောတာအာတဝဆိုတဲ့စကားလုံးအာတဝဆိုတဲ့အဓိပ္ပာယ်တွေများစွာဖွင့်တယ်အဓိပ္ပာယ်များစွာဖွင့်တဲ့ထဲမှာအာတဝဆိုတာကြာစီစွာထုံထားလို့ရင်မှုစေတတ်တဲ့အရာလို့ဒီလိုရင်မှုစေတတ်တဲ့အရာတွေနဲ့တူတယ်ဆိုတော့တန်တရားထဲမှာလောဘဆိုတာလည်းဘယ်တော့မှစဖြစ်တာလဲမတမကြာမှဒေါသဆိုတာလည်းဖြစ်လာတာကြာလာမောဟဆိုတာမာနတို့ဒိဋ္ဌိတို့အိတ်တာတို့မစ္စရိယတို့ဆိုပါစို့ကိလေသာတွေမကောင်းတဲ့အကုသိုလ်စိတ်အညစ်အကြေးတွေတန်တရားထဲမှာဖြစ်လာတဲ့အချိန်မတမကြာအမှန်တမ်းကြာတော့အလင်းရပြီးတော့အရက်များလို့ပြင်းနေတယ်လို့ဒီလိုဆိုလို့ပဲနော်အရှိန်ပြင်းနေတယ်ကြာမြင့်စွာကာလကလူတွေရဲ့တဏ္ဍာမှာအရှိန်ရနေတဲ့တရားတွေလို့ဒီလိုလဲအဓိပ္ပာယ်ရနောက်တစ်ခုကတော့အတိုင်းတာတစ်ခုထိအောင်တဝစီးဝင်နေတယ်လို့ဆိုလူတွေရဲ့တဏ္ဍာမှာမျက်လုံးကလည်းစီးဝင်လာတယ်အာယုန်နဲ့တွေးလိုက်တဲ့အခါမှာမြင်တဲ့အာယုံပေါ်မှာလောဘဖြစ်တယ်ဒေါသဖြစ်တယ်ဒါမျက်လုံးကစီးဝင်တယ်လို့တင်စားသုံးတယ်နော်အပြင်ကလာတာတော့မဟုတ်ဘူးလောဘကအပြင်ကလာတာမဟုတ်ဘူးသို့တော့အပြင်အာယုံနဲ့ဆက်ဆက်ပြီးဖြစ်လို့အပြင်ကလာတယ်လို့ပြောတယ်စီးဝင်လာတယ်မြင်စရာအာယုံလေးတစ်ခုမြင်လိုက်ရင်လောဘဖြစ်တယ်ဒေါသဖြစ်တယ်အတန်လေးကြားလိုက်ရင်လောဘဖြစ်တယ်ဒေါသဖြစ်တယ်အနံလေးနမ်းရှုလိုက်ရင်လည်းလောဘဖြစ်တယ်ဒေါသဖြစ်တယ်ဓဝရ6ပါးမျက်စိနာနာလျှာကိုယ်စိတ်လို့ဆိုတယ်ဒီဓဝရ6ပါးက
လူတွေရဲ့တဏ္ဍာမှာမပြတ်စည်းဝင်နေတာမဟုတ်အာတဝလို့ခေါ်တာမပြတ်စည်းဝင်ရေစည်းတွေစည်းဝင်နေတယ်လို့ပဲဒါကြောင့်မို့ flex and အတွင်းထဲကိုဝင်နေတဲ့သဘောတရားစည်းဝင်နေလျှက်စည်းများနော်ဒီလျှက်စည်းဒီဝါယာကြိုးထဲမှာစီးဝင်နေတယ်လို့ပဲပေါ့အဲ့ဒီစီးဝင်နေတဲ့ဒီဝါယာကြိုးကိုသွားကင်ပြီးလို့ရှိရင်အကာအကွယ်မရှိရင်သူ့ကိုဒုက္ခပေးတာပေါ့နော်လူတွေရဲ့တဏ္ဍာစိတ်အစဉ်မှာလည်းပဲဒီလျှက်စည်းတွေစီးဝင်နေတယ်လို့လျှက်စစ်ဓာတ်တွေစီးဝင်နေတယ်လို့ပဲလောဘတွေတို့မောဟတွေမာနတွေအိတ်တာတွေမစ္စရိယတွေဆိုတဲ့ဒီတရားတွေစီးဝင်အဲ့ဒီထဲမှာအာတဝလို့နာမည်ပေးထားတာတော့လောဘဒိဋ္ဌိမောဟဒီသုံးခုပဲပေးထားတယ်သို့တော့ဉာဏ်တွေကိုအာတဝလို့မခေါ်ဘူးလို့တော့ဒီလိုပြောတာမဟုတ်ဘူးအဓိကရသော်ဗျာပြောတာနော်စီဝင်တတ်တဲ့တရားတွေကသူတို့ကြီးတော့မဟုတ်ဘူးပေါ့သို့တော့အမှန်တန်ပြင်းထန်တဲ့တရားတွေကိုရည်ရွယ်ပြီးတော့ရသော်ဗျာကာမတဝဘဝတဝဒိဋ္ဌတဝအဝိဇ္ဇာတဝတရားကိုအားဖြင့်ပြောမယ်ဆိုရင်ကာမတဝနဲ့ဘဝတဝကလောဘဒိဋ္ဌတဝကဒိဋ္ဌိအဝိဇ္ဇာတဝကမောဟလောဘဒိဋ္ဌိမောဟပေါ့အဲ့ဒါတွေဟာဒလစမပြတ်စည်းဝင်နေတယ်အာယုံလာတာနဲ့စည်းဝင်လာတတ်တဲ့သဘောရှိလို့အာတဝလို့ဒီလိုပြောတယ်အဲ့ဒီအာတဝတွေကုံသွားပြီတဲ့မလာတော့စည်းဝင်လာတာတွေမရှိတော့ဒါကိုခိနာတဝလို့ခေါ်တယ်အာတောကုံပြီးသွားတဲ့ပုဂ္ဂိုလ်ဗမာကတော့လေအာတဝကိုအဓိပ္ပာယ်မပြန်တော့ဘဲနဲ့အာတောကင်းတယ်လို့ဒီလိုပဲအာတောကုံတယ်လို့ပဲဒီလိုပြောတာနော်အဲ့တော့အာတဝဆိုတာတန်တရားကအလွန်ကြာခဲ့တဲ့အချိန်ကလေးကဖြစ်ပေါ်လာတဲ့ဒီတရားစုတွေကြောက်သွားပြီလို့ပြောတာနော်လူရဲ့ဓဝရ6ပါးကနေစီးဝင်လာနိုင်တဲ့ဒီတရားစုတွေမရှိတော့ဘူးယဟန္တာပုဂ္ဂိုလ်မှာအဲ့ဒါတွေမရှိတော့အာယုံမျက်စိရှိလို့မြင်ပေမဲ့လို့ထိုမြင်တဲ့အာယုံပေါ်မှာလောဘနဲ့တွေ့တာမရှိဘူးအမြင်မှားတာမရှိဘူးမောဟဖြစ်တာမရှိဘူးလို့ဆိုလိုတယ်နော်နားရှိလို့ကြားပေမဲ့လို့အဲ့ဒီပေါ်မှာတတ်မဲ့တာတွေ့တာမရှိဘူးဒီလိုဆိုလိုတာပေါ့မြတ်စွာဘုရားလည်းနားရှိတာပဲကြားတာပဲနော်နှာခေါင်းရှိတော့အနံ့ရတာပဲလျှာရှိတော့အရသာသိတာခန္ဓာကိုယ်ရှိတော့ထိတွေ့စိတ်ရှိတော့အာယုန်နဲ့တွေ့တာသို့တော့ခုပြောရတဲ့အာတဝါတွေစီဝင်မှုမရှိတော့ဘူးရပ်တန့်သွားပြီဒီလိုဆိုတော့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးယန္တာလို့ခေါ်တာပဲခိနာတဝါခိနာအာတဝါအာတဝါတွေကုံသွားပြီမလာတော့နောက်ထပ်ဆက်ပြတ်သွားနောက်တစ်ခုသုံးတဲ့စကားလုံးလေးကပါတော့ဆိုဝုတိတဝါဝုတိတဆိုတဲ့ဝုတိတဝါဆိုတာအလုံးမြတ်သောအကျင့်မဂ္ဂင်၈ပါးကိုယ့်ရဲ့စိတ်ကိုမဂ္ဂင်၈ပါးအကျင့်တိုင်းကြင်ကြကြိုးကုပ်အားထုတ်ပြီးတော့နေတာဆိုပါစို့သီလကိုလည်းအားထုတ်တယ်သမာဓိကိုလည်းအားထုတ်တယ်ပညာကိုလည်းအားထုတ်တယ်အဲ့ဒီအားထုတ်မှုကိစ္စတွေဟာလုံးဝပြီးသွားပြီလို့ပြောတယ်ဝုတိတကျင့်နေတော့မဟုတ်ဘူးမြတ်သောအကျင့်ကျင့်ပြီးတော့နေထိုင်မှုတွေအောင်မြင်ပြည့်စည်သွားပြီလို့ပြောဘုန်းကြီးတို့တွေကလှုပ်ရှားတွေအများအားကြံနေတယ်ဘယ်တော့မှမပြေဘူးပေါ့လှုပ်အောင်မယ်လမ်းဆုံးမရောက်ဝုတိတဝါမဖြစ်ဘူးပေါ့နော်မြတ်သောအကျင့်ကိုကျင့်တဲ့နေရာမှာလမ်းဆုံးသွားပြီလို့ပြောဒါစကလုံးတစ်ခုနောက်တစ်ခါယန္တာပုဂ္ဂိုလ်ရဲ့တယုတ်ဖော်တဲ့စကလုံးတစ်ခုကကတကရဏီယောတဲ့ကရဏီယဆိုတာလှုပ်တဲ့လှုပ်ထိုက်တဲ့ကိစ္စကတကလှုပ်ပြီးပြီလှုပ်တဲ့နာတွေလှုပ်ပြီးသွားပြီလို့ပြောတာလူတွေကြတော့လှုပ်ပြီးပြီလို့ပြောတာပြောနိုင်တာပါပြောထမင်းချက်ပြီးပြီလို့တာပြောတာလက်ပြန်ထချက်အောင်ဘယ်တော့များပြီးတော့မပြီးဘူးလေဒီကနေ့တရွက်တက်တာပြီးတာလက်ပြန်အတွက်ထချက်အောင်လှုပ်ရှားတွေလှုပ်ပြီးပြီလှုပ်ပြီးယန္တာပုဂ္ဂိုလ်ကြတော့ကြည့်ခိရိတာအတော်တွေကင်းကွာဖို့ရာအတွက်တရားကျင့်တဲ့အလုပ်နော်တရားကျင့်တဲ့အလုပ်ဝိပဿနာကျင့်တဲ့အလုပ်လမ်းဆုံးသွားပြီးတော့အရတ္တမေအရတ္တဖို့ထီအောင်ရောက်သွားပြီဆိုလှုပ်เสียကြံသေးသလားဆိုကြံတော့မဂ္ဂင်၈ပါးအကျင့်နဲ့အကျင့်နောက်ထပ်ပြန်ကျင့်เสียမလို့ထမင်းချက်ထားနောက်ထပ်ပြန်ချက်ရမယ်ဒီပြစီလဲတာနောက်ထပ်ပြန်လဲရမယ်အဝတ်ဖို့ထားလဲနောက်ထပ်ပြန်ဖို့ရမယ်ဘယ်တော့မှမပြီးဘူးမပြီးသည့်အတွက်ကြောင့်ကတ္တကရဏီရောလှုပ်เสียတွေလှုပ်ပြီးပြီလို့ဘယ်တော့မှပြောလို့မရဘူးမသိချင်းလှုပ်အောင်ပါဒီဘဝသေသွားရင်နောက်ထပ်ဆက်လို့ရက်တယ်လို့မရှိဘူးเนาะ
ရောက်ရဘဝမှာဒီအလုပ်တွေကဆက်လုပ်အောင်မှာဆိုတော့ဘယ်တော့မှကတကရဏီရောလှုပ်တင်တာတွေလှုပ်เสียတွေလှုပ်ပြီးပြီလို့မပြောနိုင်ဘူးတဲ့တတဝါတွေဟာလှုပ်နေရတော့ယဟန္တာပုဂ္ဂိုလ်ကြတော့လှုပ်เสียကုန်သွားပြီနောက်ထပ်လှုပ်เสียမရှိတော့ဘူးတကယ်ကုန်သွားတာပြောအဲ့ဒီအဆင့်ဒါကိုယဟန္တာလို့ဒီလိုဆိုလို့ရနောက်တစ်ခုကဩဟိတဘာရဩဟိတဆိုတာချထားလိုက်တာဘာရဆိုတာဝန်တုဝန်ပိုးပင်ပန်းအထုပ်ကြီးထမ်းလာရတဲ့ပုဂ္ဂိုလ်ဟာထုပ်ကိုပြစ်ချလိုက်လို့ရှင်ဘလောက်များပေါ့ပါပြီးတော့တက်တာသွားမလဲစဉ်းစားကြည့်ပါထုတ်ချတယ်ဆိုတဲ့လူတွေကဘေထုပ်ကြီးတွေတို့ဘာတို့လေဘေးအထုပ်ကြီးတွေထမ်းလာတဲ့လူကချတာတော့သူအဲ့ဒီခဏတစ်ပြုတ်ချတာနောက်ထပ်ပြန်ထမ်းအောင်မှာနော်လူတွေကအထုပ်ထမ်းလာလို့ချတယ်ဆိုတာခဏပဲနောက်ထပ်ပြန်ထမ်းနေအောင်မှာယဟန္တာပုဂ္ဂိုလ်ကအထုပ်လို့ဆိုတာဘာပြောတာတော့ဆိုခန္ဓာလို့ဆိုတဲ့ဝန်ထုပ်ကြီးကိုချလိုက်တာဘယ်တော့မှဒီခန္ဓာပြန်မထမ်းတော့ဘူးဒီအထုပ်ကြီးဘယ်တော့မှပြန်မကောက်တော့တာမန်ပုဂ္ဂိုလ်တွေကပြန်ကောက်အောင်လူဘဝလူခန္ဓာကုံသွားတဲ့အခါနတ်ဘဝနတ်ခန္ဓာတရိစ္ဆာန်ဘဝတရိစ္ဆာန်ခန္ဓာကြီးတွေပြန်ကောက်အောင်မှာသူကအထုပ်ပြန်ထမ်းရအောင်မှာပဲဝန်ထုပ်ဝန်ပိုးကြီးလူဘဝဆိုတာခန္ဓာ၅ပါးရဲ့ဝန်ထုပ်ဝန်ပိုးကြီးကဘလောက်ကြီးလေးတယ်လဲမနဲ့အိယာထားတဲ့အချိန်ကစပြီးတော့သူ့အတွက်လှုပ်ပေးနေတာလေလူတွေကထင်တာငါအတွက်လှုပ်ပေးတယ်ဆိုပြီးတော့ပြောနေကြတာအမှန်သူ့အတွက်လှုပ်ပေးနေတာခန္ဓာ၅ပါးသူ့အတွက်လှုပ်ပေးလို့သူကကျေးဇူးတင်ပြီးတော့မင်းသဘောတိုင်းငါဖြစ်ပါမယ်လူများရှိရလားဘလောက်လှုပ်ပေးနေသူခေါင်းကိုက်ခြင်းကိုက်တာပဲဗိုက်နာခြင်းနာတာနော်ဘလောက်အတွက်ဒီခန္ဓာအတွက်လှုပ်ပေးနေဒီခန္ဓာကကိုယ့်ကိုငဲ့မယ်လို့တော့မအောင်မေ့နေနဲ့မြတ်စွာဘုရားကဟောထားတဲ့သူတသမားဆိုတာတခြားလူသွားမကြည့်နဲ့ဒီခန္ဓာ၅ပါးလူတသမားပဲသူတတ်တာတဲ့ဘယ်တော့မှလာမတတ်ဘူးဟုတ်ကဲ့သူ့ကိုဝတ္တကံရူပံနဲ့ဝတ္တကာဝေဒနာတတ်တတ်တယ်လို့ဒီလိုဆိုတာခန္ဓာ၅ပါးဆိုတဲ့ဝန်တုပ်ဝန်ဘိုးကြီးဟာတာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေကတော့ဝန်တုပ်လို့မထင်ဘူးအမှန်တမ်းလေးလံတဲ့ဒီဝန်တုပ်ကြီးလို့မမြင်ကြအောင်ဝန်တုပ်ကြီးလို့မမြင်ဘူးဒီပြင်အထုပ်ကိုသာဝန်တုပ်လို့ထင်တာခန္ဓာကိုယ်ကြီးကိုတော့ဝန်တုပ်လို့မမြင်ဘူးယဟန္တာပုဂ္ဂိုလ်တွေကျတော့မြင်တယ်ရှင်သာရိပုတ္တရာမြင်ပုံလေးကိုကြည့်မယ်ဆိုရှင်သာရိပုတ္တရာဘာပြောတော့ဆိုဘာရီတောဘဝပါရိနာခိရေဥစ္စာရီတောယထာဘဝရဲ့အထုပ်အပိုးကြီးကိုသူထမ်းလာရတာတောင်ကြီးရွက်ထားရတယ်လို့ပဲလေးလံလာပါတယ်လို့ပြောဒါမို့ယန္တာပုဂ္ဂိုလ်တွေကပြိဋိဘံစံတော်မယ်ဆိုလို့ရှိရင်သူတို့စိတ်ထဲမှာရလာမဲ့ဆုလတ်အတွက်အမှန်တမ်းစိတ်ချမ်းသာစိတ်ပျော်သွားတယ်နော်ခုလူတွေနဲ့ပုရုဇဉ်တွေနဲ့တော့တခြားစီပုရုဇဉ်တွေကသေမှကြောက်တယ်သေတော့မယ်ဆိုလဲကြောက်တယ်နော်ယန္တာပုဂ္ဂိုလ်တွေကြတော့အဲ့လိုမဟုတ်ဘူးသေတော့မယ်ဆိုသူတို့ပျော်နေဘာလို့လဲဆိုဒီအထုပ်ကြီးရှုပ်ကြီးငါချရတော့မှာပဲနောက်ထပ်လည်းပြန်မကောက်တော့ဘူးဒါကြီးရှိနေတော့ယန္တာပုဂ္ဂိုလ်တွေလည်းဒီအထုပ်ကြီးလှုပ်ပေးနေရတာပဲခန္ဓာကိုယ်ရဲ့ဝန်တော့ဝန်ဘိုးကြီးကိုသူထမ်းနေရတာဒါမို့ရှင်သာရိပုတ္တရာကပြောတာခိရိဥစ္စာရိတောယထာတောင်ကြီးထမ်းထားတယ်လို့ကိုလေးပါတယ်ခန္ဓာကိုယ်ရဲ့တာဝန်နေဟုတ်တယ်လေယန္တာဖြစ်သွားရဲ့နောက်ထပ်ခန္ဓာထပ်မယူတော့သည့်အတွက်ကြောင့်ဩဟိတဘာရထာဝရပြစ်ချလိုက်ပြီးသားဖြစ်ပြီဘုန်းကြီးတို့တွေကထာဝရပြစ်ချတာမဟုတ်ပြန်ကောက်အောင်မှာပြန်ထမ်းအောင်မှာနော်ဒီအထုပ်သေးလို့နောက်ထပ်ဒီတဲ့ကြီးတဲ့အထုပ်ထမ်းအောင်မှာဆင်ကြီးဖြစ်လို့ရှိရင်နော်အမှန်တမ်းကြီးတဲ့အထုပ်ကြီးတယ်ဘဝစိတ်ကလေးကဆင်ဖြစ်ရင်တော့အမှန်တမ်းကြီးတဲ့အထုပ်ဘဝစိတ်ဖြစ်ရင်လည်းသူ့အတိုင်းတာနဲ့သူမလေးဘူးလို့မပြောနဲ့ဘဝစိတ်ကလည်းဘဝစိတ်ခေါင်းကြီးကြတော့လေးသေးတာပဲနော်သူ့ဟာနဲ့သူတော့လေးနေကြမှာပဲခန္ဓာကိုယ်ရှိနေသမျှသူ့အတွက်ဝန်တုပ်ဝန်ပိုးကြီးဖြစ်နေတယ်ယဟန္တာပုဂ္ဂိုလ်ကြတော့ဘယ်တော့မှမယူတော့သည့်အတွက်ကြောင့်ဩဟိတပါရဒါမြတ်စွာဘုရားကယဟန္တာကိုတရုပ်ဖော်ပြီးတော့ဟောပြောပေးနေတာနော်ဒီလိုပုဂ္ဂိုလ်မျိုးတွေရှိတယ်တဲ့အာသဝါတွေအကုန်ပြီးနေပြီကျင့်စရာတွေအကုန်ကျင့်ပြီးနေပြီလှုပ်စရာတွေအကုန်လှုပ်ပြီးနေပြီနော်ခန္ဓာကိုယ်ရဲ့ခန္ဓာ၅ပါးဆိုတဲ့ဝန်တုပ်ဝန်ပိုးကြီးကိုထာဝရချပြီးသွားပြီဟောယဟန္တာပုဂ္ဂိုလ်နောက်တစ်ခုကဘာတော့ဆိုအနုပ္ပတ္တတဒဋ္ဌာအဆင့်ဆင့်ရောက်ရှိလာပြီးတော့တကယ့်ကိုကျိုးလို့သတ်မှတ်ရမယ့်ဟာအတွက်
နောက်ဆုံးရောက်ရှိလာပြီအနုပ္ပတ္တဆိုတာအစင်မပြတ်ရောက်လာတယ်တဆင့်ပြီးတဆင့်တဆင့်ပြီးတဆင့်ရောက်လာတဲ့တဒဋ္ဌကိုကျိုးကိုစီးပွားလောကလူတွေကကိုအကျိုးလို့သာပြောတာကိုအကျိုးဆိုတာဘာလို့ကိုစားရဖို့ကိုဝါဖို့ကိုနေဖို့ဒါကိုအကျိုးလို့ထင်ဘယ်ဟောခန္ဓာကိုယ်ရဲ့အကျိုးတွေလောက်ကိုဒုက္ခပေးမဲ့လူရဲ့အကျိုးလုံးနဲ့တကယ်ပြောမယ်ဆိုရင်ယန္တုရဲ့အကျိုးလုံးနေတာကိုဒုက္ခပေးမှဘယ်သူတော့ဒီခန္ဓာကြီးရပေးနေ့စဉ်အလုံးလုံးတာဘယ်သူအတွက်လုံးသူအတွက်လုံးနေတာပဲလေဒုက္ခပေးတာဘယ်သူတော့သူပဲကိုယ်ကလုံးနေမယ်သူကတဖြည်းဖြည်းအိုးလာတာဒုက္ခမပေးဘူးလားတော့ကြသွားကြိုက်လို့ဆရာဝန်စီသွားရနားကြိုက်လို့သွားရနဲ့ဒုက္ခပေးနေတာပဲအမြဲတမ်းအဲ့တော့အမြဲတမ်းဒုက္ခပေးနေတဲ့ဒီခန္ဓာကိုယ်ကြီးအတွက်လှုပ်တဲ့အကျိုးစီးပွားတွေကိုငါအကျိုးနဲ့လူတွေကထင်နေကြတာယဟန္တာပုဂ္ဂိုလ်တွေကြတော့ငါအကျိုးဆိုတာဘာလဲကိလေသာအာသောတွေကိုအကုန်လုံးရှင်းပြနိုင်တဲ့အရတ္တမေရတ္တဖို့ဆိုတာကြမှာငါအကျိုးတဲ့ဒါမှသူ့အကျိုးအစစ်ဘယ်တော့မှဒုက္ခမပေးဘူးနော်ခန္ဓာရှိနေတဲ့အချိန်မှာလဲရတ္တမေရတ္တဖို့အာယုပြုတ်ပြီးတော့နိဗ္ဗာန်ကိုနော်အာယုံပြုတ်ပြီးတော့ရတ္တဖို့နဲ့ဖလသမပတ္တိဝင်စားနေမယ်ဆိုရင်အမှန်တမ်းချမ်းသာဒုက္ခတွေလျော့ပါသွားအဲ့တော့ကိုယ်အကျိုးစီးပွားဆိုတာတကယ်ကိုရတ္တဖို့ကြမှာကိုယ်အကျိုးစီးပွားလို့ဒီလိုပြောလို့ရအဲ့ဒီကိုယ့်ရဲ့အကျိုးစီးပွားအစစ်အမှန်ကိုဒီပုဂ္ဂိုလ်တွေကဆင့်ငယ်အဆင့်ရောက်ရှိပြီးသားပုဂ္ဂိုလ်တွေအဲ့ဒါကိုယဟန္တာလို့ခေါ်တယ်လို့ဒီလိုပြောတာနော်နောက်တစ်ခုကျတော့ယဟန္တာဆိုတာလူနားလည်အောင်မြတ်စွာဘုရားဗာပြောပရိခိဏဘဝတန်ရောစနာပရိခိဏဆိုတာဂုံသွားတာဘဝတန်ရောစင်ဘဝတန်ရောစနာဆိုတာဘဝပေါ်မှာတွေ့တာမှုတွေအလုံးဂုံသွားပြီးမှဒါယဟန္တာလို့ပြောတာပရိခိဏဘဝတန်ရောစနာဘဝပေါ်မှာတွေ့တာနေတဲ့အရာတွေတခုမှမရှိတော့တန်ရောစင်တွေလုံးဝကင်းသွားပြီးတော့တန်ရောစင်တွေလုံးဝအဆုံးသတ်သွားတဲ့ပုဂ္ဂိုလ်မှယဟန္တာပုဂ္ဂိုလ်တမ္မာပုဂ္ဂိုလ်တွေကတော့သာသမီတွေကြီးကုန်ပြီတန်ရောစင်မရှိတော့ဘူးအေးစေးရိတ်တာသွားနေမယ်လို့ဆိုတန်ရောစင်မရှိဘူးလို့သူကထင်နေတာဘယ်ဟုတ်မှာခဏဖုံးဆက်ပြီးနေကောင်းလားမေးနေတာတန်ရောစင်ကရှိနေတာပဲအတွေ့အတာရှိနေတာနော်အတွေ့အတာဆိုတာကလိုက်နေတာပဲကိုယ်ခြီထားတာခြီမှန်းတောင်မသိဘူးတဲ့ဒါကတန်ရောစင်ကျိုးကိုပြောတယ်တန်ရောစင်ကျိုးဆိုတာတဲ့အမတန်မှသိမ်မွေးတယ်ဟိုဒီသွားလို့ရတယ်ကိုယ်ခြီထားတာတောင်ခြီမှန်းမသိဘူးတဲ့အမတန်မှသိမ်မွေးတဲ့ကျိုးမြင်လည်းမမြင်ရဘူးခြီထားလို့လည်းအရာလည်းမထင်ဘူးအရေးလည်းမစုပ်ဘူးသွားနော်ယုံလို့လည်းမရဘူးအဲ့တော့စကဝက်ပဟေလိတောင်မေးဖို့ကောင်းတယ်ခြီထားတယ်ဒါပေမဲ့လို့မြင်လည်းမမြင်ရဘူးယုံလို့လည်းမပြတ်ဘူးနော်အဲ့ဒီအရေးကိုလည်းမဖြတ်ဘူးခြိထားလို့အရာလည်းမထင်ဘူးသို့တော့ဒီကလည်းယုံလို့လည်းမရဘူးဆိုတဲ့ကျိုးဘာကျိုးလဲဆိုရင်ဒါတန်ရောစင်ကျိုးပဲတကယ်သိမ်မွေးတဲ့တန်ရောစင်ကျိုးလေငှက်ကလေးတကောင်ကိုကျိုးချီပြီးတော့လွတ်တဲ့အခါကျကျိုးတင်းသွားရင်သူပြန်ရောက်လာလူကြတော့အဲ့ဒါလိုမတင်းမဲနဲ့ပြန်ရောက်လာနော်မတင်းမဲနဲ့လွတ်ကြည့်ပါလားနိုင်ငံခြားသွားလဲပြန်ရောက်လာတာပဲဒီတဏှာသွားလဲပြန်ရောက်လာဘာလို့လဲကျိုးရှိဒီလိုဆွလို့တာပေါ့နော်ကျိုးရှိတဲ့နေရာပြန်ရောက်အဲ့ဒီဟာဘဝတစ်ခုပြန်ရောက်လာတယ်ပရိခိဏဘဝတန်ရောစနာမဟုတ်ယန္တာပုဂ္ဂိုလ်တွေကြတော့ဘယ်ဘဝဆိုဘယ်ဘဝမှာပြန်မရောက်တော့ဘူးတဲ့ဘဝနဲ့တွေ့တာတွေအားလုံးပြတ်ထွက်သွားပြီဓမ္မယဟန္တာပုဂ္ဂိုလ်လို့ပြောတာနောက်တစ်ခုကဘာလို့ဆိုတမ္မဒိညာဝိမု ക്ത အဲ့ဒီလိုတန်ရောစင်တွေတွေ့သွားပြီဆိုတဲ့ပုဂ္ဂိုလ်ဟာတမ္မဒိညာတမ္မာပညာမှန်မှန်ကန်ကန်သိမြင်ပြီးတော့အသိဉာဏ်နဲ့ဝိမု ക്ത ကိရိတာတွေကလွတ်သွားတယ်ဘဝတွေကလွတ်သွားတယ်အလုံးလွတ်မြောက်သွားတဲ့ပုဂ္ဂိုလ်တူလို့ဒီလိုဆိုအသိဉာဏ်နဲ့လွတ်မြောက်တာပြောတာအပြောနဲ့လွတ်မြောက်တာမဟုတ်ဘူးအသိဉာဏ်နဲ့လွတ်မြောက်တာပေါင်းလိုက်တဲ့အခါကျတော့ကြည့်ဂုံကြီးတွေ၈မျိုးတဲ့နော်ဂုံကြီး၈မျိုးအဲ့တော့ယဟန္တာပုဂ္ဂိုလ်ဆိုတာလိုက်မေးကြည့်ဒါတွေရှိမှယဟန္တာပုဂ္ဂိုလ်လို့ခေါ်တယ်နော်ဒီထဲမှာတော့ကြတော့ဓာတ်တော်ကြလို့ယဟန္တာဆိုတာမျိုးမပါဘူးတော့ဒီပါအပေါ်ယံကိုယုံတဲ့လူတွေများလို့ပြောတာပါနော်ရုပ်ဝတ္ထုကိုတားယုံရတယ်ရုပ်ဝတ္ထုတွေရုပ်ဆိုတာသူကဖြစ်ချင်ဖြစ်
မပုတ်ဘူးတဲ့ယဟန္တာခန္ဓာကိုယ်ကြီးပဲတယောက်နဲ့တယောက်မတူဘူးလေရုပ်ဆိုတာပုတ်ချမှလည်းပုတ်မှာပေါ့အဲ့မပုတ်တာနဲ့လည်းယဟန္တာလို့ပြောလို့မရဘူးဓာတ်တော်ကြတယ်ဆိုပြီးတော့လည်းယဟန္တာလို့ပြောလို့မရဘူးအရေးကြီးတာမြတ်စွာဘုရားဟောထားတဲ့ထဲမှာအဲ့ဒါတွေမပါဘူးဆိုတာတတိထားဖို့တော့ဒါသူဖြစ်ချင်းဖြစ်မှာပဲကိုပြောလို့မရအဲ့တချို့ကပြောသေးတယ်ယဟန္တာဆိုလို့ရှိရင်တဲ့သေတဲ့ကညာဘက်ဆောင်ဒါဖြင့်ရှင်ကွန်းတင်ညာပြိဋိဘသန္တာထိုင်ရဲ့ပြိဋိဘသန္တာဘယ်လိုလုပ်ဆောင်လို့ညာဘက်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီစံနဲ့လိုက်တိုင်းလို့ရှိရင်ဩညာဘက်မဆောင်လို့ဒီကိုယ်တော်ယဟန္တာမဟုတ်ဘူးလို့သွားပြောရင်ဘယ်လိုနေမလို့နော်ပြိဋိဘသံမောဇန်တိရှင်ဒီမောရိယအကျင့်ကျင့်တဲ့မထေမြတ်ရှင်နာလကဆိုတာဆိုရင်မတ္တရရဲ့ပြိဋိဘသန္တာဘယ်ဘက်ဆောင်ဘယ်ဘက်မှာဆောင်လို့ညာမတ္တကြည်ရတယ်လေနောက်ဇင်းညံသွားရင်ပြိဋိဘသန္တဲ့ပုဂ္ဂိုလ်ရှိသေးတယ်ရှန္ဒနာဆိုရင်ကောင်းဝင်တက်ပြီးပြိဋိဘသန္တာရှိသေးတယ်ဟောအမျိုးစုံဆိုလိုတာကဖြစ်နိုင်၏မဖြစ်နိုင်၏ဒါတွေဟာအဓိကမဟုတ်ဘူးဆိုတာကိုသတိထားဖို့လိုအပ်တဲ့အကြောင်းပြောပြယဟန္တာဆိုတာဓာတ်တော်ကြခြင်းလည်းကြမယ်ပြော့ခြင်းလည်းပြော့မယ်ပြော့တာနဲ့ယဟန္တာလို့တော့ဆုံးဖြတ်လို့မရဘူးလို့ဆိုလိုပဲเนาะအရိယာဖြစ်တယ်လို့ဆုံးဖြတ်လို့မရဘူးတရားသူ့ရဲ့ပုရိကတဒိဋ္ဌမထေဒီကုလုံးပုတ်ပြီးတော့အယိုးတွေဆွေးပြီးပြန်တော်မူသွားတာပြိဋိဘံဆံသွားတာဒီကုလုံးမသိခင်ကယောဂတွေဖြစ်နေတာပြီးတော့ယောဂဖြစ်ပြန်တော်မူသွားတယ်ဆိုမပုတ်လို့ဖြစ်ပါမလားဟိုတဲ့ပုတ်နေတာလေအဲ့တော့ဒါတွေကမဆိုင်တဲ့ကိစ္စတွေမဆွဲလန်းဖို့ပေါ့အရေးကြီးတာတော့အကျင့်စာရိတ်အကျင့်ကိုကြည်ပြီးတော့ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကြီးညိုနိုင်အောင်စဉ်းစားနော်ကြီးညိုနိုင်အောင်စဉ်းစားအကျင့်တရားကိုပဲကြီးညိုနော်ဟိုဟာဒီဟာရှိမှယဟန္တာဆိုရင်မရှိတဲ့ပုဂ္ဂိုလ်ကြတော့သွားပြီးတော့ဒါယဟန္တာမဟုတ်ဘူးလို့သွားပြစ်မှားမိမှာဆုံးလို့ဒီစကားကိုပြောတာနော်ကိုယ်ဟာတွေနဲ့သွားတိုင်းလို့ရှိရင်အကုန်လုံးတိုင်းလို့ရကြမှာရမယ်လေတချို့ကအယိုးနဲ့ကြည်သေးတယ်ယဟန္တာဖြစ်ရင်ဂျိတ်ဆက်တို့ဘာတို့ဒါတွေလည်းမဟုတ်ဘူးနော်စာရဲပါတာကမြတ်စွာဘုရားကခွင်းဆက်တန်ခွင်းလို့တစ်ခုနဲ့တစ်ခုဆက်တာအယိုးပါဒါကဘုရားသာခွင်းဆက်မဟုတ်ဘူးစัจ java ဝရိမင်းနေလည်းခွင်းဆက်ပဲအယိုးနဲ့သွားတိုင်းလို့မရဘူးဒါနော်ပစ္စေကဗုဒ္ဓတွေကဂျိတ်ဆက်ယဟန္တာကြတော့တမ္မန်ပဲရိုးရိုးဒါဖြင့်လူသားထဲမှာဂျိတ်ဆက်တွေခွင်းဆက်တွေမပါနိုင်ဘူးလားဆိုပါနိုင်တယ်ထူးခြားတဲ့ပုံကိုယ်တွေကဒါဒီဂျိတ်ဆက်တို့ခွင်းဆက်တို့ဆိုတာလူရဲ့ခန္ဓာကိုယ်တိဆောက်မှုနဲ့ပတ်သက်တယ်တရားဓုတရားမြတ်နဲ့မဆိုင်ဘူးလို့ဒီလိုမှတ်ရထူးခြားတဲ့ပုံကိုယ်တွေရဲ့အည်သွေးထူးခြားတဲ့ခန္ဓာကိုယ်တိဆောက်မှုလို့လားဒီလိုပြောတာနော်ဒါနဲ့သွားပြီးတော့မဆုံးဖြတ်လိမ့်နဲ့ဆုံးဖြတ်လို့မရဘူးအဲ့တော့ဘာနဲ့ကြီးညိုရမလဲလို့ဆိုရင်သီလနဲ့ကြီးညိုရမယ်သမာဓိနဲ့ကြီးညိုရမယ်ပညာနဲ့ကြီးညိုရမယ်တရားဓုတရားမြတ်နဲ့ကြီးညိုရမယ်လို့ဘာလို့လဲဆိုလောကကြီးကဒီအပေါ်ယံလေးနဲ့အဟုတ်ထင်နေလို့ရှိရင်အတွင်းအနှစ်သာရတွေပျောက်သွားပြီးတော့နောက်ဆုံးကြတော့အပေါ်ယံဆိုတာလှုပ်လို့အကုန်ရအကုန်လုံးလို့ရနော်ခေတ်ကြီးကတိုးတက်လာတဲ့အခါအကုန်လုံးလို့ရဒါကြောင့်မလို့ယဟန္တာဆိုဒီမှာခိနာတဝဝုတိတဝါကတကရဏိယဩဟိတပါရအနုပ္ပတ္တသဒ္ဋ္ဌပရိခိတဘဝတန်ရောစနတမ္မတညာဝိမု ക്ത နောက်အရဟန္တနော်ဒီလိုယန္နာပုဂ္ဂိုလ်ရဲ့အနေထားတွေရှစ်ခုဂုံဤသွေးတွေကိုမြတ်စွာဘုရားဟောဒီယဟန်ပရိသတ်ထဲမှာတဲ့ဒီလိုအခြေခံကောင်းတဲ့ဒီလိုအည်သွေးတွေရှိတဲ့ယဟန်တွေအများကြီးပါတယ်လို့မြတ်စွာဘုရားဒီလိုဟောတာဟောနောက်တစ်ခါအဲ့ဒီတဆင့်နေတဲ့ပုဂ္ဂိုလ်တွေကိုပြောဒီယန္တန်ဃာတွေထဲမှာတဲ့ပစ္စန္နံဩရံဘာဂိယနံတန်ရောစနံပရိခေယခုနတုန်းကတန်ရောစင်တွေအကုန်မကုန်သေးဘူးတဲ့ဒါအနာဂံပုဂ္ဂိုလ်ရဲ့အည်သွေးကိုပြောလိုက်အနာဂံပုဂ္ဂိုလ်ဆိုတာဩရံဘာဂိယတန်ရောစင်၅ပါးကုန်သွားပြီဩရံဘာဂိယဆိုတာဩရဆိုတာကာမဘုံပြောတာဒီအတွင်းနဲ့အပြင်ခွဲလိုက်တယ်ကာမဘုံကတစ်ပိုင်းဇမဘုံကတစ်ပိုင်းပေါ့ခွဲထားလိုက်တဲ့အခါကျအတွင်းတန်ရောစဉ်အပြင်တန်ရောစဉ်သို့မဟုတ်အောက်ပိုင်းတန်ရောစဉ်နဲ့အထက်ပိုင်းတန်ရောစဉ်နှစ်ခုခွဲလိုက်တယ်ကာမဘုံဆိုတဲ့အောက်ဘုံတွေပေါ်မှာတန်ရောစဉ်ရှိတယ်ဘာတွေတုံးဆိုတက္ကယဒိဋ္ဌိဝိသိကိစ္စသီလဝတ္တပရမတ္တ
ကာမရာဂဗျာပါဒအဲ့ဒါကိုဩရံပါကိယတန်ဟောစဉ်၅ပါးလို့ခေါ်တယ်အနာဂံဖြစ်သွားလို့ရှိရင်တက္ကရာဒိဋ္ဌိဆိုတဲ့မှားယွင်းတဲ့အမြင်လည်းမရှိဘူးသီလပတ္တပရမတ္တဆိုတဲ့မှားယွင်းတဲ့အတွေးတွေလည်းမရှိတော့ဘူးဝိသိကိစ္စဆိုတဲ့တရားဓမ္မနဲ့ပတ်သက်တဲ့တန်တရားလည်းမရှိတော့ဘူးကာမရာဂလို့ဆိုတဲ့နှစ်သက်စရာအာယုန်ဒီပေါ်မှာတွေ့တာမှုဆိုတဲ့ရာဂလည်းမရှိတော့ဘူးဗျာပါဒလို့ဆိုတဲ့မကျေနပ်တဲ့ရှင်ထဲမှာဒေါသဖြစ်တာလည်းမရှိတော့ဘူးအဲ့ဒီ၅မျိုးမရှိတဲ့ပုဂ္ဂိုလ်မှအနာဂံလို့ခေါ်တယ်နော်အနာဂါမိအဲ့ဒီပုဂ္ဂိုလ်တွေဟာအနာဂံအဲ့ဒီအနာဂံပုဂ္ဂိုလ်တွေဟာဒီလိုဩရမဂိယတန်ဟောစဉ်၅ပါးကုံသွားပြီးတော့ဩပပတ္တိကသူတို့ဘဝအနာဂံဟာအနာဂံဖြစ်ပြီးသွားတဲ့ယဟန်ဟာလူပြေပါပြန်လူမဖြစ်ဘူးဘယ်တော့မှဘယ်သွားတော့ဆိုသုဒ္ဓဝါဒဗြဟ္မပြေကိုသွားတာအင်တန်မှစင်ကြယ်တဲ့ pure link လို့ခေါ်တယ်သုဒ္ဓဝါဒအဲ့ဒီသုဒ္ဓဝါဒဗြဟ္မဘုံရောက်သွားတာအဲ့ဒီမှာအနာဂံကလူပြန်ဝင်စားတာမရှိဘူးနတ်တွေနတ်ပြည်ဖြစ်တာမရှိဘူးဗြဟ္မပြည်တခါတည်းရောက်သွားတယ်အနာဂံဖြစ်ပြီဆိုလို့ရှိရင်နော်ဩပပတ္တိကအဲ့ဒီမှာကိုယ်ဒီထင်ရှားပြီးတော့ဖြစ်တယ်အဲ့ဒီမှာလည်းအနာဂံတွေကအမျိုးမျိုးရှိတယ်ထင်မယ်ဒီမှာပြထားတာကြတတ္ထပြိဋိဘံယီနောတဲ့ဖြစ်တဲ့ပုံမှာပဲပြိဋိဘံဆံသွားမယ်အနာဝတ္တိဓမ္မောတတ္တမလောကအဲ့ဒီဘုံကနေပြီးတော့ဘယ်တော့မှပြန်မလာဘူးပြန်မလာလို့အနာဂါမိလို့ခေါ်တာနအာဂါမိကာမဘုံကိုဘယ်တော့မှပြန်မလာဘူးပြန်မလာဘူးဆိုတာဖျားဘူးမလာဘူးတရားနာမလာဘူးလို့ပြောတာမဟုတ်ဘူးနော်ဂတိကာရဗြဟ္မာကြီးကကတ္တဗဖျားရဲ့တပိတကာကြီးအနာဂါကြီးပဲဖျားလောင်တောထွက်တဲ့အခါကျတော့ကြာဘူးတဲ့ကရတဲ့ပြိခရာ၈ပါးကိုလာလှူတယ်နော်ကြာဘူးတဲ့ကရတဲ့ပြိခရာ၈ပါးကိုလှူတာသင်္ကန်းနဲ့လှူတာမဟုတ်ဘူးဒါကြောင့်ကြာသင်္ကန်းနဲ့ကြာရွေတွေနဲ့ရက်ပြီးတော့ကြာသင်္ကန်းလို့ကြာဘူးတဲ့ကရတဲ့သင်္ကန်းနော်အဲ့ဒီကဘာဥကာလမှာဖြစ်တဲ့ကြာဘူးတဲ့ကရတဲ့သင်္ကန်းပြိခရာ၈ပါးကြာသင်္ကန်းနဲ့မဟုတ်ဘူးပြိခရာ၈ပါးကိုဂတိကာရဗြဟ္မာလာလို့လူပြည်ကိုသူကိစ္စရှိလို့လာတာတခါတော့ကပြဿနာတစ်ခုကြုံမှုတယ်အနာဂါမိဆိုတဲ့အဆင့်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေသူတို့အတန်ကိုကြည့်ရင် non returner ကိုဘယ်တော့မှပြန်မလာဘူးဆို never returner လူပြည်ကိုကာမဘုံကိုဘယ်တော့မှပြန်မလာဘူးဆိုတဲ့စကားကိုကင်ပြီးတော့ကောကာလိကဆိုတဲ့ယဟန်ကရှင်သာရိပုတ္တရာရှမောက္ကလန်တို့ပေါ်မှာသူကမကြေမနပ်ဖြစ်တယ်မကြေမနပ်ဖြစ်တော့ရှင်သာရိပုတ္တရာတို့ဆဲတာပေါ့ဆဲတယ်ဆိုတော့ပုတ်ခတ်ပြီးတော့ပြောတာဒီလောဘကြီးတယ်တို့ဘာလို့ဒါလည်းဆဲတဲ့ထဲမှာပါတာပဲเนาะကိုကြိုးရှာတယ်တို့လောဘကြီးတယ်တို့ဒီလိုတွေပြောတော့မြတ်စွာဘုရားကမပြောနဲ့မရဘူးနောက်ဆုံးမှာပြောမရတဲ့အခါမှာသူယဟန္တာပုဂ္ဂိုလ်ရှင်သာရိပုတ္တရာတို့ရှမောက္ကလန်တို့ကိုပြစ်မှားတာနဲ့ဇေရုံကျောင်းအထွက်မှာခါနဲ့လဲပြီးဒီကိုယ်လုံးဖူသီးတွေအနာတွေချက်ချင်းပေါက်ပါဟောအဲ့ဒါလို့ဒီကိုယ်လုံးကနေပြီးတော့ဘူးကြီးတွေထလာပြီးတော့အနာကြီးတွေနဲ့လဲပြီးတော့နေတဲ့အချိန်မှာသူ့ပေါ်မှာဒီညတာတဲ့ကရုဏာမကင်းတဲ့သူ့ရဲ့ဥပ္ပစ္စေဆရာဆိုတာတုရုဆိုတဲ့ဗြဟ္မာကြီးကတိတော့ဒီကောင်တော့ဒုက္ခရောက်တော့မှာပဲဆိုဆင်းလာတဲ့အခါကျတော့ကဲငါသူ့အရင်တော့တပည့်ကိုမလုံနဲ့တဲ့ရှင်သာရိပုတ္တရာတို့ရှမောက္ကလန်တို့ပေါ်မှာစိတ်ကိုချီညူးလိုက်တဲ့ချီညူလိုက်မပြစ်မှားနဲ့လို့ဆုံးမတာမရဘူးမျက်လုံးဖွင့်ကြည့်ဘယ်သူလဲတဲ့ပြောတော့ငါတုရုပြမကိုရသော်ဘုရားကအနာဂံလို့ပြောတယ်တဲ့ဘာလို့လာတာလဲသူကပြန်ပြီးဖြစ်တယ်ရသော်ဘုရားကအနာဂါမိ never return လို့ပြောထားတာဘာလို့ပြန်လာတာလဲမလာနဲ့ပေါ့အဲ့ဒီကလေးကမှားနေပြီတဲ့ကိုယ့်အပြစ်ကိုမြင်အောင်နဲ့ဆိုပြီးတော့ပြန်ပြီးရန်တွေ့တောင်ဖြစ်သေးတယ်သူကနော်အဲ့ဒါလို့မပြန်လာတာမျိုးကိုပြောတာမဟုတ်ဘူးပရိသေရီနေတာကိုပြောတာလူဘဝပြန်မရောက်တော့ဘူးလို့ဆိုလိုတာနော်စကားလုံးကလည်းတခါတလေခက်ခဲသေးတယ် non returner never returner ဘယ်တော့မှပြန်မလာဘူးဆိုလူဖြစ်ဘယ်တော့မှပြန်မမွေးတော့ကာမဘုံဘယ်တော့မှပြန်မမွေးဘူးလို့ဒီလိုပြောတာအဲ့တော့ကောင်းပြီဖျားဘူးတော့လာမှာပေါ့ဒါကအနာဂံပုဂ္ဂိုလ်တွေတဲ့ဒီတန်ဃာတွေထဲမှာဒီအနာဂံပုဂ္ဂိုလ်တွေပါတယ်နောက်တစ်ခါအနာဂံနဲ့တစ်ဆင့်နေတဲ့ပုဂ္ဂိုလ်တွေကသူတို့ဆို
တိဏံတန်ယောဇနာနာပရိက္ခယတက္ကာယဒိဋ္ဌိတဲ့ခန္ဓာ၅ပါးနဲ့ပတ်သက်တဲ့မှားယွင်းတဲ့အမြင်သီလပဒပရမတ္တအကျင့်နဲ့ပတ်သက်တဲ့မှားယွင်းတဲ့အမြင်ဝိသိကိစ္စတဲ့တန်တရားအဲ့ဒီတန်ရောစဉ်၅ပါး၃ပါးနော်တန်ရောစဉ်၃မျိုးကင်းကွာသွားပြီးတော့တန်ရောစဉ်တွေလုံးဝလက်ကျန်မရှိအောင်ကုံသွားပြီးတဲ့အခါမှာရာဂဒေါသမောဟနာတဏုတ်တာရာဂလည်းနည်းသွားတယ်ဒေါသလည်းနည်းသွားတယ်မောဟလည်းနည်းတယ်ပါသွားတယ်ဆိုတာနည်းသွားတယ်ပါသွားတယ်တဏုဆိုတဲ့စကားလုံးကိုပါတယ်လို့အဓိပ္ပာယ်ပြန်တယ်နော်ခုခေတ်လူတွေကလည်းအဲ့ဒီစာသံပေတံနဲ့ပြောရလားမသိပါပါလေးနဲ့သုံးကြတယ်နော်နည်းနည်းလေးလို့မပြောချင်ဘူးပါပါလေးလို့ပြောအဲ့ဒီမှာရာဂဒေါသမောဟတွေပါသွားတယ်ဆိုတာဘယ်လိုဖြစ်တာတုံးဆိုဖြစ်တဲ့အကျိန်လည်းနည်းသွားတယ်အရှိန်လည်းရောသွားတယ်ဒီလိုဆိုလို့တယ်နော်ဖြစ်တဲ့အကျိန်ဆိုတာအရင်တုန်းကလောဘဖြစ်တာ10ကြိမ်ဖြစ်တယ်ဆိုရင်အခု2ကြိမ်လောက်ဖြစ်တော့တယ်ရော့သွားနော်အရှိန်အနေနဲ့ကလည်းခါတိုင်းတော့မကြီးတော့ဘူးတဲ့အရှိန်မရှိတော့ဘူးဖြစ်တဲ့လောဘလည်းအရှိန်မကြီးဘူးအဲ့တော့အကျိန်လည်းရော့တယ်အရှိန်လည်းရော့တယ်အဲ့ဒီလိုဟာကိုတဏုလို့ပြောတာပါသွားတယ်ဆိုတာအဲ့ဒါကိုပြောတာနော်ရာဂဒေါသမောဟဆိုတဲ့ဒီကိလေသာတွေပါသွားတဲ့အခါကျတော့သူ့ကိုတက္ကထာဂာမိလို့တက္ကထာဂာမိဆိုပါသွားသည့်အတွက်ကြောင့်ပါသွားတာဆိုတာမရှိတော့ဘူးလို့ပြောတော့မဟုတ်ဘူးဒါကြောင့်မို့တကိထေဝဣမံလောကအာဂန္ဓဝဒုက္ခတဏ္ဍဂရိတတိဒီဘဝဒီလောကကိုတစ်ချိန်သာပြန်လာပြီးတဲ့နောက်မှာဒုက္ခအဆုံးသတ်သွားမဲ့ပုဂ္ဂိုလ်မျိုးတဲ့ဒါကိုအနာဂါမိလို့ခေါ်တက္ကရာဂါမိလို့ခေါ်တယ်ဒါကြတော့အင်္ဂလိပ်လိုပြန်တော့ once returner လို့ဒီလိုပြောတယ်တစ်ခါတော့ပြန်လာမယ်ဒါတစ်ခါပြန်မွေးတဲ့ပုဂ္ဂိုလ်ဒါကမွေးချင်မှလည်းမွေးမှာပေါ့မွေးရမယ်လို့ပြောတာမဟုတ်ဘူးเนาะမွေးနိုင်တဲ့ possibility ဖြစ်နိုင်ခြေရှိတာပြောတာတက္ကရာဂတိုင်းပြန်မွေးရမယ်လို့ဒီလိုပြောတာမဟုတ်ဘူးเนาะဒီလိုဆိုလို့တယ်နောက်တစ်ခါသောတာပန်ပုဂ္ဂိုလ်ရဲ့ဂုဏ်ကြီးတွေကိုဘယ်လိုဖော်ပြတော့ဆိုတိဏ္ဏတန်ရောစနနာပရိက္ခေယတန်ရောစဉ်၃မျိုးကုံသွားတယ်တက္ကာယဒိဋ္ဌိဝိသိကိစ္စသီလပဒပရမတ္တတက္ကာယဒိဋ္ဌိခန္ဓာ၅ပါးနဲ့ပတ်သက်တဲ့ငါဟာဆိုတဲ့အတွေးတာနောက်တစ်ခါသီလပဒပရမတ္တမမှန်မကန်တဲ့အကျင့်တွေကိုစောင့်တည်ပြီးတော့တန်တရားဝကလွတ်တယ်လို့မှားယွင်းတဲ့အတွေးတာဝိသိကိစ္စတရားဓမ္မနဲ့ပတ်သက်ပြီးတန်တရားရှိတာအဲ့ဒီဒိဋ္ဌိနဲ့ဝိသိကိစ္စတရားကုံနဲ့ပြောရင်ဒိဋ္ဌိနဲ့ဝိသိကိစ္စတာယောဇဉ်နဲ့ပြောမယ်ဆိုရင်၃ခုအဲ့ဒါတွေလုံးဝကင်းသွားပြီးတော့သောတာပန္နာဆိုတဲ့အဓိပ္ပာယ်ကသောတာအပန္နသောတာဆိုတာမဂ္ဂင်၈ပါးဆိုတဲ့ရေစီးချောင်းသောတာလို့ခေါ်တယ်ဒီနေရာပိဋကနာသောတာဆင်ညာပါဆိုတဲ့သောတာမဟုတ်ဘူးနော်နားကိုပြောတာမဟုတ်ဘူးဒီနေရာမှာရေစီးချောင်းကိုပြောတာရေစီးချောင်းဆိုတာစီးပြီးတော့ဝင်သွားတာဒီနေရာမှာနိဗ္ဗာန်ထိအောင်ပင်လယ်သမုဒ္ဒရာတဲ့စီးဝင်တဲ့ရေစီးချောင်းမျိုးကိုရည်ရွယ်ပြီးတော့ Sri သောတာရေစီးချောင်းကြီးမြစ်ရေကရေစီးချောင်းတွေဘယ်ကိုဝင်သွားတော့ဆိုသမုဒ္ဒရာလေးရောက်သွားတာစီးဆင်းသွားတာလေအဲ့ဒါလို့သောတာပန်ဖြစ်သွားလို့ရှင်မက္ခလို့ခေါ်တဲ့ရေစီးချောင်းကြီးတွေရောက်သွားပြီမဂ္ဂင်၈ပါးပေါ်မှာတက်မိသွားပြီနိဗ္ဗာန်လမ်းကြောင်းကြီးကိုဝင်သွားပြီခုခေတ်စကားနဲ့ပြောရင်ဆို highway ပေါ်ရောက်သွားပြီလို့ပြောတာပေါ့နော် highway လမ်းမကြီးပေါ်ရောက်သွားတယ်ဆိုနိုင်ငံသားတွေဘာတွေမှာဆိုရင် highway ပေါ်တက်မိသွားလို့ရှင်မိုင်20 30ပြန်ကွေ့လို့မရတော့ highway ပေါ်တက်သွားရင်နော်ဒီမှာသာကွေ့ရတာဟိုက highway ကြကွေ့မရဘူးကွေ့မရတဲ့ highway တွေရှိတယ်နော်လမ်းမှားလို့ကတော့ exit တစ်ခုမထွက်ဘဲနဲ့သွားလို့ကတော့သွားလေရောတော့50မိုင်မောင်းပြီးတော့ဆုံးသည့်ထိအောင် exit မတွေ့မချင်းမောင်းပြီးတော့ရှေ့ဆက်မောင်းနောက်ကျောင်းလှမ်းမှုတော့မရဘူးနော်ဘယ်သူမှမမြင်ဘူးကွာဆိုပြီးတော့တိတ်မကွေ့လေနဲ့အပေါ်ကကောင်းကင်ယံကကြည့်နေတာတွေရှိတယ်တခါလဲနော် highway တွေကြတာအဲ့ဒါလို့လောက်ထားတာပြန်ကွေ့လို့မရဘူးသောတာပန်နာဆိုတာမတ္တိဟုသောမဂ္ဂင်၈ပါးတည်းဟုသောရေစီးချောင်းကြီးတွေကိုရောက်သွားပြီနိဗ္ဗာန်ကိုစီးဝင်နေတဲ့မဂ္ဂင်ချောင်းဆိုလမ်းကြောင်းကြီးကိုရေစီးချောင်းတွေကိုဝင်သွားတာဒါမို့ Sri Intara လို့ပြန်တာ Sri Winna လို့လည်းပြန်ရတယ် Winna ဆိုတဲ့အဓိပ္ပာယ်မပါဘူး Intara ပဲအာပန္န
အာဆိုတာကပထမဆုံးပဏ္ဏရောက်သွားတာမဂ္ဂင်လမ်းကြောင်းပေါ်ကျန်တာတွေလည်းမဂ္ဂင်လမ်းကြောင်းပေါ်ရောက်တာပဲသောတာပန်ကျတော့ဘာလို့မဂ္ဂင်လမ်းကြောင်းပေါ်မဂ္ဂင်လမ်းကြောင်းပေါ်ကိုပထမဆုံးရောက်သူလို့အဓိပ္ပာယ်ပြောတာဆိုလိုတာကမဂ္ဂင်လမ်းကြောင်းဆိုတာနိဗ္ဗာန်လမ်းကြောင်းနိဗ္ဗာန်လမ်းပေါ်မှာနိဗ္ဗာန်သွားတဲ့ highway ပေါ်မှာပထမဆုံးရောက်သွားသူလို့ဒီလိုအဓိပ္ပာယ်ရတယ်သောတာပန်ရဲ့အဓိပ္ပာယ်နော်သောတာပန်နဆိုတာအဲ့ဒါလို့ဆိုလိုသောတောတိဆိုတာအရိယာမဲ့ရှိခုသောတာလို့ခေါ်တယ်လို့ဒီလိုဆိုတာအေးသောတာပန်နဖြစ်သွားပြီသောတာပန်နဖြစ်သွားတော့ဘယ်လိုအနေထားရှိတုံးဆိုအဝိနိပတ္တဓမ္မသူ့အနေနဲ့ကဘယ်တော့မှဖြစ်ချင်ရဖြစ်တယ်ဆိုတဲ့အနေထားမျိုးမရှိတော့ဘယ်တော့မှချွန်းတိုးမောက်ကုန်မဖြစ်တော့ပုရုဇဉ်နေကြတော့ဖြစ်ချင်ရဖြစ်ဒီဘဝဘလောက်ကောင်းအောင်နေပြီမဲ့လို့သေဂန်ဒီအကြောင်းသိရင်ဖြစ်ချင်ရဖြစ်သွားမှာပုရုဇဉ်နေကြတော့ဂရန်တီမရှိဘူးသောတာပန်ကြတော့ဂရန်တီရှိတယ်ဖြစ်ချင်ရမဖြစ်တော့အပေလေးကိုမကြပုရုဇဉ်နေတော့ကြရင်ကြမှာလေမန္လိကာမိဘုရားကြီးဘလောက်တော်လဲမြတ်စွာဘုရားကိုတားကြည်ညိုတယ်ဉာဏ်ပညာလည်းရှိတယ်ဘုရားတရားတွေလည်းနားလည်တယ်သိတယ်သေဂန်ဒီကြတော့အကုသိုလ်တစ်ခုနဲ့မလုံးတဲ့နာလုံးမိလို့စိတ်ဆင်းရဲပြီးတည်သွားတဲ့အခါဝီစီ9ရက်ကြာသွားတယ်ဒါဝိနိပါဒဓမ္မလို့ခေါ်တယ်ဆန္ဒမရှိဘဲနဲ့ဖြစ်သွားတာပုရုဇဉ်မှာဂရန်တီမရှိဘူးလို့ပြောရလွတ်ချင်လဲလွတ်သွားမယ်မလွတ်ချင်လဲမလွတ်ဘူးဒီလိုအကုသိုလ်တွေကရှိသောတာပန်ဖြစ်သွားရင်မဟုတ်ဘူးဂရန်တီရှိသွားပြီအဝိနိပါဒဓမ္မောဘယ်လိုမှစောက်ထိုးမိုးမျိုးဘဝမှာဖျို့ဖျဲဖြစ်သွားတာမရှိတော့သူကြတယ်တည်ငြိမ်သွားပြီလို့ပြောတာဘဝဒီအဓိပ္ပာယ်ကိုဆိုလို့နိယတာသောတာပန်ဖြစ်တယ်ဆိုတာဒီဘဝကသောတာပန်နောင်ဘဝကျတော့ပြည့်ပြည့်သွားတယ်လို့မရှိဘူးနော်ဒီဘဝသောတာပန်နောင်ဘဝလည်းပြည့်ပြည့်သွားတာမဟုတ်တော့ထာဝရခိုင်မြဲသွားပြီလို့ဒီလိုပြောတာနိယတာခိုင်မြဲတယ်သူရထားတဲ့တရားဘယ်တော့မှနောက်ဆုတ်တာဒီလိုမရှိဟောအဲ့တော့သောတာပန်နဲ့ပတ်သက်ပြီးတော့ဝါဒတွေရှိသေးတယ်လူဘဝတို့နတ်ဘဝတို့သာသောတာပန်က9ဘဝလို့ပြောတယ်တဲ့ဗြဟ္မာဘဝနဲ့ဆိုရင်9ဘဝမကအောင်နေလို့ရတယ်လို့တချို့ကျမ်းမှာဆိုတယ်လို့ဆိုတကယ်ကတော့သောတာပန်ဟာ9ဘဝနဲ့မပို့ဘူးဆိုတာယရဏတုတ်ကိုကြည့်ရင်သိတာပါလေကိဉ္စာပိသောကမ္မကရောတိပပကံကာယေနဝါစာဥဒ္ဒစေနောက်နားလေးရပါတယ်နတေဘဝံအဋ္ဌမမာရိယံတိတဲ့ယရဏတုတ်ပါနော်သောတာပန်ပုဂ္ဂိုလ်တွေဟာ8ခုမြောက်ဘဝကိုဘယ်တော့မှမယူဘူးဆိုတဲ့စကားဟာအသေးချာဆုံးစကားပဲပေါ့ဘယ်ဘဝပဲရောက်လူဘဝပဲဖြစ်ဖြစ်နတ်ဘဝပဲဖြစ်ဖြစ်ဗြဟ္မဘဝပဲဖြစ်ဖြစ်နော်8ခုမြောက်ဘဝမဖြစ်တော့ဘူးလို့ဒီလိုဆိုလို့ဝိတ္တခါကိုဘုံစင်စံလို့ပြောကြတယ်အခုဝိတ္တခါပဲရောက်နေလေအကြောင်းမှကြည့်ချင်တယ်ဘယ်ရောက်နေတော့ဆိုနတ်ပြည်6ဓာတ်ကနေဗ္ဗာန်ရတိဘုံမှာသူရှိတယ်နိဗ္ဗာန်ရတိဘုံမှာရောက်နေတယ်အဲ့တော့သူသိလို့ရှိရင်နိဗ္ဗာန်ရတိဘုံကနေသူဘယ်သွားမလို့ဆိုလို့ရှိရင်အဲ့တော့ပရဏိမိတဝတ္တဝတိဘုံရောက်ချင်အောင်နော်နိဗ္ဗာန်ရတိဘုံကနေဘုံစင်ဆန်းဆိုရင်နိဗ္ဗာန်ရတိပြီးရင်ပရဏိမိတဝတ္တဝတိဘုံအဲ့ဒီဘုံပြီးတဲ့အခါကျတော့ဘယ်သွားတော့ဆိုအဝိဟာအတ္တပါသုဒ္ဓတာသုဒ္ဓတိအကနိဋ္ဌာဆို9ဘဝနော်သုဒ္ဓဝါဒ5ဘုံအဲ့တော့သူကနိဗ္ဗာန်ရတိဘုံပရဏိမိတဝတ္တဝတိဘုံမှာသူကအနာဂံဖြစ်မှာမဖြစ်ဖဲနေလို့မရသောတာပန်ဖြစ်ပြီးတာအရှိန်ရှိနေတဲ့ပုဂ္ဂိုလ်တရားတရားသူတရားမြတ်အဲ့ဒီမှာအနာဂံဖြစ်သွားပြီပရဏိမိတဝတ္တဝတိဘုံကသုတည်တဲ့အခါကျတော့အဝိဟာဆိုရင်အနာဂံဘဝနဲ့အဝိဟာဘုံရောက်အဝိဘာဘုံပြီးတဲ့အခါအတ္တပါဆိုတော့သူကတော့ဘုရားဆူနောက်ထပ်မိအောင်မှာပေါ့နော်ဘုရားဆူမိအောင်မယ်နောက်ဆုံးကျတော့အကနိဋ္ဌဘုံရောက်တဲ့အခါကျတော့မှပြိဋိဘံဆံသွားမှာဒါဝိသခါကိုဘုံစင်ဆံပြောတာအဲ့ဒီဘုံစံဆိုလိုတာပေါ့အေးဒီလိုသောတာပန်ဆိုတာနိယတခိုင်မြဲသွားတယ်ဆိုတာမက္ခနိယမလို့ခေါ်တယ်ပယ်ပြီးသားကိလေသာဘယ်တော့မှနောက်ကြောင်းပြန်မလာနိုင်ဆိုလိုတာကဒိဋ္ဌိဝိသိကိစ္စပယ်ပြီးသားဖြစ်တယ်အဲ့ဒီပယ်ပြီးသားဒိဋ္ဌိဝိသိကိစ္စဘယ်တော့မှနောက်ကြောင်းပြန်မလာနိုင်တော့ဘူးလို့ဒီလိုပြောတာနော်ပြန်မလာနိုင်တံဘောဓိပရာယနာတံဘောဓိဆိုတာဒီတဲ့အစင့်မြင့်တဲ့မဉ္ဇဉ်၃ပါးဟုတ်လား
သောတာပတိမဲ့ရထားတဲ့ပုဂ္ဂိုလ်ဟာတဂရဂံဖြစ်ဖို့ဂိမ်းနေပဲအနာဂံဖြစ်ဖို့ဂိမ်းနေပဲယဟန္တာဖြစ်ဖို့ဂိမ်းနေပဲဒီတဲ့အစစ်မြင့်တဲ့ဉာဏ်တွေရဖို့သိကြသွားပြီဘယ်တော့မှနောက်ပြန်မလှဲ့တော့ဘူးလို့ဒီလိုပြောတာနော်အဲ့ဒါသောတာပန်ပုဂ္ဂိုလ်ရဲ့အင်္ဂါရပ်တွေကိုဒီမှာအရှိချင်းတွေကိုဒီလိုဖော်ပြအဲ့တော့ယဟန်တန်ဃာတွေထဲပဲမြတ်စွာဘုရားကတစားဘုံလာပြီးနေ့မှာယဟန်တန်ဃာတွေရဲ့အလဲမှာထိုင်ရင်းကနေပြီးတပိတန်ဃာတွေကိုအားရလို့ဒီတန်ဃာပရိသတ်ထဲမှာတဲ့ယဟန်တာတွေရှိတယ်တဲ့အနာဂံတွေရှိတယ်သဂရဂံတွေရှိတယ်ယဟန်တာပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒါလို့ရှိလာတာဟာဘာဖြစ်လို့ရှိလာရတာတုံးဆိုဒါကအရိယပုဂ္ဂိုလ်တွေကိုပြောတာနော်အဲ့ဒါလို့ရှိလာတာဟာဒီကျင့်စဉ်တွေကြောင့်ကျင့်နေတဲ့ပုဂ္ဂိုလ်တွေလည်းပဲရှိသေးတယ်ဆိုပြီးတော့ခါမြတ်စွာဘုရားကျင့်နေစေပုဂ္ဂိုလ်တွေရဲ့အကျင့်ပฏิပဒါ12မျိုးထုတ်ပြီးတော့ပြောတာဒီကိုရော်တွေထဲမှာတဲ့တတိပဌာန်၄ပါးဆိုတဲ့အကျင့်တရားကိုကျင့်နေတဲ့ကိုရော်တွေရှိတယ်နော်တတိပဌာန်၄ပါးကာယ ानु ပဒနာဝေဒနာ ानु ပဒနာစိတ် ानु ပဒနာဓမ္မ ानु ပဒနာဆိုတဲ့ကာယဝေဒနာစိတ်ဓမ္မလို့ဆိုတဲ့ဒီအာယုန်ဒီပေါ်မှာကမ္မထာအကျင့်ကိုကျင့်နေတဲ့ပုဂ္ဂိုလ်တွေဒါကြောင့်မလို့ငြိမ်သက်တာကိုကြီးညိုစရာကောင်းတယ်ဒါတွေကိုစစမြဲကျင့်နေတဲ့ပုဂ္ဂိုလ်တွေရှိတယ်တဲ့နောက်တစ်ခါတမ္ပပဋ္ဌာန်တရား၄ပါးကိုကျင့်နေတဲ့ပုဂ္ဂိုလ်တွေရှိတယ်တမ္ပပဋ္ဌာန်တရား၄ပါးဆိုတာစိတ်ဆန္ဒအကိုကအကုသိုလ်တွေမဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်ဖို့ကြိုးစားတယ်ဆန္ဒရှိတယ်ကြိုးစားတယ်ဖြစ်ပြီးသားအကုသိုလ်တွေကိုဖယ်ရှားဖို့ကြိုးစားနေတယ်မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်ဖို့ကြိုးစားနေတယ်ဖြစ်ပြီးသားကုသိုလ်တွေတူပေါအောင်ကြိုးစားနေတယ်ဆိုရင်အဲ့ဒီတမ္ပပဋ္ဌာန်တရား၄ပါးကိုကျင့်ကြံကြုတ်ကိုအထောက်နေတဲ့ပုဂ္ဂိုလ်ရှိတယ်တဲ့ဟောနောက်တစ်ခုကတော့အဋ္ဌိဘတ်၄ပါးပွားများအထောက်နေတဲ့ပုဂ္ဂိုလ်ရှိတယ်သန္တာဝီရိယဝိမာန်တစိတ်တဆိုတဲ့အဋ္ဌိဘတ်၄ပါးကိုကြာကြာနာနာပွားနေတဲ့ယဟန်ဒီထဲမှာရှိတယ်တခါဣန္ဒြေ၅ပါးပွားနေတဲ့ကိုရောတွေလည်းဒီထဲမှာရှိတယ်ဘိုး၅ပါးပွားနေတဲ့ကိုရောတွေလည်းရှိတယ်တတ္တဝီရိယတတိသမာဓိပညာလို့ဆိုတဲ့ဣန္ဒြေ၅ပါးဘိုး၅ပါးကိုခိုင်ခိုင်မြဲမြဲဖြစ်အောင်ပွားများအထောက်နေတယ်တိုးပွားအောင်ကြိုးစားနေကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်နောက်တစ်ခါဘုဇင်9ပါးကိုပွားများအထောက်နေတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဘောဓိအင်္ဂအသိဉာဏ်ရဲ့အင်္ဂရက်တွေဘုဇင်9ပါးတွေပွားများအထောက်နေတဲ့ပုဂ္ဂိုလ်တွေရှိတယ်နောက်တစ်ခုကျတော့အရိယမဂ်ခင်10ပါးအင်္ဂါ10ပါးနဲ့ပြည့်စုံတဲ့မဂ်တရားကိုပွားများအထောက်နေတဲ့ပုဂ္ဂိုလ်တွေရှိတယ်လို့အခုလို့ဘောဓိပက္ခိယတရား38ပါးပွားများအထောက်နေတဲ့ပုဂ္ဂိုလ်တွေဒီတန်ခါပရိသတ်ထဲမှာရှိနေတယ်ဆိုတာကိုမြတ်စွာဘုရားယဟန်တွေကိုထုတ်ဖော်ပြောနေတာနော်ဟောနောက်တော့ဒီတရားတွေတင်လားလဲဆိုမဟုတ်ဘူးတချို့ပုဂ္ဂိုလ်တွေကမေတ္တာဘာဝနာပွားနေတာလည်းရှိတယ်တဲ့ကရုဏာဘာဝနာပွားနေတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်တဲ့မုဒိတာဘာဝနာပွားနေတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ဥပိ္ပခာဘာဝနာပွားနေတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ဟောဇမဝိဟာရတရား၄ပါးနဲ့တရားထုတ်နေတဲ့ပုဂ္ဂိုလ်တွေအထဲမှာပါတယ်ဟောနောက်တစ်ခုကဘာလို့ဆိုရင်အတုပဘာဝနာနုယောဂမနုယုတ်တာဘိက္ခုဝေရတချို့ကိုယ်တော်တွေကတော့အတုပကမ္မထံကိုအထုတ်နေကြတယ်ခန္ဓာကိုယ်ကြီးရဲ့မတင့်တယ်မှုတွေရွံစပွဲကောင်းမှုတွေအတုပတွေတတမှုတွေရောချဖို့ရအတွက်အတုပကမ္မထံပွားများအထုတ်နေတဲ့ပုဂ္ဂိုလ်တွေလည်းပါတယ်တဲ့နောက်ပိုင်းကြတော့မှဒီကမ္မထံတွေအလုံးပြောပြီးတဲ့နောက်မှာမြတ်စွာဘုရားဟောဒီကိုယ်တော်တွေထဲမှာတဲ့အာနာပါနသတိဘာဝနာကမ္မထံကိုပွားများအထုတ်နေတဲ့ကိုယ်တော်တွေလည်းရှိတယ်တဲ့ပါတယ်ဆိုပြီးတော့မှဒီသုတ်တံမှာအာနာပါနကိုသာအကျယ်ဟောလိုက်တာကျန်တာတွေမဟောတော့ဘူးမြတ်စွာဘုရားနော်အသေးစိတ်မဟောဘူးအဲ့ဒီထိအောင်မြတ်စွာဘုရားကကြည်ပေါင်းလိုက်တဲ့အခါကျတော့ကမ္မထံ73မျိုးအထုတ်နေတဲ့ပုဂ္ဂိုလ်အရိယာပုဂ္ဂိုလ်က4မျိုးဒီထဲမှာဒီယဟန်တန်ဃာတွေထဲမှာအရိယာသူတော်စင်ဒီ4ဥပါရှိတယ်4မျိုးပါရှိတယ်ကမ္မထံတရားအထုတ်နေတာ73မျိုးပါရှိတယ်ဟောအဲ့ဒါလို့ကမ္မထံတရားတွေအထုတ်နေလို့အရိယာဖြစ်နေလို့မဖြစ်သေးတဲ့ပုဂ္ဂိုလ်တွေကဟောဒီကမ္မထံတွေကိုကျင့်ကြံကြိုးကိုအထုတ်နေကြလို့ဒီတန်ဃာတွေဟာအမှန်တမ်းငြိမ်သက်ပြီးတော့ကြီးညိုစရာကောင်းနေတာဘယ်လောက်ထိအောင်ကြီးညိုစရာကောင်းလို့ဆိုလို့ရှိရင်နော်ဒီကိုယ်တော်တွေဟာလောကကြီးမှာအမှန်တမ်းမြင်ဖို့ခက်တဲ့တွေ့ဖို့ခက်တဲ့ဖူးမြော်ဖို့ခက်တဲ့ပုဂ္ဂိုလ်မျိုးတွေတဲ့ထမင်းတုပ်ထမ်းပြီးတော့ယူဇနာတရားဝေးခြင်းဝေးပါစေသွားပြီးတော့ဖူးရမယ့်ပုဂ္ဂိုလ်မျိုးတွေပါကြည့်နော်
အဲ့ဒါအကျင့်တရားနဲ့ပတ်သက်ပြီးတန်မိုးထားတာလေဒီထဲမှာဘလောက်ပါလဲဆိုတာစဉ်းစားကြည့်ပေါ့ဒါတွေအားထုတ်နေရင်ကျင့်တတ်เสียအမတန်မှကောင်းတယ်ဒါနဲ့တိုင်းတာရမှာမဟုတ်တာတွေနဲ့မတိုင်းတာနဲ့တကယ်ရုပ်နဲ့မတိုင်းတာနဲ့တကယ်အနှစ်သာရပိုင်းနဲ့တိုင်းတာပြီးတော့ကြည်ညိုကြရမှာဖူးမြော်ကြရမှာဖြစ်တယ်ပေါ့အေးမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကဒီသုတ်တံမှာအာနာပါနသတိကမ္မထာအားထုတ်နေတဲ့ပုဂ္ဂိုလ်တွေလေဒီထဲမှာအများကြီးပါတယ်ဒါကြောင့်မို့ဒီတန်ခါတွေကအမှန်တမ်းဖူးမြော်တိုက်တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်နည်းနည်းလူရင်အများကြီးရတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာဒီလိုပုဂ္ဂိုလ်မျိုးတွေဆိုပြီးတော့เนาะတကယ်ကိုပူဇော်တိုက်တဲ့ပုဂ္ဂိုလ်တွေဟာဒီပုဂ္ဂိုလ်မျိုးတွေပဲလို့မြတ်စွာဘုရားဒီသုတ်တံမှာဟောပြီးတယ်ဟောပြီးတဲ့အခါမှာတရားအားထုတ်ဆဲပုဂ္ဂိုလ်တွေအတွက်ကမ္မထံတစ်ခုပေးခြင်းလို့အာနာပါနသတိကမ္မထံကိုမြတ်စွာဘုရားဆက်ဟောတာဒီကျမ်းမှာဆက်ဟောတာဒါသုတ်တံလေးကိုဆက်မိတော့ပြောပြတာเนาะအဲ့တော့မြတ်စွာဘုရားကအာနာပါနသတိကမ္မထံကိုအားထုတ်ဖို့အတွက်ယဟန်တွေကိုဆက်ပြီးတော့ဘယ်လိုဟောတော့ဆိုရင်จิตตายဟန်တို့တဲ့အာနာပါနသတိအာနာပါနဆိုတဲ့အာယုံပေါ်မှာအခြေစိုက်တဲ့တတိတရားနော်တချို့နေရာမှာအာနာပါနသတိသမာဓိလို့လည်းရှိတယ်ဒီမှာကအာနာပါနသတိလို့တွေမဲ့ထားတယ်တတိကိုဥတည်ပြီးတော့ပြောတယ်သို့တော့တရားနာပိဋကတ်တွေအားလုံးနားလည်ရမှာမဂ္ဂင်၈ပါးလို့ပဲနားလည်တာနော်အဓိကတစ်ခုပြောပေမဲ့လို့တရားထုတ်တယ်ဆိုရင်မဂ္ဂင်၈ပါးနဲ့ပဲအားထုတ်တယ်လို့ပဲမှတ်တယ်မဂ္ဂင်၈ပါးလွတ်ကဲတာမရှိဘူးကြည့်လေမြတ်စွာဘုရားတတိပဋ္ဌာန်သုံးမှာဟောတဲ့အခါမှာလည်းကြည့်ကာယေကာယ ानु ပတ္တိဝိရတိကာယ ानु ပတနာတတိပဋ္ဌာန်လို့ဒီလိုပြောပေမဲ့လို့မြတ်စွာဘုရားဟောတဲ့အခါကျတော့ကြည့်အာတာပိတဲ့တံပဇာနောတဲ့တတိမာတဲ့အာတာပိဆိုတာဝီရိယရှိတာပြောတယ်တံပဇာနောဆိုတာပညာရှိတာပြောတယ်တတိမာဆိုတာတတိရှိတာကိုပြောတာဆိုတော့ဝီရိယရဲ့ပညာရဲ့တတိရဲ့မပါမဖြစ်ဘူးတဲ့ဒါတွေကအဲ့တော့လောက်တင်ပြောလိုက်တာနဲ့တမာတိလည်းမပါဘူးလားလို့ဒီလိုပြောလို့မရဘူးเนาะတမာတိလည်းပါတယ်ဒီထဲမှာတမာတိပါတဲ့အနုပဒနာအမှန်ရှုတယ်သိလျော်အောင်ရှုတယ်လို့ဆိုတဲ့ကတွေးတယ်ဆိုတဲ့သင်္ကပ္ပလည်းပါတယ်เนาะတွေးတယ်ဆိုတဲ့သင်္ကပ္ပလည်းပါတယ်တမာတိဆိုတဲ့တည်ငြိမ်တာလည်းပါတယ်အဲ့ဒီနှစ်ခုကိုမဖော်ဘဲနဲ့ဟောထားတာဒီမှာအဲ့ဒီမှာဟောထားတာလေအဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီအာနာပါနကမ္မထံအာနာပါနသတိကမ္မထံကိုမဟာသတိပဋ္ဌာန်သုံးပါးနဲ့ဟောထားတာရှိသို့သောမဟာသတိပဋ္ဌာန်သုံးပါးဟောတဲ့အခါကစတုက၄မျိုးရှိတယ်စတုက၄ခုဆိုတာအစု၄ခုအစု၄ခုရှိတဲ့ထဲမှာပထမစတုကပထမ၄ဆင့်ပဲဟောတယ်ပထမ၄မျိုးပဲဟောတယ်ဒုတိယ၄မျိုးမဟောဘူးတတိယ၄မျိုးမဟောဘူးစတုက၄မျိုးမဟောဘူးနော်16ခုရှိဒီကမ္မထာနဲ့ပတ်သက်ပြီးတော့သောလတဝဋ္ထုကလို့ခေါ်တယ်သောလတဝဋ္ထုကအခြေခန္ဓာ16ခုရှိတယ်အာနာပါနသတိကမ္မထာကိုပြည့်ပြည့်စုံအောင်အားထုတ်ဖို့ရတယ်အခြေခံချက်16မျိုးရှိတာကိုမြတ်စွာဘုရားဟောတာအဲ့ဒီထဲမှာမဟာသတိပဋ္ဌာန်သုံးမှာဟောတာပထမစတုကလို့ဆိုတဲ့ပထမ၄ခုကိုပဲဟောတယ်နော်ကျန်တာတွေမပါဘူးမဟာသတိပဋ္ဌာန်သုံးမှာနောက်တစ်ခါတတိပဋ္ဌာန်တန်ယုတ်မှာမြတ်စွာဘုရားဟောတာတဲ့တတိတတိပဋ္ဌာန်တန်ကိုအာနာပါနတတိအာနာပါနတန်ယုတ်ဆိုပြီးတော့တန်ယုတ်ပါဠိတော်မှာရှိတယ်အဲ့ဒီတန်ယုတ်ပါဠိတော်မှာတချို့သုတ်တန်တွေကပြည့်ပြည့်စုံစုံဟောတယ်တချို့သုတ်တန်တွေမှာပြည့်ပြည့်စုံစုံမဟုတ်ဘူးအဲ့ဒီထဲမှာထူးထူးခြားခြားဝေတာလီသုတ်ဆိုတာကြတော့တကယ်ကိုမြတ်စွာဘုရားကအာနာပါနတတိကိုချီးမွမ်းပြီးတော့ဟောထားတာအဲ့ဒီဝေတာလီသုတ်တန်ကိုပဲဒီဝိတ္တုရိမက်ကြီးကအဲ့ဒါကိုမူတည်ပြီးတော့ဖွင့်တာအခုဒီအာနာပါနသတိသုတ်ကိုမူတည်ပြီးတော့ဖွင့်တာမဟုတ်ဘူးဝေသာလီသုတ်ကိုမူတည်ပြီးတော့ဖွင့်တာအဲ့ဒီဝေသာလီသုတ်မှာအာနာပါနသတိဘိက္ခဝေတမာတိအာနာပါနသတိတမာတိဘာဝီတော်ဘုလိကတော်အတိစနကောသသူခောသဝိဟာရောဒီလိုသူကအာနာပါနသတိတမာတိဟာဖြည့်ဆွတ်เสียမလိုတော့အောင်ကောင်းတယ်ချမ်းသာတယ်ဘာမှရောဆက်เสียမလို့သူ့အာယုန်နဲ့တင်သူကျေနပ်เสียကောင်းတယ်နော်အမှန်တမ်းငြိမ်သက်တယ်ဒီနုညံ့နဲ့တိမ်မွေ့တယ်ဒီဖြစ်ပေါ်လာတဲ့ကိလေသာတွေကိုအကုန်လုံးဖယ်ရှားပြစ်နိုင်တယ်လို့အဲ့တုတ်တံမှာအဲ့လိုချီးမွမ်းပြီးတော့ဟောတယ်ဒီတုတ်တံမှာတော့အဲ့လိုမျိုးမပါဘူးပြီးတော့မဟာသတိပဋ္ဌာန်သုံးမှာအာနာပါနသတိခေါ်တာကာယ ानु ပဒနာအနေနဲ့ဟောထားတာနော်
ကာယ ानु ပဒနာအနေနဲ့ဟောထားတာအခုဒီတုတ်တံမှာဟောတာကြတော့မြတ်စွာဘုရားကစကားဘယ်လိုစတော့ဆိုจิตายานတို့အာနာပါနတတိဟာတဲ့ခုတ္တဏမှာဖြစ်အောင်လုပ်မယ်အချိန်ချင်းထပ်ထပ်ပွားများအောင်လုပ်မယ်ဆိုရင်တဲ့မဟာဖလအကျိုးကျေးဇူးတွေအများကြီးရှိတယ်မဟာနိတန္တသူကဖြစ်ပေါ်လာတဲ့ဒီအကျိုးဆက်တွေလည်းအများကြီးလို့ဆိုလိုတယ်တိုက်ရဲ့အကျိုးတွေကလည်းကြီးမားတယ်အကျိုးဆက်တွေကလည်းအလွန်များပြားတယ်လို့ဒီလိုဟောတာအဲ့တော့အဲ့ဒီအချိန်မှာမြတ်စွာဘုရားနံပါတ်1မဟာဒီအာနာပါနတတိထွက်လေဝင်လေပေါ်မှာစိတ်လေးနဲ့အာယုန်နဲ့ကပ်နေတဲ့ဒီတတိကိုကိုယ်တဏ္ဍာမှာဖြစ်အောင်လုပ်မယ်တိုးတက်လာအောင်လုပ်မယ်ဆိုလို့ရှိရင်မဟာဖလမဟာနိတန္တအဲ့ဒါမှကြီးမားတဲ့အကျိုးအမှန်ကြီးမားတဲ့အကျိုးဆက်တွေရပြတဲ့အကျိုးဆက်တွေကိုရနိုင်တယ်ရနိုင်ရုံနဲ့မကဘူးတဲ့နော်ဒီအာနာပါနတတိကိုပွားများအားထုတ်လိုက်မယ်အာနာပါနတတိကိုယ်တဏ္ဍာမှာဖြစ်အောင်လုပ်မယ်ဒီပွားအားထုတ်မယ်ဆိုရင်တတိပဋ္ဌာန်၄ပါးလည်းပဲကိုယ်တဏ္ဍာမှာပြည့်လာလိမ့်မယ်တတိပဋ္ဌာန်၄ပါးကိုလည်းပြည့်စုံအောင်လုပ်ပြီးသားဖြစ်သွားလိမ့်မယ်ဆိုလိုတာကအာနာပါနအားထုတ်လိုက်တာနဲ့တတိပဋ္ဌာန်ကျင့်စဉ်ပါသွားပြီလို့ပြောတာနော်ဒါလုပ်လိုက်လို့ရှိရင်တတိပဋ္ဌာန်တရား၄ပါးဟာလည်းပြည့်စုံသွားလိမ့်မယ်အဲ့ဒီတတိပဋ္ဌာန်တရား၄ပါးကိုအားထုတ်လိုက်မယ်ဆိုလို့ရှိရင်တော့ဘုဇင်9ပါးလည်းပြည့်စုံသွားပါလိမ့်မယ်ဘုဇင်9ပါးကိုအားထုတ်လိုက်မယ်ဆိုရင်ဝိဇ္ဇာဝိမု ക്തി လို့ခေါ်တဲ့မဲ့နဲ့ဖို့ကိုလည်းရရှိပြီးသားဖြစ်သွားလိမ့်မယ်ဒီလိုအဆင့်၃ဆင့်ခွဲပြီးတော့မြတ်စွာဘုရားဟောတာနော်အာနာပါနတတိကနေဆက်သွယ်ပြီးတော့မြတ်စွာဘုရားဟောတာအာနာပါနတတိအားထုတ်လို့ရှိရင်မဟာဖလမဟာနိတန္တအကျိုးကြီးတယ်လို့ပြောတယ်နှစ်အာနာပါနတတိအားထုတ်လို့ရှိရင်တတိပဋ္ဌာန်တရား၄ပါးပွားပြီးသားဖြစ်တယ်နော်သုံးအာနာပါနတတိကိုအားထုတ်မယ်ဆိုရင်တတိပဋ္ဌာန်တရား၄ပါးကိုအားထုတ်မယ်ဆိုလို့ရှိရင်ဘုဇင်9ပါးအားထုတ်ပြီးသားဖြစ်တယ်၄ဘုဇင်9ပါးအားထုတ်ပြီးသားဖြစ်လို့ရှိရင်ဝိဇ္ဇာဝိမု ക്തി ဆိုတဲ့ဝိဇ္ဇာဆိုတဲ့မဲ့ဝိမု ക്തി ဆိုတဲ့ဖို့မဲ့တွေဖို့တွေကိုရရှိပြီးသားဖြစ်လိမ့်မယ်ဒီလိုမြတ်စွာဘုရားကယဟန်တွေကိုရှုစွာမိတ်ချားတယ်မိတ်ချားပြီးတဲ့အခါကျတော့မှအာနာပါနတတိကဘယ်လိုအားထုတ်ရမလဲနော်တခုချင်းကိုရှင်းပါအဲ့တော့ဒါလေးကမာတိကသဘောလေးဖြစ်လို့ထပ်ပြီးတော့မှတ်ဖို့လိုတယ်နော်အာနာပါနတတိကိုအားထုတ်လို့ရှိရင်မဟာဖလမဟာနိတန္တဒါပထမစကားတခါအာနာပါနတတိကိုအားထုတ်လို့ရှိရင်တတိပဋ္ဌာန်၄ပါးကိုအားထုတ်ပြီးဖြစ်တယ်ဒါတိုက်ရိုက်ဒီနှစ်ခုကဒါအာနာပါနတတိနဲ့တိုက်ရိုက်ပြောလိုက်တတိပဋ္ဌာန်အားထုတ်ရင်ဘုဇင်အားထုတ်ပြီးသားဖြစ်တယ်ဘုဇင်အားထုတ်လို့ရှိရင်ဝိဇ္ဇာဝိမု ക്തി အားထုတ်ပြီးသားဖြစ်တယ်လို့အဆင့်၄ဆင့်ပေါ့မြတ်စွာဘုရားဒီလိုဟောတာအဲ့ဒီ၄မျိုးကိုဒီသုတ်တံမှာချက်ပြီးတော့ဟောမှာဟောကဲနံပါတ်1အနေနဲ့တတိပဋ္ဌာန်ကိုပွားများမယ်အားထုတ်မယ်အချိန်ချင်းလုပ်မယ်ဆိုတာဘယ်ပုံလုပ်ရလုပ်ပုံလုပ်နည်းကိုမြတ်စွာဘုရားအသေးစိတ်ရှင်းပြသုတ်တံအဲ့ဒါကိုသူကသူရှင်းပြတော့မလို့မြတ်စွာဘုရားယဟန်တွေကိုဒီအာနာပါနစတိကမ္မထာကိုပေးတာခုနကကျင့်နေတဲ့ကိုယ်တော်တွေဒါကျင့်ခိုင်းတာကထံဘာဝိတာအာနာပါနတတိဟောဘဟုလိကတာမဟာဗလာဟောတိမာနိတံဘယ်လိုပွားရင်ဘယ်လိုအချိန်ချင်းထပ်ထပ်လုပ်ရင်အာနာပါနတတိဆိုတာဟာတဲ့အများကြီးအကျိုးဖြစ်ထွန်းစေတယ်လေဘယ်လိုအကျိုးဆက်တွေကိုအများကြီးရနိုင်စေတယ်လေဆိုပြီးတော့မြတ်စွာဘုရားဒီမေးခွန်းလေးမေးပြီးတော့အာထုတ်ပုံအာထုတ်နည်းကိုအသေးစိတ်ကနေရှာပြီးအသေးစိတ်ဆိုတာအာထုတ်ရမယ့်နေရာပါပြောတယ်ဒီကမ္ဘာကိုအာထုတ်တော့မယ်ဆိုလို့ရှိရင်တဲ့အရိညတော့မှာပဲဖြစ်ဖြစ်အာထုတ်ဘာဖြစ်လို့မြို့အာမထုတ်ခိုင်းတာဆိုမြို့တွေရွာတွေထဲမှာဆိုဆုညံတယ်လေဆုညံတယ်အဲ့တော့တိတ်ဆိတ်ငြိမ်သက်တဲ့တောအရာကိုသွားတောထဲမှာအာထုတ်သို့မဟုတ်တောထဲရောက်တဲ့အခါမှာဘယ်နေရာမှာအာထုတ်ရမလို့ဆိုတစ်ပင်ရင်တစ်ပင်အောင်ထိုင်ပြီးတော့တရားအာထုတ်အရိညကတောဝါသုံးညာကာရကတောဝါဒီတရားအာထုတ်နေပြီဆိုရင်တောအရာမှာဖြစ်စေတစ်ပင်အောင်မှာဖြစ်စေနောက်တစ်ခုကသုံးညာကာရဒါမြို့ရဲရွာထဲမှာပဲဖြစ်ဖြစ်ဘယ်ဖြစ်ဖြစ်တိတ်ဆိတ်တဲ့နေရာမှန်သမျှသုံးညာကာရပဲတောတို့ဆိုတာရေပုံရပြောလိုက်တဲ့စကားပေါ့နော်တောဆိုတာရေပုံရအဖြစ်လူတွေရဲ့အတန်တိတ်ဆိတ်တယ်မရှိကိုယ်လာစကားပြောမဲ့လူလည်းမရှိနော်တောရထဲမှာကိုယ်လာစကားပြောမဲ့လူမရှိတယောက်တည်းနေတဲ့အခါအဲ့တော့တောအရာဆိုအလွန်လွတ်လပ်
လွတ်လပ်တယ်ဆိုတာတောမှာဘာမှမြတ်စွာဘုရားသခင်ကိုရောမြတ်ကနော်ဘာမှလှုပ်เสียမလို့ကြောက်เสียလည်းမရှိတော့ရှက်เสียလည်းမရှိဘူးကြောက်တာတော့တွေးကြောက်တဲ့လူတော့ကြောက်အောင်ပေါ့နော်ရှက်เสียဘာမှမရှိဘူးမြတ်စွာဘုရားတခါတလေဒီခေါ်ထားတဲ့တရားထဲမှာတူးတဲ့နေရတာဘလောက်အကျိုးရှိတယ်ဘလောက်လွတ်လပ်တယ်ဆိုတာကိုဘုရားတခါလေပြောတာမှမှတ်သားเสียလည်းကောင်းတယ်တနည်းအားဖြင့်လည်းပဲရည်စရာလို့သဘောမျိုးလေးဖြစ်တယ်ပေါ့နော်ဘုရားကဘယ်လိုပြောတော့ဆိုရင်အေးရှေ့မျောကြည့်လိုက်တယောက်မှမရှိဘူးနောက်လှည့်ကြည့်လိုက်တယောက်မှမရှိဘူးအဲ့ဒီအချိန်မှာတဲ့နောက်ဖေးနောက်ပြီးသွားလို့တော့အလွယ်တယ်တဲ့ဆိုဒါတဲ့ဘုရားဟောတဲ့စကားပဲဟုတ်ကဲ့လားတယောက်တည်းနေရတဲ့ဟာကိုလူတိုင်းသိအောင်နားလည်အောင်ပြောလိုက်တာဘုရားဟုတ်တယ်လေလူတွေအောင့်ထားစရာမလိုဘူးလေမြို့ရဲရတယ်ဆိုရင်တွိုင်းလည်းမရှိရင်အောင့်နေရမှာလေတောထဲမှာဆိုရင်အောင့်စရာမလိုဘူးတဲ့ရှေ့လှမ်းကြည့်လိုက်တယောက်မှမရှိဘူးနောက်လှည့်ကြည့်လိုက်တယောက်မှမတွေ့ဘူးဆိုသိလွယ်တာပဲတဲ့လွတ်လပ်တာသိလွတ်လပ်တာတဲ့နောက်ဆုံးမှနောက်ပေးနောက်ပြီးသွားတာမှလွယ်သေးတယ်ဒီလိုဟောတာရှိတယ်နာဂိတတုတ်ဘုရားကိုယ်တိုင်ဒီလိုဟောတယ်တယောက်တည်းနေရတဲ့အကျိုးကျေးဇူးအဲ့ဒါကြောင့်မလို့တရားထုတ်တဲ့နေရာကိုမြတ်စွာဘုရားရွေးပေးတာဘုရားကိုယ်တိုင်ကလည်းတောထဲမှာတရားထုတ်ခဲ့တာဒါကြောင့်မို့အရိညာရုက္ခမူလအဲ့ဒါမရနိုင်ဘူးဆိုရင်သုံးညခါရသုံးညဆိုတာအခါရဆိုတာအဆောက်အဦတစ်ခုသုံးညဆိုတာဘယ်သူမှမရှိတဲ့အဆောက်အဦတစ်ခုဒီလိုဆိုလို့လားနော်အခုတော့သုံးညတော့မဖြစ်ဘူးဘာလို့လဲဆို group meditation တွေများတာ group meditation တွေဆိုအိတ်နေတော့ဟိုကခေါ်ဒီကခေါ်အတန်နေတော့စုံတာပေါ့နော်အဲ့တော့သုံးညတဦးတယောက်တည်းဆိုရင်တမာတိပို့ပြီးတော့ဖြစ်လွယ်တယ်တဲ့သုံးညခါတာဒါကမ္မထာအားထုတ်ရမယ်နေရာကိုမြတ်စွာဘုရားဒီတုတ်တာမှာညွှန်ကြားပြီးတော့ပေးတာနောက်တစ်ခုအဲ့ဒါလို့အားထုတ်ပြီဆိုရင်ဘယ်လိုအားထုတ်ရမှာလဲလမ်းလျှောက်ရမှာလားထိုင်ရမှာလားဆိုထိုင်ရမှာအာနာပါနသတိအားထုတ်ပြီဆိုရင်ထိုင်ရမယ်တဲ့ဘယ်လိုထိုင်ရပလင်ကံအာဘုစိတ်တော်တင်းမြင်ခွေပြီးတော့ထိုင်တယ်အမျိုးသမီးတွေကျတော့ထက်ဝက်ပလင်ထိုင်တယ်ပေါ့အဲ့ဒါဘာလို့ထိုင်တာတော့ဆိုတာသူကကြိုးစားလွန်းတာလည်းမဟုတ်ဘူးရော့လွန်းတာလည်းမဟုတ်ဘူးထိုင်ခြင်းဣရိယာပုတ်တိအိတ်နေသလောက်လည်းသူကစိတ်ခန္ဓာမဟုတ်ဘူးလမ်းလျှောက်မတ်တရက်နေတာလမ်းလျှောက်နေတာလို့လည်းအားမဆိုင်ရဘူးထိုင်နေတယ်ဆိုတာအမှန်တမ်းငြိမ်သက်တဲ့ဣရိယာပုတ်လို့ပြောတယ်ထိုင်တာတဲ့ပိုးမငြိမ်ဘူးလားဆိုအိတ်ရင်တော့ပိုးငြိမ်ဒါပေမဲ့အိတ်ပြုံသွားမှာအဲ့တော့ရွေးရမှာကထိုင်တဲ့ဣရိယာပုတ်ကိုရွေးပါဘာဖြစ်လို့ရွေးတာတော့လို့ဆိုမပြင်းလွန်မလျော်လွန်တဲ့အလတ်တန်းစားမစ္စည်းမပฏิပဒါအနေထားမျိုးကိုရွေးတဲ့သဘောနော်အဲ့ဒါလို့အထောက်ပါတဲ့အဲ့ဒါလို့ထိုင်တဲ့အခါမှာဥဆုံကာယံပဏိဒါယခါအထက်ကခန္ဓာကိုယ်ခေါင်းလေပင်ထိအောင်ဆန်းဆန်းလေးဖြောင်းဖြောင်းမမထားပါဥဆုံကာယံပဏိဒါယဖြောင်းဖြောင်းလေးထားတဲ့ခါကြီးကုန်းမနေစေနဲ့ခေါင်းကြီးငုံမနေနဲ့လို့ဒီလိုပြောတာငုံမနေစေနဲ့ဖြောင်းဖြောင်းလေးထားဘာဖြစ်လို့ဖြောင်းဖြောင်းထားခိုင်းတာတော့လို့ဆိုတဲ့အခါကျတော့လူနောက်မှာကြောရိုးတွေရှိတယ်နော်အဲ့ကြောရိုးလေးတွေကအစ်စ်တစ်ခုနဲ့တစ်ခုကသူကဖိပြီးတော့စောင်းထားမယ်ဆိုရင်ဖိညက်ပြီးတော့ကြာမထိုင်နိုင်ဘူးခါနာတာတွေကြောအောင်တာတွေဖြစ်လာတတ်တယ်အဲ့ဒါမျိုးမဖြစ်အောင်မတ်ကလေးထားလို့ဒီလိုဆိုလို့ရတယ်တရားထုတ်ပါအထုတ်နည်းကိုတိတိကျကျဘုရားအသင်ပေးတာမဟာသတိပ္ပဏတုတ်မှာလည်းဒါပါတာပဲနော်အဲ့ဒါလို့လုပ်ပြီးတဲ့အခါမှာပရိမုခံတတိဥပတ္တပိတဝါကမ္မထံတို့ focus လုပ်ခိုင်းတာကမ္မထံဘက်ကိုအာယုံလှည့်ထွက်လေဝင်လေလေးနဲ့ခြိထားထွက်လေဝင်လေလေးပေါ်မှာအာယုံစိုက်ဆိုလိုတာကလူရဲ့စိတ်ဆိုတာအာယုံရှိသမျှပြေးသွားနေတာလေမျက်စိကမြင်တဲ့အာယုံစီပြေးတယ်နားကကြားတဲ့အာယုံနှာခေါင်းကအနံ့ရတခုမှမရှိဘူးဆိုရင်စိတ်ကတွေးတဲ့အာယုံတွေစီပြေးနေတာဘယ်တော့မှငြိမ်တယ်လို့မရှိဘူးအဲ့ဒီမငြိမ်တဲ့စိတ်ကိုဖမ်းပြီးတော့ထွက်လေဝင်လေလေးပေါ်မှာသူ့ကိုရက်ခိုင်းတာနော်ထွက်လေဝင်လေဆိုတဲ့အာယုံလေးပေါ်မှာသူ့ကိုရက်ခိုင်းတာပရိမုခံတတိဥပတ္တပိတဝါအဲ့ဒီပေါ်မှာတတိထားလို့ဆိုလို့တတိထားပြီးတော့ပရိမုခဆိုတာကိုအဓိပ္ပာယ်နှစ်မျိုးဖွင့်နေတယ်ပရိဆိုတာအာယုံကိုသိမ့်ပိုက်ထားတာမုခဆိုတာဒီမကောင်းတဲ့ဒီအာယုန်တွေကနေထုတ်ဆောင်ပေးနိုင်တယ်ဒီပြင်အာယုန်တွေကထွက်ခွာပေးစေနိုင်ဒီတတိဟာဒီအာယုန်ကိုလည်းမိမိယူရမယ့်အာယုန်ကိုလည်းပဲသိမ့်ပိုက်ထားနိုင်တယ်နော်သိမ့်ပိုက်ထားပြီးတော့
ကိလေသာဆိုတဲ့အညစ်အကြေးတွေကလည်းဆွတ်ထုတ်ပေးနိုင်တယ်အဲ့ဒီရှိတဲ့တတိမျိုးကိုကိုယ်တဏ္ဍမှာထားပါလို့ဆိုလို့အဲ့တော့ပရိဆိုတာသိမ့်ပိုက်တဲ့တတိမုခဆိုတာထုတ်ဆောင်နိုင်တဲ့တတိအာယုံကိုသိမ့်ပိုက်နိုင်တဲ့တတိနော်အစင်မြင့်အောင်ထုတ်ဆောင်ပေးနိုင်တဲ့တတိကိုဒီထွက်လေဝင်လေအာယုံပေါ်မှာဆွဲဆွဲမြဲမြဲထားပြီးတော့ဘာလို့အောင်လဲဆိုရင်တတောဝအတ္တတတိတတောဝပတ္တတတိအသက်ရှူတာလေးရှိုက်တာလေးကိုတတိလေးနဲ့ရှူတတိလေးနဲ့ရှိုက်ပြီးတော့တရားထုတ်ပါလို့ဒါမြတ်စွာဘုရားကိုယ်တိုင်ဟောတဲ့တရားထုတ်ပုံအထုတ်နည်းပဲပေါ့နော်အေးအဲ့ဒါလို့မြတ်စွာဘုရားကတတိပဋ္ဌာန်တရားမှာအခုလို့အခြေခံကိုစပြီးတော့ပေးတယ်ပေးပြီးတဲ့အခါကျတော့ပထမစတုတ်ကဒုတိယစတုတ်ကတတိယစတုတ်ကဆိုပြီးတော့စတုထစတုတ်ကလို့ဆိုပြီးတော့နောက်16ခုဒီအာနာပါနတတိနဲ့ပတ်သက်တဲ့အခါ16ခုမျိုးကျဲချက်ပြီးတော့ဒီသုတ္တမှာဟောပါတယ်ဒါကြောင့်မို့နောက်ရက်များမှာအဲ့ဒီတရားတွေကိုဆက်ပြီးတော့ဟောမယ်ခုအခြေခံအနေနဲ့ဒါကိုဆိုပြီးတော့မှတ်သားပြီးတော့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တတိပဋ္ဌာန်တရားတတိနဲ့ပတ်သက်တဲ့ဒီကမ္မထာဟာအမတန်မှတိမ်မွေ့နူးညံ့တဲ့ကမ္မထာဖြစ်တယ်ဘာမှလည်းကျွတ်တင်ပြင်ဆင်စရာမလိုဘူးတခြားကတိုင်းနေဆိုရင်ကျွတ်တင်ပြင်ဆင်အောင်ပဲအခုကနှာခေါင်းကလေကရှူးနေတာဆိုတော့ကိုယ်ကလိုက်ရှာစရာလည်းမလိုဘူးเนาะအစင်းနဲ့ပဲ24နာရီလုံးအစင်မပြတ်ရနေတယ်ကျန်တာတွေကျတော့24နာရီလုံးဖြစ်ချင်မှဖြစ်မှာလေအသက်ရှူသွင်းနေတာရှူထုတ်နေတာကကိုယ်မှာပတ်စံမကုန်ဝဲနဲ့ရတဲ့အာယုံလေးအဲ့ဒီအာယုံလေးပေါ်မှာတတိအခြေစိုက်ပြီးတော့ထူးခြားတဲ့တရားဓမ္မတွေကိုရရှိအောင်ကြိုးစားဖို့ဆိုတဲ့ဤစနစ်ကိုမြတ်စွာဘုရားပေးထားတာဖြစ်သောကြောင့်နေ့စဉ်နဲ့မြတ်ရှူထုတ်နေတဲ့လေတွေပေါ်မှာအရဟတမဖြစ်စေပဲနဲ့ကောင်းမြတ်တဲ့အသိဉာဏ်တွေရအောင်ကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေကုန်သတည်း